အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီကျတို့ Twin Stars Education Center ကနေပြုလုပ်တဲ့ဒီ free webinar လေးပေါ့နော် webinar လေးကတော့ဒီကျတို့ how to study abroad လို့အမည်ပေးထားပါတယ်ဆိုတော့ဒီကျတို့ဒီ webinar လေးမှာဒီအစီအစဉ်လေးတွေလည်းလောက်ထားတာရှိရပေါ့နော်ဆိုတော့ဒီကျတို့ Telegram group မှာတော့အစီအစဉ်လေးတွေကိုကြိုတင်ကြေညာထားတာရှိပါတယ်ဆိုတော့တခြားတို့ဒီနေ့ပြုလုပ်မဲ့ webinar လေးကိုပြောခင်ပေါ့နော်ဒီချက်ကိုအရင်ဆုံးမိတ်ဆက်ပေးပါမယ်ဒီချက်နာမည်ကတော့ Imontab ဖြစ်ပါတယ်ပေါ့နော်ဒီထဲမှာဒီချက်တို့ရဲ့အကြောင်းသားလက်ရှိတက်နေတဲ့အကြောင်းသားတွေရဲ့အကြောင်းသားဟောင်းရဲ့ကတော့တည်ပြီးဖြစ်မှာပေါ့နော်တခြားဒီချက်တို့အကြောင်းကမဟုတ်ဘဲနဲ့ link ကိုတွေ့လို့လာ join တဲ့သူတွေကတော့မသိမှာဆိုလို့ပေါ့နော်ဟုတ်ဒီချက်နာမည်ကတော့ Imontab ဖြစ်ပါတယ်ဒီချက်ကတော့ဒီ Twin Stars Education Center ရဲ့ founder ဖြစ်ပါတယ်။ဒီကျတော့ဒီ Twin Stars Education Center ကနေပြီးတော့ဒီ GD program တွေပေါ့နော်။အင်္ဂလိပ်စာlanguage class တွေကျတော့ဖွင့်ထားပါတယ်။အခုဒီကျတော့တစ်ဆင့်ပေါ့နော်။ဒီနေ့စပြီးတော့ပထမအဆင့်အနေနဲ့ကျတော့ပြုလုပ်ပေးတဲ့ webinar လေးကတော့ကျတော့ဒီ GD ပြီးတဲ့အကြောင်းသားတွေပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်လည်းအကြောင်းမျိုးမျိုးကြောင်းပေါ့နော်။အကြောင်းရန်နာထားတဲ့ကလေးတွေပေါ့နော်တက်တူဆက်တက်ကြမယ်ဆိုရင်ဘယ်လိုပုံစံမျိုးတွေတက်လို့ရမလဲဆိုတော့စိတ်ကူးတွေပေါ့နော်ရှိကြတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကောင့်ထဲဖော်ပြwebinar လေးကိုပြုလုပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ webinar လေးမှာအစီအစဉ်လေးခုခုစီစဉ်ထားတာရှိပါတယ်အစီအစဉ်တစ်ကတော့ကျွန်တော်ဒီနေ့ပြုလုပ်တဲ့ free webinar လေးစတင်ကြောင်းကြေညာခြင်းပေါ့နော်အစီအစဉ်နှစ်ကတော့ကျွန်တော်ဒီမှာ guest speaker ဖိတ်ထားတာရှိပါတယ်မတ်ဖူးသစ်ခင်ရဲ့နောက်ကျွန်တော်ဒီမှာပေါ့နော်ကိုတော်ရာရဲ့ပေါ့နော်ကျွန်တော်နှစ်ယောက်ကနေမိတ်ဆက်ပေးမှာဖြစ်ပါတယ်အစီအစဉ်3ကတော့ကျွန်တော် guest speaker ကနေပြီးတော့ Twin Stars Education Center ကနေကျွန်တော် free consultation ပေးမယ်ပေါ့နော်ဒီတက်တော်တွေအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ရှင်းပြပေးမှာဖြစ်ပါတယ်အစီအစဉ်၄ကတော့ကျွန်တော်ဒီရှင်းပြပေးတဲ့ PowerPoint slide နဲ့ပတ်သက်ပြီးတော့တိလို့ဒီများကိုမေးမြန်းခြင်းအစီအစဉ်ပေါ့နော်ပြီးတော့ကမှအစီအစဉ်9မှာကျွန်တော်ကြိုတင်ပြီးတော့မေးမြန်းကောက်ထားတဲ့မေးခွန်းတွေရှိရပေါ့နော်မေးခွန်းတွေရှိရအဲ့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြမှာဖြစ်ပါတယ်ပြီးရင်တော့အစီအစဉ်6မှာပေါ့နော်ကျွန်တော်ဒီ Google Form ကောက်တဲ့အခါမှာဒီပေါ့နော်GD program အကြောင်းကိုမေးထားတာတွေရှိရပေါ့နော်ဒါလေးကိုတော့ဒီအစီအစဉ်6မှာထည့်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Twin Stars Education Center ကအကြောင်းကဆရာမတွေကဝိုင်းပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်နောက်အစီအစဉ်9ကတော့ဒီကျွန်တော်တို့ဒီနေ့ပြုလုပ်တဲ့ free webinar လေးပြီးမြောက်ကြောင်းကြေညာခြင်းပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီမှာလူလဲ40နီးပါးဖြစ်နေပြီဆိုတော့ဒီကျွန်တော်တို့ဒီနေ့ပြုလုပ်တဲ့ပေါ့နော် free webinar လေးကိုဒီချက်အနေနဲ့ဒီမှာစတင်ဖွင့်လှစ်ပါတယ်ဆိုတော့ကျွန်တော်အစီအစဉ်နှစ်လေးတွားလိုက်ပါမယ်ရှင်ဟုတ်ပြီပါမယ်လို့ဒီမှာရှိတယ်လေတက်ပြီနေโอเคအစီအစဉ်နှစ်ကတော့ကျွန်တော်ဒီမှာတက်ရောက်လာတဲ့ guest speaker ပေါ့နော်ကျွန်တော်ရဲ့မိတ်ဖက်ဖွဲ့စည်းကနေပြီးတော့မဖူးသစ်ခင်နဲ့ကိုတော်ရာနဲ့တက်လာတယ်ပေါ့နော်ဟုတ်အရင်ဆုံးညီမလေးဖူးသစ်ခင်ကိုဖိတ်ခေါ်ပါတယ်ညီမလေးမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ဆိုတော့အကောင်လုံးခုမှကြီးဒီတက်နေကြဆိုတော့အမထင်ငယ်မယ်လို့တော့မထင်နေပေါ့နော်ဆိုတော့အမလိုပဲသုံးလိုက်ပါမယ်အဲ့တော့အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မဖူးသစ်ခင်ပေါ့နော်မဖူးလို့ပဲသူကခေါ်လိုက်ရပါတယ်ရှင်ဆိုတော့အမအခုလက်ရှိဒီ Bangkok sorry ထိုင်းမှာရှိရဲ့ချင်းရိုင်ကMacfarlane University မှာတက် year တက်နေတယ်ပေါ့နော် Thai language and culture program နဲ့တက်နေတာပါအားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ရှင်ဟုတ်โอเคပါရဝင်လာပါတယ်ကျေးဇူးပါညီမလေးဟုတ်ကဲ့ကိုတော်ရာကိုလည်းဖိတ်ခေါ်ပါတယ်ဟုတ်ကိုတော်ရာမိတ်ဆက်ပေးပါအောင်ရှင် Hello ဟုတ်ကဲ့မြင်ရလားတော့မသိဘူးခင်ဗျကျွန်တော်ဘက်က line နဲ့ကြာနေလို့လေဟုတ်ကဲ့sorry ဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့ကိုတော်ရာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အခုလက်ရှိကတော့ထိုင်းကနေတော့ပွဲရလာရပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီအစီအစဉ်မှာမသိရလေးရှိရဆိုရင်ဝင်ပြီးတော့ကိုပြီးတော့ဖြည့်ပြပါမယ်ဗျဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်ကိုတော်ရာဆိုတော့ဒီနေ့ဒီမှာမိတ်ဆက်သွားတဲ့ဒီ guest speaker ပေါ့နော်ညီမလေးဖူးသိခင်နဲ့ကိုတော်ရာနှစ်ဦးကတော့တချို့တို့ဒီ Twin Stars Education Center နဲ့ပေါ့နော်ဒီမိဖက်အဖွဲ့အစည်းဖြစ်ပါတယ်မိဖက်အဖွဲ့အစည်းကနေပြီးတော့ဒီနေ့လာရောက်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့တချို့တို့ဒီ Twin Stars Education Center ကနေပြီးတော့ဒီGED ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်တခြားတက်တူပဲဖြစ်ဖြစ်ပေါ့နော်
ဆက်တက်မယ်ဆိုလို့ရှိရင်ဒီကျတော့ free consultation တွေလုပ်ပေးဖို့ရှိပါတယ်ဒီအစီအစဉ်တွေမှာဒီ guest speaker 2ယောက်ကနေပြီးတော့ဗောနော်ဒီ webinar တွေမဟုတ်ဘူးပေါ့နော်နောက်ပိုင်းမှာဗောနော်နောက်ပိုင်းမှာလိုအပ်တာတွေရှိလို့ရှိရင်ကျတို့ကိုဒီကျတို့ဘက်ကနေပြီးတော့ဗောနော်ရှင်နဲ့အတူတူဝိုင်းဝန်းပြီးတော့ဖြည့်ချပေးသွားမှာဖြစ်ပါတယ် free consultation လုပ်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးပါညီမလေးနဲ့ကိုတော်ရနဲ့โอเคဒါဆိုရင်အစီအစဉ်3လေးကိုဆက်သွားပါမယ်အစီအစဉ်3ကတော့ဒီညီမလေးဖူးသစ်ခင်ကနေပြီးတော့ကျတို့ဒီfree consultation ပေးမယ်ပေါ့နော်တက်တူတွေအကြောင်းကိုရှင်းလင်းပေးမှာဖြစ်ပါတယ်ဆိုတော့ဒါလေးအတူတူနားထောင်ကြပါမယ်ရှင် Okay ဆိုတော့နောက်ထပ် again မင်္ဂလာပါပေါ့နော်အဲ့တော့တကယ်လို့လေအမဘက်ကဒီ line ထက်သွားတာမျိုးပဲဖြစ်ဖြစ်အတန်မကြားတာမျိုးပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တစ်ချက်လောက်ပြန်ပြောပြပါနော်။ဘာလို့လဲဆိုအမဘက်က internet ကတော်တော်လေးကြာနေရောလေအားကြောင့်မလို့ဟုတ်အခုတော့ကြာသွားရှင် teacher ကြားသိလားရှင်ကြားရပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဟုတ် okay ဆိုတော့အစတော့အမကဒီ slide နဲ့ share ပြီးတော့မှတကြောင်ချင်းစီကိုသွားဖို့အတွက်အမ plan တော့လုပ်ထားရပေါ့နော်ဒါပေမဲ့အခု teacher ပို့ပေးလာတဲ့ဒီ Google Form တွေကမိကုန်းတွေကိုအမကြည့်ပြီးတော့အမထင်ကလေးတွေတော်တော်များများက study abroad လုပ်ချင်တယ်ဒါပေမဲ့ Thailand တခုလည်းမဟုတ်ပဲနဲ့ဒီနိုင်ငံကမ္ဘာအနှံ့ပေါ့နော်အမတို့ European နိုင်ငံတွေလည်းရှိကောင်းရှိမယ် Asian ဘက်ကနိုင်ငံတွေလည်းရှိကောင်းရှိမယ်ဆိုတော့အများကြီးပဲမေးထားတွေ့တော့အမကလောလောဆယ်မေးခွန်းလေးတွေကိုမောင်လေးညီမလေးတို့မေးထားတဲ့မေးခွန်းလေးတွေကိုအမအရင်ဆုံးဖြည့်ပေးမယ်ပေါ့နော်ဖြည့်ပေးပြီးတော့မှအဲ့ထက်ကမှမောင်လေးညီမလေးတို့စိတ်ဝင်စားတာအများဆုံးဖြစ်တဲ့မေဂျာဒါမှမဟုတ်လို့ရှိရင်စိတ်ဝင်စားတာအများဆုံးဖြစ်တဲ့ကျောင်းပေါ်မှာမူတည်ပြီးတော့ပဲအမ specific ပြန်ပြီးရှင်းပြပေးမယ်ပေါ့နော် Okay အဲ့တော့ပထမဆုံးမေးခွန်းကအမကိုမေးထားတာscholarship လျှောက်တာနဲ့ပတ်သက်ပြီးတော့မှတော်တော်များများမေးထားကြတာမျိုးရှိရပေါ့နော်အဲ့တော့အဲ့ဒီပိုင်းကိုပြောတဲ့အခါမှာအမတို့ကအမြဲနှစ်ပိုင်းခွဲပြောလို့ရတယ် scholarship လျှောက်ချင်တဲ့သူတွေတခြားလေးနားထောင်ပေးပေါ့နော်အဲ့တော့ scholarship ကအမတို့အပြင် organization တွေကနေပြီးတော့ပေးတဲ့ scholarship ဆိုတာမျိုးရှိရဥပမာမောင်လေးညီမလေးတို့ကြားထားပြီးသားဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော် China Dreams တို့ Prospect Burma တို့ပြီးတော့လို့ရှိရင် Dr. Rising တို့အဲ့လိုမျိုးအပြင် organization ကပေးတဲ့ scholarship ရှိရနောက်တစ်ခုကကြတော့ကျောင်းနေဘက်ကပေးတဲ့ scholarship မျိုးရှိရအဲ့တော့အများအားသိထားမှာကအမတို့က base scholarship ကိုပဲရှာကိုယ့်ရဲ့ academic background ဒီသူများနဲ့ရှင်ပြီး fight ကမှာဖြစ်တဲ့အတွက်အကုန်လုံးကအရေးချင်းက standard တွေပြည့်နေဖို့လိုတယ်ပေါ့နော်အဲ့တော့ဥမာ GD ဖြေမယ်ဆိုလို့ရှိရင်လည်း GD score တွေကိုဥမာဒီတိုင်းရိုးရိုးအောင်ရုံတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ score ကကောင်းနေတာမျိုးပြီးတော့ရင်အင်္ဂလိပ်စာ certificate တွေဆိုလို့ရှိရင်လည်း IELTS တွေတခါတည်း prepare လုပ်ထားတာမျိုး Duolingo တွေတခါတည်း prepare လုပ်ထားတာမျိုးအဲ့ဒါမျိုးဆိုလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့မှ chance ရှိရပေါ့နော်အမတို့ဒီအပြင် organization ကပေးတာကိုပဲရှောက်ကျောင်းဘက်ကပေးတာကိုပဲရှောက်ပေါ့နော်အဲ့တော့အပြင် organization ကပေးရဆိုလို့ရှိရင်လည်းအမတို့အရင် competitive ဖြစ်တယ်ကွာသူကကြတော့ fully scholarship ရနိုင်တယ်ဒါပေမဲ့ major တွေကလည်းအရင် specific ဖြစ်တယ်ပေါ့နော်ဒီကျောင်းဘက်ကကြတော့ PA scholarship တွေရကြတော့အမတို့ fully scholarship မရနိုင်ဘူးအများဆုံးရမယ်ဆိုရင် 30% 40% အဲ့လောက်ပဲရပြီးတော့မှကျန်တာကကိုယ့်ရဲ့အိမ်ကထောက်ပံ့ပေးရမယ်ပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့စဉ်းစားမှာငါကအဲ့လိုမျိုး 30% 40% ရထားပြီးရင်ရောကျန်တဲ့ပမာဏကိုအိမ်ကထောက်ပံ့ပေးဖို့အဆင်ပြေလားအဲ့ဒါမျိုးပါတခါတည်းမှာအိမ်နဲ့တိုင်ပင်ပြီးတော့မှရှောက်တင်တယ်လို့မှထင်တယ်ပေါ့နော်ဆိုတော့ဒါ scholarship ပိုင်းပေါ့နော်အဲ့တော့ scholarship ကအမဆုံးကပြောသလိုပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မေးခွန်းရှိရဆိုအမပြီးကြမှာခဏလေးနေမှာမေးလို့ရတယ်ပေါ့နော် Okay နောက်တစ်ခုကကျောင်းစရိတ်တွေနဲ့ပတ်သက်ပြီးတော့ပြောကြတဲ့ဟာတွေပေါ့နော်အဲ့တော့ကျောင်းစရိတ်တွေကအမားတို့စီမှာအခုလောလောဆယ်ရှောက်ပေးနေတဲ့ကျောင်းတွေဒီ Thailand ဘက်မှာရှိရဲ့ကျောင်းတွေတော်တော်များများကိုအမားတို့နဲ့ချိန်ထားတယ်ပြီးတော့မလေးရှားရှိမယ်စင်ကာပူရှိမယ်ပြီးတော့လို့ရှိရင်အမားတို့ပါရှိုံလဲဆိုတော့ဒီ European ဘက်မှာဆိုရင် US UK Switzerland Aussieပြီးတော့စပိန်ပေါ့နော်နိုင်ငံတွေတော်တော်များများနဲ့အမတို့ချိန်ထားတယ်ဆိုတော့မောင်လေးညီမလေးတို့ဘယ်ကိုပဲသွားခြင်းအမတို့စီကိုလာပြီးတော့မှconsult လုပ်လို့ရတယ်ပေါ့နော်ကျမတို့ဗာပြီးထားပါတယ်ဘယ်မီဂျာလေးကိုတက်ချင်တယ်ဘယ်နိုင်ငံကိုသွားချင်တယ် budget ကတော့ဘယ်လောက်သုံးချင်တယ်အဲ့ပေါ်မှာမူတည်ပြီးတော့မှအမတို့ဘက်ကokay အဲ့တော့ budget ကဘယ်လောက်မေဂျာကတော့ဘယ်မေဂျာဆိုလို့ရှိရင်ဘယ်နိုင်ငံကဘယ်ကျောင်းလေးကတော့ပိုပြီးတင့်တော်တယ်ဆိုတာမျိုးအမတို့ဘက်ကconsulting ပေးလို့ရတယ်ပေါ့နော် okay အဲ့ဒါလေးရှိပါမယ်Okay ရှင်နောက်တစ်ခုကပြီးတော့ university အတွက်လိုအပ်ချက်တွေပေါ့နော်အဲ့တော့ university အတွက်လိုအပ်ချက်တွေကိုမတို့မေးထားတော့ okay အဲ့တော့အများကြီး topic တွေအများကြီးကိုဒူးနူးသွားလိုက်လို့ရှင်ခေါင်းထဲမှာအရင်ယောသွားလိမ့်မယ်ဆိုတော့အမတပိုင်းချင်းစီဖြတ်ကြရအောင်အမဆိုတော့က scholarship နဲ့ပတ်သက်ပြီးပြောသွားတော့ scholarship နဲ့ပတ်သက်ပြီးတော့မေးချင်တယ်မေးခွန်းရှိလားသိချင်တာမျိုးရှိလားအမတခါတည်းဖြည့်ပြီးမယ်ပေါ့နော်
အဲ့ဒါဆိုရင် scholarship နဲ့ပတ်သက်ပြီးတော့မေးချင်တာမျိုးရှိရင်လက်ထောင်ပေးပါနော်ဟုတ်ခေါ်ပေးပါမယ်ရှင် US မှာပါတယ် US မှာရှိပါတယ် ဟုတ်လက်ထောင်တဲ့သူတွေကိုအရင်ခေါ်လိုက်မယ်နော်မေးချင်ရင်လက်လေးထောင်ပေးပါရှင် KYLIEE ပေါ့နော်ဟုတ်ရှင်နာမည်ခေါ်တာမှာဆိုလို့ပါနော်ဟုတ်မေးပေးလို့ရပါတယ်ရှင် လေကိုကအဲ့ Thai ဘက်မှာ IR major နဲ့ပေါ့နော်ဒါမှမဟုတ် political science အဲ့လို major နဲ့ scholarship ရှောက်ချင်တယ်ဆိုလို့ရှိရင်ရနိုင်လားပြီးတော့ရနိုင်မယ်ဆိုလို့ရှိရင်ဘယ်လိုဟာမျိုးတွေပြင်ဆင်ထားတယ်လဲမသိဘူးကြီးဒီနဲ့ကြီးဒီ โอเคရှင်ညီမဟုတ်အဲ့တော့ time back ကကျောင်းနေတော်တော်များများကတော့အမတို့ကကြီးဒီနဲ့လက်ခံနေပေါ့နော်ကျောင်းတော်တော်များများပေါ့နော်ဒါပေမဲ့ကိုတကယ်လို့တက်ချင်တဲ့ကျောင်းနာမည်အတိအကျရှိရဆိုလို့ရှင်တော့အမတို့အဲ့ဒါနဲ့ပတ်သက်ပြီးပြန်ပြီးတေချာလေးပြန်ပြောပြပေးလို့ရတယ်ဒါပေမဲ့ overall တော့အများစုက GD နဲ့လက်ခံတယ်ပြီးတော့ scholarship ကတကယ်လို့ညီမလေး IR နဲ့ပတ်သက်ပြီးတော့တက်ချင်နေဆိုရင်အမတို့က Ransit မှာတက်လို့ရတယ်ညီမလေးရေဆိုတော့ Ransit University ဆိုလို့ရှိရင်သူက Chine Dreams နဲ့ထိတ်ထားတာဖြစ်တဲ့အတွက်ညီမလေး Chine Dreams မှာတခါတည်း scholarship ရှာလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ scholarship ကကြတော့နှစ်ပိုင်းရှိရအမတို့ partial ရှာလို့ရတဲ့အပိုင်းလည်းရှိရ fully funded မျိုးလည်းရှိရပေါ့နော်ဆိုတော့ကိုကတကယ်လို့ scholarship ကိုရှာဖို့အတွက်ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ကိုမှအမဆုံးကပြောသလိုပဲ academic background ဒီလုံးဝကောင်းနေရမယ်ပြီးတော့ IELTS Duolingo တခုခုပေါ့နော်ကျောင်းဘက်က accept လုပ်တဲ့ဟာတခုခုပြင်ထားရမယ်ပြီးတော့ personal ဒီ recommendation letter တွေပေါ့နော်ဥပမာဒီညီမလေးက GD ကို Twin Star မှာတက်တယ်ဆိုလို့ရှိရင် GD teacher တွေရဲ့ recommendation letter academic background ကတစ်စောင်းဒါမှမဟုတ်လို့ရှိရင်ဒီတခြားအလုပ်ကိုပတ်တိုင်းလုပ်နေရမျိုးရှိရအပြင်မှာ freelance လုပ်နေရမျိုးရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ် freelance တော့မဟုတ်ဘူးပေါ့နော်အပြင်မှာအလုပ်လုပ်နေရမျိုးရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ရှင်စီကဒီ recommendation letter ပေါ့နော်အဲ့ဒါကြီးတောင်းထားရမယ်ပြီးတော့ essay ပေါ့နော် motivation letter လိုမျိုးessay တွေကောင်းကောင်းရေးတတ်ရမယ်ပေါ့နော်အဲ့ဒါတော့အဓိကလိုရတဲ့ဟာအဲ့ဒါကတော့အကြတော့scholarship ကိုရှောက်ပေးတဲ့အဖွဲ့အစည်းဆိုတာထက်ကျောင်းကိုအဓိကရှောက်ပေးတဲ့အဖွဲ့အစည်းပေါ့နော်ဆိုတော့တကယ်လို့ scholarship နဲ့ပတ်သက်ပြီးတော့ဒီဒေသတွေဆိုရင်အမားတို့အခုpage တွေများမှာလည်းရှောက်ပေးနေတဲ့ session ရှိရယ်ညီမလေးဝင် join လို့ရတယ်အမားတို့ page မှာလည်းမကြခဏအဲ့လိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ပေးတာမျိုးရှိရယ်ညီမတို့အမားတို့ page ကိုလည်းနောက်ဆုံးကြလို့ရှိရင်ပြီးမှချပေးမယ်ပေါ့နော်အဲ့ကြလို့ရှိရင်လည်းဝင်ပြီးလေ့လို့ရပါတယ်ရှင်ဟုတ်ကဲ့အခုလိုပြပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါဆိုတော့နောက်တစ်ယောက်က PTW ပေါ့နော်465 Philip ဟုတ်မေးလို့ရပါတယ်ရှင်တကယ်လို့ပေါ့နော် architecture ယူဖြစ်ခဲ့လို့ရှိရင် scholar နဲ့ဆိုင်တာဗျarchitect ကို US ကိုတက်ချင်တာscholar ပါမှတက်ရလားဒါမှမဟုတ်ရိုးရိုးဒီ federal တက္ကသိုလ်တွေနဲ့ချိန်ပြီးတက်ရလားဗျအဲ့ဒီသိကြလို့ပါဗျဟုတ်ကဲ့အားလုံးကကြတော့US UK ကကျောင်းနေနဲ့အမားတို့ချိတ်တာမျိုးတရားချိတ်ထားတဲ့ကျောင်းတွေလည်းရှိသလိုများသောအားဖြင့်ကကြတော့အမားတို့ Thailand မှာကျောင်းဘာလဲဆိုတော့ကျောင်းသားအနေနဲ့ဓာတ်ရိုက်တန်းသွားလိုက်တဲ့အခါမျိုးကြလို့ရှိရင်လေးနှစ်စလုံးဟိုမှာတက်ရတယ်ဆိုလို့ရှိရင်ကုန်ကြစိတ်ကအရန်ထောင်းတယ်ကွာဆိုတော့အမားတို့စီမှာပုံမှန်အဖြစ်များသောအားဖြင့် program တွေကထိုင်းဘက်မှာ2နှစ်တန်ဒီဒါမှမဟုတ်3နှစ်တန်ဒီတက်သွားပြီးတော့မှနောက်ဆုံး1နှစ်ကိုဖြစ်ဖြစ်နောက်ဆုံး2နှစ်ကိုဖြစ်ဖြစ်US UK ဘက်ကို transfer လုပ်တဲ့ program တွေကအမားတို့စီမှာပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့မောင်လေးထင်တယ်ပေါ့နော်မောင်လေးကဘယ်လိုပုံစံမျိုးဘယ်လို pathway နဲ့သွားချင်တယ်လဲတော့အမမသိဘူးဒါပေမဲ့နှစ်မျိုးစလုံးအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ scholarship ကအမထင် architecture ကနည်းနည်းလေးအပြင် organization တွေကနေဆိုရင်တော့ရနိုင်နဲ့ရဖို့အတွက်ခက်ခဲတယ်ပေါ့နော်။ဘာလဲဆိုတော့အပြင် organization တွေကကြတော့အမတို့လူထုအကျိုးပြုတဲ့ major တွေဥပမာ IR လိုမျိုးပြီးတော့ environmental လိုမျိုးအဲ့လို major တွေပို့ပြီးတော့ပေးကြတယ်။ဆိုတော့ architecture တို့ business တို့လိုပုံစံမျိုးဆိုလို့ရှိရင်အပြင် organization တွေကပေးရရှားတယ်ပေါ့နော်။ဆိုတော့ကို့အနေနဲ့ကျောင်းဘက်က percentage ဘယ်လောက်ပေးလဲဆိုတာမျိုးကိုရှောက်တဲ့ကျောင်းပေါ်မှာပြန်ပြီး research လုပ်ရမယ်မောင်လေးရဲ့ဆိုတော့အဲ့ဒါကြောင့်မှအမတို့က okay ဒီကျောင်းကတော့ငါ့ကိုဘယ်လောက် percentage ပေးနိုင်လဲဆိုရင်ငါကျန်တဲ့ဟာကိုဖြည့်ပြီးတော့မှတက်ဖို့အဆင်ပြေလားပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားပါမယ်ရှင်ဟုတ်ခုလိုဖြေကြပြီကျေးဇူးတင်ပါတယ်ခင်ဗျโอเคရပါတယ်ရှင်ဟုတ် RC scholarship နဲ့ပတ်သက်ပြီးနောက်ထပ်မေးခွန်းလေးရှိသေးလားမသိဘူးရှင်โอเคငြိမ်နေရဆိုမရှိတော့ဘူးတင်တယ်နော်ဟုတ်လောလောဆယ်တော့မရှိသေးဘူးပေါ့နော်မရှိသေးရဲ့စင်တီဟုတ်စင်တီပေးပေးပါစင်တီဟုတ်Hello ဒီဟုတ်ကဲ့ကြားပါတယ်ရှင်ဟုတ်ကဲ့ဟာ science major ရှောက်ချင်နေဆိုရင်ဒီမှာဘယ်ကြောင့်ပို့ပြီးတော့အဆင်ပြေမလဲမသိ
ဟုတ် science major ဆိုတာကအမတို့အများကြီးပဲရှိရပါတော့ဥပမာ biomedical science ဘိုင်းကိုသွားမှာလား biomedical science ကိုမှ engineering line ကိုသွားမှာလားဆိုတော့အများကြီးရှိတော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့အမတို့စီမှာလည်းရှိရတက်ဂရီတွေရှိပေမဲ့ဒါကညီမလေး research လုပ်ကြည့်တာပို့ပြီးအဆင်ပြေရပေါ့နော်ကိုရဲ့ကိုလိုချင်တဲ့ goal နဲ့ဘယ်ကျောင်းကပို့ပြီးကိုအတွက်ကိုက်ညီလဲဆိုတာမျိုးအရင်ဆုံး research လုပ်ပြီးတော့မှအဲ့ဒီ list ထဲရမှာအမတို့နဲ့ပြန်ပြီးတော့ consult လုပ်တာပို့ပြီးတော့တိုင်ပင်တယ်ပို့ပြီးတော့အဆင်ပြေလောက်တယ်ပေါ့နော်ဘာလဲဆိုတော့အမားတို့ကကြီးပဲဘယ်ကျောင်းကတော့ကောင်းတယ်ဆိုပြီးတော့ personally ရပြောလိုက်လို့ရှိရင်ဥပမာညီမလေးရဲ့ requirement နဲ့မကိုက်ညီရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့Thailand မှာတော့အမားတို့အဲ့ဒီ major ရှိတာက Transit ရှိရယ်ပြီးသွားလို့ရှိရင်နောက်ထပ်ဘယ်ကျောင်းမှရှိလဲပေါ့ exemption မှာရှိရပေါ့နော်ဆိုတော့ exemption ရယ် transit ရယ်အဲ့နှစ်ကျောင်းမှာတော့ရှိရကျန်တဲ့ကျောင်းတွေpublic university တော်တော်များများမှာလည်းအဲ့ major တော့ရှိရပေါ့နော်ဆိုတော့တကယ်လို့ညီမလေးတစ်ချက်လောက် research လုပ်ပြီးသွားလို့ရှိရင်အမားတို့ကလည်းပြီးလို့ရှိရင်ပြန်ပြီးတော့ list down လုပ်ပြီးတော့မှပြန်ပြီးအသေးစိတ်လေးရှင်းပြပေးလို့ရတယ်ပေါ့နော်အဲ့ဒါကြတော့အကြောင်းကြီးအရင်များတော့အမဒီမှာပြောလိုက်လို့ရှိရင်ညီမလေးခေါင်းထဲမှာအရင်ဟွာဖြစ်သွားမှာဆိုလို့ပေါ့နော်ဟုတ် physics နဲ့ပတ်သက်ပြီးတော့လိုက်ပါရအောင် visa နဲ့ပတ်သက်တာဟုတ်ကဲ့အဲ့ဒီလို major တွေကအမတို့ Thailand မှာဆိုလို့ရှိရင် private နဲ့ public university ဆိုရင်နှစ်ပိုင်းရှိရညီမလေးဆိုတော့private တွေထက်စားလို့ရှိရင် public university တော်တော်များများမှာတော့အဲ့ဒီ major တွေကပို့ပြီးတော့ popular ဖြစ်တယ်ပေါ့နော်ညီမလေးဟုတ်ဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်လက်ထောင်ထားတယ်ဟုတ်ကဲ့ပါရှင့် ဟုတ်အမပါလေGED တက်ပြီးတော့လေတခြားနိုင်ငံတွေမှာစစ်တက္ကသိုလ်တွေ join ရဆိုရင်စစ်တက္ကသိုလ် join ဖို့ဘာပြင်ဆင်သင့်လဲဟုတ်အဲ့တော့ GED နဲ့ဆိုလို့ရှိရင်တော့အမနည်းနည်းလေးပြောဖို့ခက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့GED မှာကြောင့်ညီမလေးရဲ့သူနဲ့ပတ်သက်ပြီးတော့ major limitation ကနည်းနည်းလေးရှိရပေါ့နော်ဆိုတော့တကယ်လို့ကိုယ့်ရဲ့ pathway ကိုတေချာသိတယ်ကိုသွားချင်တယ်အောင်သိရဆိုလို့ရှိရင် another choice ပေါ့နော်ဥပမာ IGCSE လိုပုံစံမျိုးစဉ်းစားကြည့်ရတော့အမအနေနဲ့ပို့ပြီးအဆင်ပြေမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ညီမလေးသွားချင်တာကဒီဆေးလိုင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါပေမဲ့ကျန်တဲ့ major တွေတော်တော်များများဆိုရင်တော့အများစုကတော့ Thailand မှာတင်ဆိုရင်တော့အမတို့ GED နဲ့လုံးဝအဆင်ပြေရဒါပေမဲ့ကိုကမဟုတ်ပဲနဲ့ဆေးလိုင်းကြီးပဲတတ်သွားချင်တာဆိုတော့ IGCSE ကို A level လောက်ထိပြင်ဆင်ထားတင်တယ်ပေါ့နော်ပြီးတော့ IELTS ရရှိရမယ်အဓိကတော့အဲ့နှစ်ခုပြင်ဆင်ထားရဆိုလို့ရှိရင်ပိုပြီးအဆင်ပြေရပေါ့နော်ကျောင်းပေါ်မှာမူတည်ပေမဲ့တချို့ကျောင်းတွေကြောင့်လည်း SAT တောင်းတာမျိုးလေးရှိရဲဆိုတော့ညီမလေးဥပမာကိုဘယ်ကျောင်းကိုသွားခြင်းလဲဆိုတော့အရင် research လုပ်ပြီးတော့မှကိုကအခုလက်ရှိတက်နေသေးပဲဆိုလို့ရှိရင်ကိုအနေနဲ့ပြင်ဆင်တဲ့နာတွေတခါလေးပြင်လို့ရတယ်ပေါ့နော်အခုမှပြောလိုက်တာအရင် overall ဆန်တယ်ကွာဘာလို့လဲဆိုတော့IELTS A level ရှိရမယ်sorry IGCSE A level ရှိရမယ် IELTS အနည်းဆုံး band 6.0 or 7.0 လောက်ရှိရမယ်နောက်တစ်ခုကဒီပါလေ SAT ပေါ့နော် SAT ရှိရမယ်ဆိုတော့အဲ့ဒါလေးပြင်ဆင်ထားရင်တော့အဆင်ပြေပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါဖြည်းဖြည်းတော့ကျေးဇူးပါရှင်ဟုတ်ကဲ့ရပါတယ်ရှင်ကျေးဇူးပါအဲ့ဒါလေးလည်းအမနည်းနည်းဖြည့်ဆွတ်ပြီးတော့ပြောချင်တယ်ဗောနော်ဆိုတော့စေးတက်ကတို့တက်ချင်တဲ့သူတွေကလေ GED ကိုရွေးတာကြတော့နည်းနည်းတိတ်တော့အဆင်မပြေဘူးလို့ထင်တယ်ဗောနော်စေးတက်တို့တက်ချင်တဲ့သူတွေက IGCSE pathway ကိုသွားတာကပိုအဆင်ပြေတယ်ဆိုတော့အဲ့ဒါလေးကိုအမလည်းဒီ research လုပ်ကြည့်တဲ့အခါကြတော့ဗောနော်ဒီ GED ပြီးသွားပြီးတော့စေးတက်တို့တက်ဖို့ဆိုလို့ရှိရင်အဆင်ပြေလားဗောနော်အဲ့လိုမျိုးလိုက်ရှာကြည့်တဲ့အခါကြတော့သူကဘယ်လိုမျိုးလေးတွေ့လဲဆိုရင်ဂျားထဲမှာဗောနော် program တွေ foundation တွေပြန် join ရတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်နည်းနည်းလေးလမ်းကြောင်းပြန်ရှည်သွားတာပေါ့နော်ပြီးတော့ညီမလေးပြောသလိုပဲမတို့ဟိုIELTS 6.7လောက်လိုတယ်နောက်တစ်ခုကကြတော့ BMAT ပေါ့နော် Biomedical Admission Test ပေါ့နော်ဒါမျိုးလေးတွေလည်းပြန်ဖြေဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီ US ပဲဖြစ်ဖြစ်ပေါ့နော်တခြားအဲ့ဒီပေါ့ဩစတြေးလျပဲဖြစ်ဖြစ်လိုက်ကြည့်ရကလေးတွေမေးတာရှိရသူကကိုရီးယားမှာတက်ချင်တယ်ဆိုပြီးတော့လေစေးကြောင်ကိုရီးယားမှာတက်ချင်တယ်ဆိုပြီးတော့မေးတာကြီးလည်းရှိတော့အဲ့လိုလိုက်ကြည့်ရအခါမှာ pathway ကနည်းနည်းလေးတော့ပိုရှည်တယ်လို့တော့တွေ့တယ်ပေါ့နော်တွေ့တယ်ဆိုတော့ကိုတိုင်းလည်း research လုပ်ကြည့်ပါပေါ့နော်ဒါပေမဲ့အမြင်တော့စေးကြောင်တက်မယ်ဆိုရင်တော့ GED ကသွားတာထက် IGCSE ကသွားတာပိုအဆင်ပြေမယ်လို့ထင်ပါတယ်ပေါ့ဒါလေးရှာထားတာလေးဝင်ဖြည့်ဆွတ်ပြောပြတာပါနော်ကျေးဇူးပါအဲ့ဆိုရင်ထပ်မေးမြန်းနေရှိသေးလားနော်โอเคပါမရှိတော့ဘူးထင်တယ်နော်အဲ့ဒါဆိုရင်အမနောက်ထပ်ပြီးတော့သွားလိုက်ပါမယ်ရှင်
ဆိုတော့စောရုံးကတော့အမားတို့ဒီ overall တော့ပြောလိုက်တာမျိုးတော့ရှိရပေါ့နော်ဥပမာ university အတွက် scholarship အပြင်အမားတခါတည်းပြောလိုက်တာက university requirement တွေပါတခါတည်းပါတယ်ပေါ့နော် scholarship ရှောက်ရင်အမဆုံးကပြောတဲ့အချက်တွေပြင်ဆင်မှုလို့တယ်လို့ကိုလက်ဒီတခါတည်း university အတွက်ပါတခါတည်းရှောက်ရင်းနဲ့university ကိုလည်းတခါတည်း admission ရှောက်တယ်ပြီးတော့တချို့ကျောင်းတွေကျတော့ scholarship ပါတခါတည်းတန်းရှောက်ကတာဖြစ်တဲ့အတွက် requirement တွေအရင်တော့ကွာမနေဘူးပေါ့နော်ဒါပေမဲ့ဒီထက်မှမေးခွန်းလေးတက်မေးထားရှိရောအမပြန်ပြီးတော့အနှစ်ချုပ်အနေနဲ့ပြန်ပြောပေးမယ်ပေါ့နော်အဲ့တော့ university အတွက် requirement ကဒါအမားတို့သွားမဲ့နိုင်ငံပေါ်မှာမူတည်တယ်ဥပမာမလေးရှားဘက်ကအကြောင်းတွေဆိုလို့ရှိရင်သူက IGCSE ကိုပို့ပြီးတော့ prefer ဖြစ်တယ်သူတို့ university တွေကပေါ့နော်အဲ့တော့ကိုကမလေးရှားဘက်ကိုသွားချင်တယ်ဆိုရင် IGCSE O level ဒါမှမဟုတ် A level အထိပြင်ဆင်ထားတဲ့နယ်ပေါ့နော်ဒါပေမဲ့တခြားသောနိုင်ငံတွေပေါ့နော်ဥပမာဒါပေမဲ့ GED မရလို့မဆိုလို့မလေးရှားမှာတကယ်လို့အမားတို့က GED နဲ့လည်း join လို့ရတယ်ဒါပေမဲ့တော့ foundation တော့တစ်နှစ်တက်ကြရတယ်ပေါ့နော်ပြီးတော့မှစစ်ပြီး join လို့ရတယ်ဒါမလေးရှား university အတွက်တကယ်လို့ Thailand ဘက်မှာလောက်ပဲသွားကျင်နေဆိုလို့ရှိရင်တော့ Thailand ရဲ့ university အများစုတော်တော်များများ 80% လောက်ကအမတို့ GED နဲ့ join လို့ရတယ်ပေါ့နော်တချို့ကျောင်းတွေဆိုလို့ရှိရင် GED မရှိရင်တောင်မှပြန်ပြီးမှဖြည့်ခိုင်းတဲ့ဟာမျိုး first year တက်နေရင်လည်း GED ကိုပြန်ဖြည့်ခိုင်းတာမျိုးရှိတော့ဒီ Thai အတွက်ဆိုလို့ရှိရင်တော့ GED ကတော်တော်လေး prefer ဖြစ်တယ်ပေါ့နော်နောက်ထပ်တခြားနိုင်ငံတွေဘက်ကိုသွားမယ်ဆိုရင်တော့ဒါကိုသွားမဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ပဲကွာသွားလိုက်မယ်ပေါ့နော်အဲ့တော့အဓိကအမတို့ GED ဖြစ်စေ IGCSE A level ဖြစ်စေ O level ဖြစ်စေပြင်ထားရမယ်ပြီးတော့နောက်တစ်ခုပေါ့နော်ကျောင်းသားတွေမိတတ်ကြတဲ့ passport အဲ့တော့နိုင်ငံသားတော့ထွက်ချင်တယ်ဒါပေမဲ့ကိုယ့်လက်ထက်မှာ passport မရှိသေးတဲ့ဟာမျိုးပေါ့နော်အမတို့စီမှာလည်းကလေးတွေတော်တော်များများရှိရဲအဲ့ဒါပါလဲဆိုတော့ကျောင်းမှာလျှောက်တယ်ဒါပေမဲ့အရန်တက်ချင်နေပြီဒါပေမဲ့လက်ထက်မှာ passport မရှိသေးဘူးပေါ့နော်ဆိုတော့အမတို့ကကျောင်းလျှောက်လို့ရှိရင် passport ပါတခါတည်းပြရတာဖြစ်တဲ့အတွက် passport လေးရှိထားဖို့လိုမယ်နောက်တစ်ချက်ကအင်္ဂလိပ်စာ requirement ပေါ့နော်အဲ့ဒါတော့အရန်ကြီးကွန်ဆန်းမဖြစ်လဲရတယ်။ဘာလို့လဲဆိုတော့အမတို့ဒီ Thai ဘက်မှာရှိတဲ့ university တော်တော်များများကအင်္ဂလိပ်စာ certificate မရှိဘူးဆိုရင်တောင်မှကျောင်းဘက်ကဆက်ပေးတဲ့ free test ကိုဝင်ပြီးတော့ဖြေလို့ရတယ်။ပြီးတော့ကိုအနေနဲ့တချို့ကျောင်းတွေဆိုလို့ရှိရင် CFR certificate ပေါ့နော်။ကိုက B1 ရှိရလားB2 ရှိရလားအဲ့ဒီ certificate တွေတင်လို့ရတယ်ပေါ့နော်။အဲ့တော့အင်္ဂလိပ်စာ requirement ကတော့အရင်ကြီးခေါင်းထဲမှာထည့်ထားစရာမလိုဘူး။ဒါပေမဲ့အမဆုံးကပြောသလိုပဲကျောင်းပေါ်မှာပြန်ပြီးမူတည်ရပေါ့နော်။အဲ့တော့အမတိကမှာကျင်တာအဲ့3ချက်ပဲ။ passport ပြီးတော့အောင်လက်မှတ်နဲ့အမှတ်စင်းရှိရမယ်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်အောင်လက်မှတ်နဲ့အမှတ်စင်းပြီးတော့လို့ရှိရင် passport နောက်တစ်ခုကအင်္ဂလိပ်စာ certificate ရှိလဲမရတယ်မရှိလဲရတယ် option လဲပေါ့နော်အဲ့တော့အဲ့3ခုကိုအဓိကပြင်ပေးထားပါမယ်ရှင်ဟုတ်ဒါကတော့ university requirement ပေါ့နော်အဲ့တော့အသေးစိတ်ကိုသိချင်တယ်ဆိုရင်ဥပမာကိုရှောက်မဲ့ကျောင်းလည်းသိရနိုင်ငံလည်းသိရမေဂျာလည်းသိရဆိုလို့ရှိရင်အမားတို့နဲ့လာတိုင်ပင်ပြီးတော့မှတီချာတို့အရင်ပြောပြီးတော့မှအမားတို့နဲ့လာတိုင်ပင်ပြီးတော့မှ consulting လုပ်လို့ရတယ်ပေါ့နော်အဲ့ကြရင်တော့အမားတို့အသေးစိတ် detail ပြန်ပြောပြလို့ရပါတယ်ရှင်ဟုတ်ဆိုတော့နောက်ထပ်ခဏလေးနော်နောက်ထပ်အမအောင်မေးထားတဲ့မိကုန်းတွေပါရှိသေးလဲဆိုတော့โอเคအဲ့တော့ GD နဲ့ပတ်သက်တဲ့မိကုန်းတွေတော့အမက teacher တို့အတွက်ခြံထားပေးခဲ့မယ်ပေါ့နော်ဆိုတော့ကျန်တဲ့မိကုန်းတွေတော်တော်များများတော့အမ overall တော့အမဖြည့်ပြီးသွားတယ်လို့ထင်တယ်တကယ်လို့ကျောင်းသားတွေထဲမှာအခုလက်ရှိပေါ့နော်ထပ်ပြီးတော့သိချင်တဲ့မိကုန်းလေးရှိရဲဆိုရင်အမမေးလို့ရပါတယ်ရှင်ဟုတ်ဘယ် fee မဆိုပေါ့နော် scholarship မှမဟုတ်ဘူးတခြားဟာတွေလည်းမေးလို့ရပါတယ်ဟုတ်โอเค KYLIEE ပေါ့နော်ဟုတ်နာမည်ကဘယ်လိုပေါင်းလိုက်လဲတမီးမေးလို့ရပါတ ဒီ ယ် မှာလေး ရှင်မေးလို့ရပါတယ်ရှင်ဟုတ်ကဲ့US တို့ UK တို့မှာလေဟုတ် scholarship ရှောက်ချင်ဘာတွေပြင်ဆင်ထားသင့်တယ်လဲလို့ဟုတ်ညီမလေးအမထင်လေအမထင်မဟုတ်ဘူးပေါ့နော်အမရဲ့အတွေ့အကြုံရUS UK ဘက်မှာ scholarship ဒီအများဆုံးရလို့ရှိရင်10% 20% လောက်ပဲပေါ့နော်အများဆုံးရနိုင်တယ်ပေါ့နော်ညီမလေးအဲ့ဒါကလည်းအမတို့ academic background ပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်တယ်ကျောင်းပေါ်မှာလည်းမူတည်ရဆိုရင်အများဆုံးက10% 20% လောက်ပဲရတယ်ပေါ့နော်ပြီးတော့ဘာတွေပြင်ဆင်ထားတင်လဲဆိုတော့အမအဆုံးကပြောရ university requirement ကဒီ US UK ပဲသွားမယ်ဆိုတော့တချို့ကျောင်းတွေက SAT လဲလူကောင်းလုပ်နိုင်တယ်ပေါ့နော်အဲ့တော့ညီမလေးသွားမဲ့ကျောင်းပေါ်မူတည်ပြီးတော့မှကိုကဘယ်ကျောင်းတက်ချင်တာလဲဘယ်မိစားတက်ချင်တာလဲအဲကျောင်းပေါ်မူတည်ပြီးတော့မှပြင်ဆင်တာတော့ပိုပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့
တကယ်လို့အသေးစိတ်လေးသိရဆိုလို့ရှိရင်အမကိုအမတို့ page မှာတစ်ချက်လောက်လာပြီးတော့မှ request လေးလုပ်ပေးပေါ့နော်အမတို့အသေးစိတ်လေးပြန်ပြီးရှင်းပြပေးပါမယ်ရှင်ဒါမှမဟုတ်လဲဒီ share တို့နဲ့ group ဖွဲ့လိုက်လို့လည်းရတယ်ပေါ့နော်ဟုတ်passport ကတဲ့ PV လား PE လားဆိုတော့ဟုတ်ကဲ့PV လည်းရတယ်လို့ PE လည်းရပါတယ်ရှင်ဒါပေမဲ့ PJ ပေါ့နော်မရတာကတော့ PJ ပါဘာလို့လဲဆိုတော့အခုလောလောဆယ်မြန်မာနိုင်ငံကနေထွက်ဖို့ကကြတော့ PJ စာအုပ်နဲ့ကဘယ်လို့မှအဆင်မပြေဘူးပေါ့နော်ဆိုတော့ PJ ကလွဲဆိုလို့ရှိရင် PV ဖြစ်ဖြစ် PE ဖြစ်ဖြစ်အမားတို့ကဒီ student visa ရှောက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ညီမလေးဟုတ်လက်ထောင်ထားညီမလေးမေးလို့ရပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒီ type ပါလေကိုက IR major တို့ဘာဟုတ် political science အဲ့လို major တစ်ခုခုအဲ့ဒီနှစ်ခုရတစ်ခုခုကိုရှောက်မယ်ဆိုရင်ပေါ့နော် university မှာရှောက်မယ်ဆိုလို့ရှိရင်သူကတန်းမြအားဖြင့်ဘယ်လောက်ကုန်နိုင်လဲမသိဘူးအဲ့ဒါလေအမဆုံးကပြောလို့ကျောင်းပေါ်မှာမူတည်ရဆိုပေမဲ့တကယ်လို့ budget save ဖြစ်တဲ့ကျောင်းတွေဆိုလို့ရှိရင်အမတို့သိန်း400ကနေ900ကြားညီမလေးမှန်းထားလို့ရတယ်ပေါ့နော်ဒါ tuition fees တိပဲတည်တံ့ပေါ့နော်မဟုတ်ဘဲနဲ့ budget နည်းနည်းမြင့်တဲ့ကျောင်းတွေဆိုလို့ရှိရင်အမတို့ဒီသိန်း600ကနေ800ကြားတဲ့ညီမလေးမှန်းထားလို့ရတယ်ရှင်ဒါ tuition fees တိပဲတည်တံ့ပေါ့နော်အဲ့ပြီးတော့ major ပေါ်မှာလည်းမူတည်ပဲဆိုပေမဲ့အမအဆုံးကပြောသလိုပဲ overall ဆိုလို့ရှင်တော့အဲ့လောက်တော့ကုန်ကြမယ်ညီမလေးဒါကတော့ tuition fees တိပဲတည်တံ့ပေါ့နော်မှာနေစိတ်စားစိတ်ဆိုတော့ကိုကဘန်ကောက်မှာတက်မှာလားချင်းမိုင်မှာတက်မှာလားချင်းရိုက်မှာတက်မှာလားအဲ့ပေါ်မှာမူတည်ပြီးတော့လေပြန်ပြီးကွာသွားတယ်ပေါ့နော်ဆိုတော့နေစိတ်စားစိတ်ဆိုအများဆုံးမြန်မာငွေနဲ့ဆိုလို့ရှိရင်10သိန်းလောက်ပေါ့နော်တစ်လောက်10သိန်းလောက်နီးပါးဆိုရင်တော့နေစိတ်စားစိတ်ကတော့လုံလောက်ပါတယ်ဟုတ်အမပြောတာအဲ့ဒါနှစ်စာလားလေးနှစ်စာလားမသိ4နှစ်စာပါရှင်ညီမလေးဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါပေမဲ့ Rensit ကတော့သူက50% scholarship ရှိရဖြစ်တဲ့အတွက်တကယ်လို့ညီမလေး50% scholarship ရပါတယ်ဆိုရင်တော့ဥမာတနေ့4နှစ်စာစလုံးမှာတော့3400လောက်ကုန်မဲ့အစား200လောက်ပဲကုန်တော့မယ်ပေါ့နော်ဒါကတော့ tuition fees တစ်ဝက်လောက်လျော့သွားတဲ့ပုံစံမျိုးပေါ့နော်ညီမလေးဟုတ်အဲ့လိုပေါ့အဲ့မှာအဲ့လို major ရှောက်မယ်ဆိုလို့ရှိရင်မှာ GED requirement တစ်ခုရယ် sorry GED certificate တစ်ခုတည်းနဲ့ရတယ်ဒါမှမဟုတ်လို့ရှိရင်တခြားအဲ့လို certificate တွေပါပြင်ထားဖို့ဆိုရင်လည်းဥမာIELTS တို့Duolingo တို့ SAT တို့အဲ့လိုပါဟုတ်SAT ကတော့မလိုဘူးပေါ့နော် SAT ကမတို့အဓိကဘယ်လို major မျိုးမှာလိုလဲဆိုလို့ရှိရင်ဒီ engineering line သွားချင်တဲ့သူတွေတို့ပြီးသွားတဲ့ခါကျတော့ဒီ C line သွားမဲ့သူတွေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ SAT ကလိုတယ်ဒါပေမဲ့ရိုးရိုးအမတို့ IR major business major တခြား tourism major အဲ့လို major တွေဆိုလို့ရှိရင်တော့အမတို့က GED certificate ရယ် GED အမှတ်စင်းရယ်အောင်လက်မှတ်ရယ်ပေါ့နော်အဲ့နှစ်ခုရယ်ပြီးတော့အမဆုံးကပြောသလို passport ရယ်အဲ့ဒါရှိရင်ရပြီပေါ့နော်ဒါပေမဲ့ကိုက scholarship ရှာဖို့စီစဉ်ရှိတာဆိုလို့ရှိရင်တော့ IELTS တွေပြင်ထားတာပို့ပြီးတော့မှကောင်းတယ်ဘာလို့လဲဆိုတော့သူများနဲ့ရှင်ပြီး fight ကမှာဖြစ်တဲ့အတွက်အမားတို့စီမှာမရှိနေရတဲ့စားလို့ရှိရင်ရှိပြီးတော့မှပြနိုင်တာပို့ပြီးစင်ပြေတယ်ပေါ့နော်ညီမလေးဟုတ်ဆိုလို့ရှိရင် IS ကအဲ့လိုရှောက် sorry သူကဘယ်နှမှတ်လောက်ဆိုလို့ရှိရင်အနည်းဆုံးရနိုင်တယ်မသိဘူးအဲ့လိုမျိုးကြီး IELTS တစ်ခုတည်းကိုကြည့်ပြီးတော့မှဆုံးဖြတ်တာမျိုးတော့မဟုတ်ပင်မဲ့အနည်းဆုံးပေါ့နော်အမတို့သူများနဲ့ရှင်ပြီး fight ကမှာဖြစ်တဲ့အတွက် band 7လောက်ရထားရဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေလောက်တယ်ပေါ့နော်7.5ပေါ့နော်ညီမလေးအဲ့လောက်ဝင်ကျင်ရထားရဆိုတော့ပို့ပြီးအဆင်ပြေလောက်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါအမဟုတ်ကဲ့ပါရှင်ဟုတ်ညီမလေးကြောင်ရုပ်လေးနဲ့ဟုတ်နာမည်အမမမြင်ရလို့ sorry ပါဟုတ်ဘာချက်ကိုအရင် focus မထားဘဲနဲ့ကျောင်းကောင်းအဲ့ Archi college တစ်ခုခုကို join နေလို့ရှိရင်ဘယ်လိုတွေလုပ်တင်လဲဥမာဒီ NUG ဘက်ကနေပြီးတော့ G တွဲအောင်လို့ရှိရင်ထွက်လို့ရှိရင်အဆင်ပြေလားနိုင်ငံခြားကိုအဲ့လိုမျိုးโอเคအဲ့တော့အမပြောတဲ့အထက်မှာတခုကြံသွားရှိရပေါ့နော်အဲ့ဒါက10တန်းအောင်လက်မှတ်နဲ့အမှတ်စီဒီ use အမတို့ဒီအစိုးရအကြောင်းတွေမှာတက်တဲ့စနစ်ဟောင်း10တန်းအောင်လက်မှတ်နဲ့အမှတ်စီစနစ်သက်12တန်းအောင်လက်မှတ်နဲ့အမှတ်စီအဲ့ဒါလေးအမပြောဝေးကြံသွားတယ်ပေါ့နော်ကျေးဇူးပါမောင်လေးဆိုတော့အခုလောလောဆယ်ထိုင်းဘက်မှာပေါ့နော်အမတခြား European နိုင်ငံတွေဘက်တော့အမလောလောဆယ်ကျောင်းဘက်ကိုမမေးရသေးဘူးထိုင်းဘက်မှာတော့ဒီ energy လက်မှတ်နဲ့တော့မတို့ဘယ်ကျောင်းမှတော့လက်မခံဘူးပေါ့နော်ဆိုတော့ကို့မှာအနည်းဆုံး10တန်းအစိုးရရဲ့10တန်းစနစ်ဟောင်းပဲဖြစ်ဖြစ်စနစ်တက်ဆိုလို့ရှိရင်12တန်းထိပဲဖြစ်ဖြစ်ဒါမှမဟုတ် GED IGCSE ရှိတာကပို့ပြီးတော့မှအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့ဒီလက်မှတ်ကြီးတစ်ခုတည်းကိုပဲအာယုံထားရတဲ့ဆိုင်အမကတော့တခြားသော certificate တွေကိုပို့ပြီးတော့မှအာယုံစိုက်စေခြင်းနေပေါ့နော်အဲ့ဒါလေးရှိမယ်ရှင်ပြီးတော့နောက်တစ်ခုကကြတော့ငွေကြေးကိုအာယုံမစိုက်ပင်နဲ့ကျောင်းကကြတော့အဲ့ဒါတော့အမတို့ဒီ
ကိုဘာသာ research လုပ်ကြည့်တာကပိုပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်အမဆုံးကပြောသလိုပဲကိုလိုချင်တဲ့ requirement ကိုကဥပမာအောင်လေးရရှိတချို့ကျောင်းနေရကြတော့လုံးဝစာဆိုစာကြီးပဲအရန်ဒီဘယ်လိုပြောရမလဲစာကြီးပဲအရန်တင်တဲ့ကျောင်းတွေရှိတယ်တချို့ကြတော့လဲစာထက်စာလို့ရှိရင် creative ဘိုင်းကိုပို့ပြီးတော့မှဦးစားပေးတဲ့ကျောင်းတွေရှိတယ်ဆိုတော့ကိုကဘယ်လို pathway မျိုးကိုသွားချင်တာလဲကိုကစာဆိုစာကြီးပဲလောက်ကြတာကိုကြိုက်တဲ့သူလားဒါမှမဟုတ် creative ဖြစ်ဖြစ်နဲ့ပေါ့ပေါ့ပါပါ vibe ကိုသွားချင်တာလားအဲ့ပေါ်မှာမူတည်ပြီးတော့မှရွေးရမှာဖြစ်တဲ့အတွက်ကိုနဲ့ကိုက်ညီရဲ့ personality ရှိတဲ့အကြောင်းမျိုးရှားရမှာပေါ့နော်အဲ့ဒါတော့အရင်ဆုံး research လုပ်ပြီးတော့မှအကြောင်းတွေ list ထွက်လာတော့မှအမားတို့နဲ့တိုင်ပင်တာကတော့အမားတို့တက်ပူပြီးအဆင်ပြေပေါ့နော်မောင်လေးဟုတ် ဒီပါ ဟုတ်ကဲ့ရှင်ဟုတ်ညီမလေး Cindy ထင်တယ်နော်ဟုတ် Hello ဟုတ်ကဲ့ကြားပါတယ်ရှင် Hello အမအဲ့ဒါဆိုရင်UK မှာသွားတက်မယ်ဆိုရင်တမီး foundation အရင်ဆုံးဖြေရမှာဆိုတော့ foundation အရင်တက်ရမှာဆိုတော့အမ foundation အတွက်ကို scholarship ရှောက်ဖို့လိုလားမသိ ဟုတ် scholarship ကအဲ့ဒါကြတော့အမတို့အပြင် organization တွေကနေပေးရမျိုးတော့မရှိဘူးပေါ့နော်အဲ့ဒီ foundation program တွေအတွက်ကဘာလို့ဆိုအမတို့ဒီ bachelor အတွက်ပဲပေးရဆိုတော့ကျောင်းတွေဘက်ကနေပေးရမျိုးတော့ရှောက်လို့ရတယ်ရှင်ညီမလေးတချို့ဒါပေမဲ့ဒီဘက်မှာ foundation တဲ့ဥပမာ AIHM မျိုးပုံစံမျိုးပေါ့နော်အမတို့စီမှာဆိုရင်ကျောင်းရှိရဲ့ AI ဒီ time ဘက်မှာဘယ် pathway နဲ့ပဲလာအမတို့ GD နဲ့ပဲလာ IGCSE နဲ့လည်းလာတခြားသော certificate တွေနဲ့ပဲလာသူတို့စီကလက်ခံတယ်လက်ခံပြီးတော့အမတို့ဒီ Thailand မှာလာပြီးတော့တစ်နှစ်လာတက်ပေါ့နော်တစ်နှစ်လာတက်ပြီးရင်ကိုကြိုက်တဲ့သူတို့နဲ့collaborate လုပ်ထားတဲ့ဘယ်နိုင်ငံမဆိုပေါ့နော် Aussie ဖြစ်ဖြစ် New Zealand UK အများကြီးပဲအဲ့တော့ကြိုက်တဲ့နိုင်ငံကိုကြိုက်တဲ့အကြောင်းရွေးပြီးတော့မှသူတို့နဲ့ consulting လုပ်ပြီးတော့မှပြန်သွားလို့ရတဲ့အပိုင်းတွေရှိရပေါ့နော်ဆိုတော့foundation ဆိုလို့ရှိရင်တော့ဒီ AIHM ဘက်ကအမတို့ scholarship ပေးရမျိုးရှိရယ်အဲ့တော့ကျောင်းတွေဘက်ကပေးတဲ့ scholarship မျိုးပဲရမယ်ပေါ့နော်အမတို့အပြင် organization တွေကတော့ရှာလို့မရဘူးရှင်ညီမလေးဟုတ် ကဲအဲ့ဒါဆိုအမtime မှာ university တစ်နှစ်တက်ပြီးတော့အမသွားပြီးပြန်ပြီးတော့ scholarship ရှောက်မယ်ဆိုရင် scholarship ရနိုင်ဘယ်လောက်ရှိမလဲရှင်ဘယ်ဘက်ကနေလဲညီမလေး time ဘက်မှာတက်ပြီးတော့ဘယ်ဘက်ကိုပြန်ပြီးရှောက်ချင်တာလဲမသိဘူးရှင် time ဘက်မှာတက်ပြီးတော့အမ European country ပဲဖြစ်ဖြစ် US ပဲဖြစ်ဖြစ် UK ပဲဖြစ်ဖြစ်ပြန်ပြီးရှောက်ရင်scholarship ဒါသူတို့ကပေးမှာလားရှင်အဲ့ဒါအမဆောင်းကပြောသလိုပဲပေါ့နော်ကျောင်းပေါ်မှာအများကြီးမှုတည်ရဲဒါပေမဲ့အများကြီးမတို့မျှော်မှန်းထားလို့မရဘူးဘာလဲဆိုတော့သူတို့နိုင်ငံရဲ့ငွေကြေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကပေးရင်တောင်မှမတို့ 10% 20%အဲ့လောက်ပဲရောမှာညီမလေး50% ထိရရတောင်မှတော်တော်ရှားတယ်ပေါ့နော်ဒါတောင်မှ academic background ကအရင် strong ဖြစ်နေမှာမတို့50% လောက်ထိရတာတော်တော်များများတော့မတို့ကျောင်းသားတွေထဲမှာဆိုရင် 10% 20% အဲ့လောက်ထိပဲအများဆုံးရကြတယ်ပေါ့နော်ညီမလေးဟုတ်အဲ့ဒါဆို time မှာတက်မယ်ဆိုရင်ရောပြန်ပြီးတော့တခြားနိုင်ငံတွေသွားဖို့ကအစဉ်ပိုပြီးလွယ်သွားလားမဟုတ်လွယ်တယ်ညီမလေးဘာလို့လွယ်ရလဲဆိုတော့ဒီကျောင်းတွေကတခြားနိုင်ငံတွေနဲ့ partnership လုပ်ထားတာဖြစ်တဲ့အတွက်အမားတို့ကကိုယ့်ဘာသာကိုတယောက်ဘယ်လိုပြောရမလဲကွာ individual အရာ okay ငါတော့ GD ပြီးသွားပြီအဲ့တော့ဥမာ UK ကိုသွားချင်တယ်ဆိုပြီးတော့မှဓာတ်ရိုက်သွားပြီးတော့မှ UK visa ကိုသွားလျှောက်တယ်ဆိုရင်တော့မှ reject ထိနိုင်တဲ့ရာခိုင်နှုန်းတွေကအများကြီးပဲရှိရယ်ကွာမောင်လေးညီမလေးကိုလည်းကြားဘူးလိမ့်မယ်ပေါ့နော် visa မရဘူးဆိုတဲ့အကြောင်းအရာတွေအများကြီးကြားဘူးလိမ့်မယ်ဒါပေမဲ့အမားတို့က ထိုင်းကနေနေပြီးတော့မှထိုင်းမှာတစ်နှစ်တည်းနှစ်တည်းတက်ပြီးတော့မှသူတို့နဲ့ collaborate လုပ်ထားတဲ့အကြောင်းတွေသွားလို့ရှိရင် visa ကိုပို့ပြီးတော့ guarantee ဖြစ်တယ်ဘာလဲဆိုတော့ကျောင်းချင်း collaborate လုပ်ထားတာဖြစ်တဲ့အတွက်ငါတို့ကျောင်းသားကတော့ဒီမှာနှစ်ပြီးသွားပြီးတော့နင်တို့ဘက်ကိုသွားလို့ရပြီဆိုပြီးတော့မှသူတို့ဘက်ကလွတ်ပေးတာဖြစ်တဲ့အတွက် visa ပို့ပြီး guarantee ဖြစ်တယ်ပေါ့နော်ညီမလေးဟုတ်အခုသမီးကGD ပြီးတော့တနည်းကြော်ပါပြီ ISP ကိုပြင်ဆင်နေတဲ့အဲ့ကြားရဲ့FC ပဲစနေပိုင်းမှာအဲ့ဒါပြီးတော့ဘာတွေထပ်ပြီးတော့ပြင်ဆင်အောင်မလဲမှာဟုတ်ညီမလေးဆိုတော့ညီမလေးဥပမာအယူဆုံးစဉ်းစားရမှာကကိုဘာအဲ့လိုဘလိုင်းကြီးပြင်ဆင်နေရတဲ့ထက်စားလို့ရှိရင်ကိုတကယ်လို့တက်ချင်တဲ့မိတာလုံးဝ confirm ဖြစ်သွားပြီဘာလဲဆိုတော့အမဘာလို့ပြောရလဲဆိုတော့ကလေးတော်တော်များများကြောသွားချင်တဲ့ pathway အများများရယ်ပေါ့နော် engineer လည်းဖြစ်ချင်တယ်ဟိုကလည်းသွားချင်တယ်ဒီကလည်း join ချင်တယ်ဆိုတော့ကိုသွားချင်တဲ့ major တစ်ခုကိုအရင်ဆုံး decision ချလိုက်ပေါ့နော်ဥပမာ okay ညီမကတော့တေချာသွားပြီလုံးဝ engineering line ကိုသွားမှာဆိုရင်okay အဲ့တော့ engineering line ကဘယ်နိုင်ငံကိုသွားမှာလဲအရင်ဆုံးရှာပေါ့နော်အဲ့တော့ okay ငါတော့ UK သွားမယ်ဆိုလို့ရှိရင် okay UK မှာရှိရဲ့ engineering ကျောင်းတွေကိုအရင်ဆုံး list down လုပ်ပြီးတော့မှအဲ့ထဲကကိုနဲ့ကြိုက်တဲ့ကျောင်းအမအဆုံးကပြောသလိုပဲပြန်ရွေးတာကပိုပြီးအဆင်ပြေတယ်ပေါ့နော်ညီမလေးဟုတ်ဥမာ scholarship ကိုပိုပြီးများများပေးတဲ့ကျောင်းကိုသွားချင်တာလားဘာလို့ဆိုတော့ကျောင်းတွေကအများကြီးပဲညီမလေးရဲ့အဲ့ထဲကမှအမားတို့က
ဒီเจ้าကောင်းတယ်နော်ဆိုပြီး recommend ပေးလိုက်ပြီးခါကြမှာညီမလေးရဲ့ personality နဲ့မကိုက်တာမျိုးเจ้าရဲ့ curriculum ကကိုယ်နဲ့အဆင်မပြေနေရမျိုးဆိုလို့ရှိရင်အမားတို့အတွက်လည်းမကောင်းညီမလေးအတွက်လည်းပတ်စံနေအများကြီးကုန်ကြခံရအချိန်တွေလည်းကုန်တယ်ကွာဆိုတော့အရင်ဆုံးရှာပြီးတော့မှ okay အဲ့တော့အမရေညီမတို့ရှာလာပြီးပြီဒါပေမဲ့ဝေခွဲမရသေးဘူးဘယ်เจ้าကိုသွားမလဲဆိုတာမျိုးအဲ့လိုမျိုးကတော့ပို့ပြီးစင်ပြေရပေါ့နော်ပြီးတော့အဲ့လိုမျိုး list down ရှာပြီးတော့မှ research လုပ်ပြီးသွားရင်လည်းညီမလေးသိလာလိမ့်မယ်ကွာညီမလေးဘာတွေပြင်ဆင်ရမလဲဆိုတော့ okay ငါကတော့အခု GED ရှိထားပြီးပြီဆိုရင်ဒီเจ้าကဘာတွေလိုအပ်တာလဲ IELTS လိုပါလားဒါမှမဟုတ်လို့ရှိရင်နောက်ထပ် SAT ထပ်လို့သေးရလားအဲ့တော့အဲ့ဒါပေါ်မှာမူတည်ပြီးတော့မှ requirement ပြင်တာကညီမလေးအတွက်ကိုပို့ပြီးတော့အချိန်ပို့ပြီး safe ဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ဟုတ်မှာဟိုဟာGDPY ဆိုတော့အရင်ဆုံးထိုင်းမှာရှောက်ပြီးတော့တခြားနိုင်ငံတွေကိုသွားဖို့အတွက်ဘာတွေထပ်ပြီးတော့ပြင်ဆင်အောင်မလဲIELTS ပြီးပါမှာIELTS ပြီးသွားလို့ရှိရင် okay အဲ့တော့ထိုင်းကနေသွားဖို့အတွက်ဆိုရင်တော့အများကြီးမလိုဘူးညီမလေးဘာလို့လဲဆိုတော့ GED ပြီးထားတယ်ပြီးတော့အင်္ဂလိပ်စာ certificate ရှိရဆိုရင်ထိုင်းကကျောင်းတွေတော်တော်များများမှာဝင်ခွင့်ရတယ်အဲ့တော့ဝင်ခွင့်ရပြီးသွားတာနဲ့တခြားသူတို့နဲ့ collaborate လုပ်ထားတဲ့စီကိုသွားဖို့ကနောက်ထပ်ဘာမှထပ်မလို့တော့ညီမလေးတန်းပြီးတော့ transfer လုပ်ရုံပဲပေါ့နော်ဟုတ်public ကျောင်းနေဒါမှမဟုတ် private ကျောင်းနေဘယ်ကျောင်းတွေကပို့ပြီးတော့တခြားနိုင်ငံကိုသွားဖို့ပို့ပြီးတော့ collaborate လုပ်ထားဖြစ်လဲမသိဘူးရှင်honestly ဆိုတော့ private ပေါ့နော်ညီမလေးဘာလို့လဲဆိုတော့ private တွေကကြတော့သူတို့နဲ့ချိတ်ထားတဲ့ university အရန်များတယ် public ကကြတော့အမတို့နိုင်ငံခြားကိုလှုပ်ဖို့အတွက်ကသိရမလားသူတို့အနေနဲ့ဒီ၄နှစ်ကိုဒီမှာပဲပြီးတာကသူတို့တက်ပို့ပြီးအဆင်ပြေရပေါ့နော်ဆိုတော့ public တွေထက်စားလို့ရှိရင် private တွေကတော့ပို့ပြီး choice ပိုများတယ်ညီမလေးအဲ့တော့ public တွေကိုလည်းအမမချိတ်ထားလို့မပြောကွာသူတို့လည်းသူတို့ဘာသာလိုက်ချိတ်ထားတာမျိုးရှိတယ်ဒါပေမဲ့ private တွေကပို့ပြီးတော့ရွေးချယ်စရာပိုများတယ်ပေါ့နော်ဟုတ်ထိုင်းမှာ scholarship ရှောက်မယ်ဆိုရင် scholarship ကတော်တော်များများရနိုင်မှုသိကြလားမသိဘူး။ Okay အဲ့တော့အဲ့ဒီမေကွန်ကအမားတို့ပုံမှာမမူတည်ဘူးပေါ့နော်။ဘာလဲဆိုတော့အမားတို့က scholarship ပေးရ organization လည်းမဟုတ်ဘူးပြီးတော့decision ချပေးတဲ့သူတွေလည်းမဟုတ်တော့ဘယ်ပုံမှာမူတည်လဲဆိုတော့အမရှိမှအများကြီးပြောခဲ့သလိုပဲကိုယ့်ရဲ့ education background ကိုဘယ်လောက်ထိပြင်ဆင်လာလဲအဲ့ပုံမှာပဲအများမူတည်ညီမလေးရဲ့ဆိုတော့အမပြောသလိုအပြင် organization မှာပဲရှာရှာဒါကျောင်းဘက်ကပေးတဲ့ scholarship ကိုပဲရှာရှာအဓိကလိုတာဒီ academic background ဥမာညီမလေးခု GED အောင်ပြီးသွားပြီဆိုရင် GED တဘာသာချင်းစီမှာညီမလေးအမှတ်ဘယ်လောက်ရတာလဲ totally ဘယ်လောက်ရတာလဲပြီးတော့ IELTS band ညီမလေး band score ဘယ်လောက်ရထားတာလဲနောက်ထပ်တခြားသော certificate တွေရှိရဆိုလို့ရှိရင်ဘာ certificate တွေရှိရလဲ essay ဘယ်လောက်ထိကောင်းကောင်းရေးနိုင်လဲအဲ့ဒါဒီပုံမှာပဲမူတည်သွားတာပေါ့နော်ညီမလေးဟုတ်ကဲ့ပါမကျေးဇူးတင်ဟုတ်ကဲ့ရပါတယ်ရှင်ဟုတ်တခြားရောရှင့်business address ဆိုရင်နဲ့ GD အပြင်တခြားဘာတွေလို့သိလဲရှင်းတယ်ဟုတ်ထိုင်းဘက်မှာအမအခုလောလောဆယ်ပြောနေတာကကြောထိုင်းဘက်တွေအများများတယ်ပေါ့နော်ဆိုတော့အမအဓိက focus လုပ်ပြီးတော့ထိုင်းဘက်ကိုပဲပြောနေတာဆိုတော့တကယ်လို့တခြားကျောင်းဥပမာသိချင်တယ်ဆိုလို့ရှိရင်အမနိုင်ငံလေးတက်ပြီးတော့မှတစ်ချက်ပြောပြီးနော်အဲ့ဒါဆိုတော့အမတို့ပို့ပြီးအဆင်ပြေပါတယ်ရှင့်ဆိုတော့လောလောဆယ်တော့အမတို့ဒီထိုင်းဘက်မှာဆိုရင် GD ဆိုလို့ရှိရင်လုံလောက်ပြီပေါ့နော်တချို့အကြောင်းတော်တော်များများက business အတွက်က GD ဆိုလုံလောက်ပါတယ်ရှင်တခြားက passport ရှိမယ်အင်္ဂလိပ်စာ certificate ရှိလဲရတယ်မရှိလဲရတယ်အဲ့လောက်ပဲလို့တယ်ပေါ့နော်ဟုတ်ကဲ့မေးပါရှင်ဟုတ်ကဲ့ဟုတ်အမရှိရပြောလို့လေထိုင်းကနေဒီမှာတခြားနိုင်ငံတွေကို join ရင်ပို့ရတယ်ဆိုလို့လေကဲလို့ကိုက GED ပြီးလို့ထိုင်းနိုင်ငံအကြောင်းတွေကို join ပြီးလို့ထိုင်းနိုင်ငံအကြောင်းတွေကနေတစ်ဆင့် US တို့ UK တို့ကနေ UK တို့စီကနေစေတက္ကသိုလ်တွေ join မယ်ဆိုရင်နော်ရလားဟုတ်ကဲ့ရပါတယ်ရှင်းချင်ပါလေအဲ့ဒါကထိုင်းနိုင်ငံကနေဓာတ်ရိုက်အဲ့လို join တာမျိုးထိုင်းမှာကကြတော့အမတို့ကစေးเจ้าကိုတော့ဓာတ်ရိုက်ရှောက်ခွင့်မပေးထားဘူးညီမလေးနိုင်ငံခြားသားတွေအတွက်ပေါ့နော်အဲ့တော့နိုင်ငံခြားသားတွေအနေနဲ့စေးเจ้าကိုရှောက်ချင်တယ်ဆိုရင်သူကဘာလုပ်ရလဲဆိုတော့စေးเจ้าနဲ့ related ဖြစ်တဲ့ fee တစ်ခုဒီ bachelor တစ်ခုအရင်ဆုံးပြီးအောင်လုပ်ရတယ်ဥပမာစေးเจ้าနဲ့ related ဖြစ်တာဆိုရင်အမတို့ကpublic health ပဲတက်မလား nursing ပဲတက်လားအဲ့လိုဟာတွေကိုမတို့က၄နှစ်အရင်ဆုံးတက်ကြတယ်ဝယ်ရလာပြီဆိုတော့မှဒီနောက်ထပ်စေးချောင်းကိုတိုက်ရိုက်တန်းရှာလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်ညီမလေးဒါပေမဲ့
တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဓာတ်ရိုက်ရှာလို့ရတာမျိုးရှိတယ်သူတို့ကလည်းနန်စင်ကနေဓာတ်ရိုက်သွားနန်စင်ကနေတဆင့်သွားမျိုးလည်းရှိရယ်ဓာတ်ရိုက်သွားလို့ရတာမျိုးလည်းရှိရယ်ចောင်းပေါ်မှာမူတည်ရယ်ပေါ့နော်အဲ့တော့ညီမလေးကဥပမာကိုကအချိန်ကိုဘယ်လိုမျိုးလုပ်ချင်တာလဲပေါ့ဥပမာအချိန်ကကိုယ့်အတွက်အဆင်ပြေရယ်8နှစ်ကြာလဲကိစ္စမရှိဘူးဆိုလို့ရှိရင်တော့လိုမျိုး bachelor ဘွဲတစ်ခုယူနောက်ထပ်ထပ်ပြီးတော့မှနောက်ထပ်တစ်ဆင့်ထပ်တယ်အဲ့လိုမျိုးဆိုရင်ပိုပြီးအဆင်ပြေရယ်ပေါ့နော်ထိုင်းကနေတစ်ဆင့်သွားချင်တယ်ဆိုရင်တော့ဒါပေမဲ့ဥပမာတခြားနိုင်ငံတွေမှာဓာတ်ရိုက်သွားတက်မယ်ပါညာဆိုလို့ရှိရင်တော့ IGCSE ကို A level လောက်ထိဖြည့်လိုက်တာမျိုးပြီးတော့တခြား mention လုပ်သွားတဲ့ certificate တွေပေါ့နော်အဲ့ဒါတွေကိုဖြည့်ထားတာတော့ပိုပြီးအဆင်ပြေလိမ့်မယ်ရှင်ညီမလေးဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမဟုတ်ကဲ့ပါရှင်ဟုတ်နောက်ထပ်ကောရှိသေးလားရှင်ဟုတ်ကဲ့ရမေးလို့ရပါတယ်ရှင်ဟောမေးလို့တော့မဟုတ်ပါဘူးခင်ဗျလီနာတို့ကလက်မထောင်တယ်လို့မလို့အားချဲသူတို့မေးခွန်းလေးရှင်းပြပါအောင်လေချဲဟုတ်အမဖတ်ပြမယ်နော်ဟိုလေဒီမှာလီနာရေးထားတာကသူက grade 8ပဲရှိသေးလို့တဲ့ဆိုတော့grade 8ပဲရှိသေးတယ် US UK ကိုတက်ချင်တယ်ပေါ့နော်အသေးစိတ်လေးရှင်းပြလို့ရမလားရှင်တဲ့ဟုတ်ညီမလေးသိချင်တာလဲပေါ့နော်ဟုတ်အမမေဂျာလေးတစ်ချက်သိလို့ရမလားရှင့်ဟယ်လိုဒီချက်သမီးလိုင်းမကောင်းလို့မကြားလိုက်လို့ပါရှင်ဟုတ်ရတယ်ညီမလေးအမဘက်ကလည်း internet တော့ stable ဖြစ်မနေဘူးဟိုပါလေ US UK မှာလေညီမလေးဘာမီဂျာကိုတက်ချင်တယ်လို့ပြောလိုက်တာလေရှင်ဆိုတော့ဒီချက်အဲ့လိုတော့သမီးလည်းမသိသေးဘူးရှင်စဉ်းစားထားတဲ့မီဂျာဟယ်လိုဟုတ်သူသူဘ လို က်က င်းမ လိုင်းကျ ကောင်း သွားတယ် ပေါ့ ရှင်နော်သူလိုင်းမကောင်းသူဆန္ဒပြောလိုက်တာတော့သူစဉ်းစားထားတာတော့မရှိသေးဘူးတဲ့စဉ်းစားထားတာဟုတော့တ်မကဲ့ချေရှိသေးဟုတ်ဘူးသမီးဘက်ကလည်းလိုင်းကျပါတယ်ဟုတ်โอเคပါရှင့်ဆိုတော့အခုမှ grade 8ပဲရှိသေးရဆိုရင်ညီမလေးတကယ်လို့ US UK သွားခြင်းနဲ့ဆိုရင်အဓိကမေဂျာကိုအရင်စဉ်းစားပေါ့နော်ညီမလေးဥပမာကိုသွားခြင်းနဲ့မေဂျာဥပမာ strong ကလို့စေးချောင်းနဲ့ပတ်သက်တာမျိုးလား engineering line နဲ့ပတ်သက်တာမျိုးလားဒါဆိုရင် IGCSE ပြင်ရမှာလား GD ပြင်ရမှာလားဆိုညီမလေးပို့ပြီးကွဲသွားလိမ့်မယ်ပေါ့နော်အဲ့လိုမေဂျာလေးကိုအရင်စဉ်းစားပြီးတော့မှပဲတခြားနိုင်ငံကိုထွက်ဖို့အတွက်စဉ်းစားတာကပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်ညီမလေးဟုတ်ဟုတ်ကဲ့ကျေးဇူးပါဒီချက်ဟုတ်ကဲ့ပါရှင်ဟုတ်အမ်ဆိုတော့လေကိုတော်ရာရှိအောင်မယ်ထင်တယ်နော်ဟုတ်တကယ်လို့ကိုတော်ရာအဆင်ပြေဆိုလို့ရှိရင်ဟိုဟာလေ page link လေးတစ်ချက်လောက်ဒီမှာ chat မှာချပေးလို့ရမလားရှင်ဘာလို့လဲဆိုတော့ဟုတ်ကဲ့ရပါတယ်ရှင်အမဒီနေ့အရင်ပြောသွားတာတွေက overall အရန်ဆန်နေလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ចောင်းသားတွေသိကျင်တဲ့ကျောင်းရဲ့နိုင်ငံရဲ့မေဂျာတွေကမတူတဲ့အတွက်ကြောင့်မို့အမအကုန်လုံးနဲ့ကိုက်ညီမှုရှိအောင်ပဲအမအရန် overall ခြုံပြောလိုက်ရတာဖြစ်တဲ့အတွက်တကယ်လို့အမတို့အသေးစိတ်ထပ်သိကျင်သေးရဆိုလို့ရှိရင်အမတို့ကို page မှာတစ်ချက်လာမေးပေးပေါ့နော်ညီမကတော့ဒီဟိုတနေ့က Twin Star ကနေလုပ်လိုက်တဲ့ webinar လေးကနေလာတာပါတော့ဒီဟာအတွက်ကိုတေချာလေးသိချင်ပါတယ်ဆိုရင်အမတို့တေတေချာချာလေးချိန်ပေးမှာ consulting လေးတေချာလုပ်ပေးမယ်ပေါ့နော်အဲ့ဒီအတွက်လည်း totally free ပါအမတို့ charge လုံးဝမကောက်ပါဘူးဘာလဲဆိုအမတို့ဒီ Twin Star နဲ့ collaborate လုပ်ထားတဲ့အတွက်ကြောင့်မို့ပေါ့နော် okay အဲ့တော့အမအဲ့ဒါလေးတော့တစ်ချက် request လုပ်ပါတယ်ရှင်ဟုတ်ဆိုတော့ညီမလေး Julia ထင်တယ်ဟုတ်ဟုတ်ကဲ့အမကိုရီးယားကို scholar နဲ့သွားချင်တယ်ဆိုရင်ဘာတွေပြင်ဆင်ထားမှာတော့အမโอเคအဲ့တော့ Korean scholar နဲ့သွားမယ်ဆိုတော့အဓိကတော့
ကိုရီးယားစာပေါ့နော်။ဘာလို့လဲဆိုတော့ကိုရီးယားကို level တစ်ခုလောက်ထိပေါ့နော်ကိုယ့်အနေနဲ့ level တစ်ခုလောက်ထိတတ်ထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ chance ပိုများမယ်လို့မှထင်တယ်ပြီးတော့ဒီကိုရီးယားစာတတ်ထားရဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့အစိုးရဘက်ကနေပြီး scholarship တွေတော်တော်များများလည်းရှိရယ်အဓိကတော့အမားတို့စီမှာရှိတဲ့ဟာက2+2နဲ့သွားတဲ့ဟာတွေပုံများတယ်ညီမလေးထိုင်းမှာ2နှစ်တက်ပြီးတော့မှကိုရီးယားမှာ2နှစ်တက်ပြီးတော့ကိုရီးယားကနေဘွဲယူတဲ့ဟာမျိုးတွေပုံများတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့အင်္ဂလိပ်စာ sorry ကိုရီးယားစာ level ရှိထားဖို့မလိုဘူးဒါပေမဲ့ scholarship ကတော့ရနိုင်ဖို့တော်တော်လေး chance နေတယ်ဘာလို့လဲဆိုတော့အမတို့ကကုန်ကြစည်သက်တာအောင်ထိုင်းကနေ2နှစ်ကိုရီးယားမှာ2နှစ်သွားတက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒါပေမဲ့ကိုရီးယားကြီးပဲဓာတ်ရိုက်သွားတက်မယ်ဆိုလို့ရှိရင်တော့အမတို့ကိုရီးယားစာလေးကိုတေချာပြင်ဆင်ထားစေချင်တယ်ပေါ့နော်အဲ့ဒါဆိုတော့ပို့ပြီးအဆင်ပြေလိုက်မယ်ရှင်ဟုတ်ညီမလေးအဆင်ပြေရလားရှင်话让不要紧。ဟုတ်ကဲ့ဟုတ်နောက်တစ်ယောက်လက်ထောင်ထားသူရေပေါ့နော် Jew ထင်တယ်ဟုတ်ဟုတ်အမအတန်တေချာကြရလားမသိဘူးအမဟုတ်ကဲ့ကြားရပါတယ်ရှင်အမ study abroad အကြောင်းလေးနည်းနည်းလောက်ရှင်းပြပါလားအမဟိုညီမအခုကျောင်းက12တန်းတက်တော့မှာဆိုမဲ့လေနိုင်ငံခြားမှာလည်းကျောင်းတက်ချင်တယ်ဒါပေမဲ့ဘယ်ကျောင်းတက်လို့တက်ရမှန်းလည်းမသိဘူးဘယ်ကနေစလုပ်ရမှန်းလည်းမသိဘူးသူများရေပြောတာ study abroad ကိုအရင်လုပ်တယ်လုပ်ပြီးမှအဲ့ဒီဟာကိုဆက်စဉ်းစားဆိုတော့ဘယ်လိုလုပ်လို့ရမှန်းလည်းမသိဘူးအဲ့ဒီဟာဘာမှလည်းမသိဘူးဖြစ်နေလို့အမโอเคညီမလေးပထမဦးဆုံးညီမလေးက12တန်းတက်နေရဆိုရင်အမ12တန်းအရင်ဆုံးပြီးအောင်တက်လိုက်ပေါ့နော်ဘာလို့လဲဆိုတော့အမတို့ဒီထိုင်းနိုင်ငံမှာတော်တော်များများကကျောင်းတွေက12တန်းအထက်တန်းအစိုးရရဲ့ထိုင်း12တန်းအထိပြီးထားရဆိုလို့ရှိရင်ကျောင်းဝင်ခွင့်လက်ခံတာများတယ်ပေါ့နော်ဆိုတော့ညီမလေးတော့တပိုင်းတစ်စားနဲ့ရက်တကယ်လို့ GD ပတ်ဝေးကိုပြောင်းချင်တယ်ဆိုလည်းရတယ်ကွာခုလောလောဆယ်ထွက်ပြီးတော့မှ GD ပတ်ဝေးကိုအမြင်မြန်ပြီးချင်တဲ့အတွက်ကြောင့်မို့လို့6လလောက်နဲ့ပြောင်းချင်တယ်ဆိုလို့ရှင်လည်းအဆင်ပြေတယ်မဟုတ်ဘဲနဲ့အခုကတက်လက်စာကြီးမို့လို့ဆိုလို့ရှင်တော့အမတော့ဆက်တက်လိုက်ပေါ့နော်ပြီးရတီဆက်တက်လိုက်ဆက်တက်ပြီးတော့ညီမလေးရဲ့12တန်းအောင်လက်မှတ်နဲ့အမှတ်စင်းရဲ့ passport ရဲ့ပြီးသွားလို့ရှင်အဲ့တော့ခုရှိုံနဲ့ပေါ့နော်အင်္ဂလိပ်စာ certificate ကညီမလေးအချိန်ရလို့ပြင်ချင်လဲရတယ် scholarship ရှာဖို့အတွက်ပြင်မယ်ဆိုတော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီအဓိကခုရှိုံနဲ့အမားတို့ဒီနိုင်ငံခြားမှာအကြောင်းလာတက်လို့ရပြီအဓိကအဲ့3ခုလေးရှိဖို့လိုတာပေါ့နော်ပြီးသွားရင်နောက်ထပ်တစ်ခုကညီမလေးဘာမေဂျာကိုတက်ချင်တာလဲဆိုတော့အခုကလေးကစဉ်းစားထားဖို့လိုမယ်ပေါ့နော်ဟိုဒီနိုင်ငံခြားမှာတက်တယ်ဆိုတာညီမလေးရဲ့ပတ်စံနေအများကြီးကုန်ကြခံပြီးတက်ရဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာလို့မေဂျာမကြိုက်လို့ quiz ဆိုပြောင်းလိုက်တာမျိုးလုပ်လို့မလွယ်ဘူးပေါ့နော်မလွယ်တဲ့တကြောင်မို့ကိုဘာမေဂျာကိုတက်ချင်တာလဲဆိုတာကိုဆုံးဖြတ်ပြီးသွားရင်ကျောင်းနေရရွေးရပို့လွယ်သွားတယ်ကျောင်းကိုအရင်ရွေးရမှာမဟုတ်ညီမလေးငါကတော့ဘယ်ကျောင်းကိုတက်ချင်တယ်ဆိုပြီးအရင်ရွေးရမှာမဟုတ်ဘူးမေကျောင်းအရင်ရွေးပြီးတော့မှဒီမေဂျာကဘယ်ကျောင်းမှာဆိုရင်နာမည်ကြီးတာလဲဘယ်ကျောင်းမှာတင်ကြားရေးရပို့ပြီးကောင်းတာလဲအဲ့လိုမျိုးရွေးရမှာပေါ့နော်အဲ့တော့ညီမလေးအရင်ဆုံးဒီ3ခုကိုပြီးသွားပြီဆိုလို့ရှိရင်မေဂျာကိုအရင်စဉ်းစားမေဂျာကိုစဉ်းစားပြီးလို့ရလာပြီဆိုလို့ရှိရင်အမောင်းနဲ့လာတိုင်ပြီးလို့ရတယ်ပေါ့နော်โอเคညီမတို့ကတော့ business နဲ့ပတ်သက်ပြီးတော့တက်ချင်တယ်ဆိုလို့ရှိရင်အမတို့က business နဲ့ပတ်သက်ပြီးတော့ထိုင်းမှာနာမည်ကြီးရဲ့အကြောင်းတွေအကုန်လုံးအမတို့ညွှန်းပေးလို့ရတယ်ညီမလေးရဲ့ budget ပေါ်မှာမူတည်ပြီးတော့လည်းအမတို့ပြပြပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့မကျေးဇူးပါအမလိုအပ်တဲ့3ခုလေးတစ်ချက်လောက်ပြန်ပြောပြပါလားညီမလေးရဲ့10တန်းအောင်12တန်းအောင်လက်မှတ်ရဲ့အမှတ်စည်းရင်းရဲ့ passport ရဲ့အင်္ဂလိပ်စာ certificate ကရှိလဲရတယ်မရှိလဲရတယ်ညီမလေးဟုတ်ကဲ့မကျေးဇူးပါဟုတ်ကဲ့ပါရှင်ဟုတ်โอเคဟုတ်နောက်ထပ်တစ်ယောက်လက်ထောင်ထားလာဝန်းထင်တယ်ဟုတ်ဟုတ်အမညီမကစောကဒီရှေ့တယောက်မေးသွားတဲ့မိကုံကိုပြန်ထပ်မေးချင်တာပေါ့နော်ဒီကိုရီးယားကို GD နဲ့တွားလို့ရတယ်ဆိုပြီးကြားလိုက်မျိုးညီမရှာထားမိရဲ့တော်တော်များများအထက်မှာကိုရီးယား uni တွေက GD လက်ခံတာသိမရှိဘူးလို့တွေ့ထားလို့ပေါ့နော်public university တော်တော်များများဆိုရင်လက်ခံထားတာမတွေ့ဘူးprivate uni 2ခုလား3ခုလားအဲ့ဒါပဲလက်ခံထားရဲဆိုပြီးတော့တွေးမိဘူးလို့ပေါ့နော်အဲ့ဒါကိုရီးယားက GD နဲ့ uni တက်လို့ရနိုင်တယ်လားဆိုပြီးတော့မေးကြည့်ရပါဟုတ်ကဲ့ညီမလေးဟုတ်ဆိုတော့အမားတို့ပြောထားတယ်လို့ပဲပေါ့နော်ဒီအမားတို့စီကနေပြီးတော့2+2နဲ့သွားမယ်ဆိုလို့ရှိရင်တော့ GD နဲ့ရတယ်။ဘာလို့လဲဆိုတော့ဒီအမားတို့နဲ့ဒီ ထိုင်းမှာရှိရဲ့အကြောင်းရယ်ပြီးတော့ကိုရီးယားမှာရှိရဲ့အကြောင်းရယ် collaborate လုပ်ထားတာဖြစ်တဲ့အတွက် GD နဲ့လာမယ်ဆိုရင်ထိုင်းကျောင်းမှာအရင်ဆုံး GD နဲ့နှစ်တက်ပြီးတော့လို့ရှိရင်ကိုရီးယားသွားဖို့အတွက်လိုအပ်တဲ့သင်တန်းလေးတွေနဲ့ထပ်တက်ကမယ်ပေါ့နော်။ဥပမာကိုရီးယားစာနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်တခြားဟာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်တက်ပြီးတော့မှကျန်တဲ့2နှစ်ကိုအမားတို့ကိုရီးယားကို transfer လုပ်တာဖြစ်တဲ့အတွက် GD နဲ့ accepted ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကိုကလုံးဝကိုရီးယားဘက်ကိုပဲဓာတ်ရိုက်တန်းလျှောက်မှာဆိုလို့ရှိရင်တော့ညီမလေးပြောသလိုကျောင်းကတော့အရင်ရွေးလိမ့်မယ်ပေါ့နော်ညီမလေးဟုတ်အဲ့ဆိုညီမတိထားရဲ့အတိုင်းကိုရီးယား public တွေကတော့ဒီ GD နဲ့ဓာတ်ရိုက်လက်မခံဘူးဆိုတာဟုတ်တယ်ပေါ့နော်ဟုတ်တယ်ရှင်ညီမလေးဘာလဲဆိုတော့သူတို့ဘက်မှာကြတော့အမထင်
စနစ်တစ်10တန်း12တန်းနဲ့ပို့ပြီးတော့လက်ခံတာများလိမ့်မယ်ပေါ့နော်ညီမလေးဟုတ် ဟုတ်ကျေးဇူးပါရှင် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့တခြားရောရှိသေးလားမသိဘူးရှင်ဘာလဲဆိုတော့အမတို့ဒီ GED နဲ့ပတ်သက်ပြီးတော့လဲ teacher sharing လုပ်ပေးရမှာဆိုတော့အမအရန်အချိန်ကြာသွားမှာဆိုလို့ပေါ့နော် Okay နောက်ထပ်အမဘက်8နာရီပေါ့နော်အမ8နာရီလောက်ဒီအမမေပါမယ်ပြီးသွားရင်တော့ဒီချက်တွေတက်ကိုလွယ်ပြီးလွယ်ပြီးတော့လို့ရှိရင်advanced diploma ပြီးတော့လို့ရှိရင် bachelor အဲ့လိုပုံစံမျိုးနဲ့သွားတယ်ပေါ့နော်ဆိုတော့ဒီmajor တွေတော်တော်များများဆိုလို့ရှိရင်အမားတို့ကဒီ Raffles College မှာရှိရပေါ့နော်အဲ့ဒီ Raffles College ကနေပြီးတော့မှအမားတို့ဒီ Singapore ဘက်ကိုပြောင်းပြီးတော့မှ Singapore ရဲ့ဘွဲကိုယူလို့ရတဲ့ major မျိုးတွေရှိရပေါ့နော်ဒါဆိုရင် Singapore မှာကြီးပဲတင်တော်တော် budget ကုန်ပါကွာအဲ့တော့အမားတို့ budget တော်တော် save ဖြစ်သွားမယ်ပေါ့နော်အဲ့လိုတန်းနေလည်းရှိရတခြားသောအမားတို့ဒီ Singapore မှာကြီးပဲ3နှစ်စလုံးတက်မယ်ဆိုလို့ရှိရင်လည်းတက်လို့ရတဲ့ pathway တွေရှိရပေါ့နော်အဲ့ဒါတော့အမားတို့ကိုအသေးစိတ်လေးလာမေးပေးပါရှင်ဟုတ်BECA G-Track element တွေရောလက်ခံလားရှင် sorry အမ BCA ကိုမသိနေလို့ပေါ့နော် sorry ပါအဲ့တော့အမအဲ့ဒါလေးဝင်ဖြေပေးမယ်ပေါ့နော်ဆိုတော့ဒီထဲမှာတချို့တို့ဆွမ်းနာအရှိပိုင်းမှာမေးသွားတာလည်းရှိရပေါ့နော် NUG ရဲ့ grade 12ပြီးသွားလို့ရှိရင်တချို့တက္ကသိုလ်တွေတက်လို့ရလား BECA နဲ့တက်လို့ရလားဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးတွေကိုတော့တချို့ရဲ့Telegram account ကနေပြီးတော့ဒီ webinar ပြီးနောက်ရက်မှာလာမေးလို့ရပါတယ်ပေါ့နော်ဟုတ်အဲ့ဒါလေးဖြည့်ပေးတာပါဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ဟုတ်ကဲ့PPT လေးကအမားတို့ပြီးသားလို့ရှိလို့ရှိရင်အမားတို့ဒီ Twin Star Teacher တို့ဘက်ကမှတစ်ချက်လေး share ပြီးလုပ်ပေးမယ်ပေါ့နော်ကျောင်းတွေတော်တော်များများရဲ့ list လေးရယ်ပြီးတော့ကုန်ကြစိတ်သိစိတ်လေးရယ်ပြီးတော့အမားတို့ requirement တွေရယ်ပေါ့နော်အဓိကတော့ time ဘက်မှာရှိတဲ့ကျောင်းတွေပေါ့နော်ဆိုတော့အမားအဲ့ဒီ slide လေးကိုတစ်ချက် Teacher တို့ share ပေးလိုက်မယ် Teacher တို့ Telegram မှာတစ်ဆင့်ပြန်ပြီး share ပေးပါလိုက်မယ်ရှင်ဟုတ် sorry အဲ့ဒီစာလေးကအမပို့တာပေါ့နော် hello sorry ပါဟုတ်ညီမလေး line ကျနေတယ်ထင်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်လိုက်တဲ့အခါ hello မဖူးဘက်ကလိုင်းချသွားရထင်တယ်ဗျဟုတ်မယ်ထင်တယ်နော်ကိုတော်ရာဆွမ်းနာကအမကစာပို့ထားတာပေါ့နော်ဖူးအခုဒီမှာမေခွန်းတွေလည်းတော်တော်များများမေးကြရဲပေါ့နော်တော်တော်များများမေးပြီးသွားတော့နည်းနည်းလေးပေါ့နော်10မိနစ်လောက်ပဲဖြစ်ဖြစ်ပေါ့နော်အမတို့ဒီ PowerPoint presentation ပြင်ထားတဲ့အဲ့ဒီအကြောင်းလေးတွေကိုပေါ့နော်အကြမ်းမြင့်လောက်ကလေးရှင်းပြပေးလို့ရမလားပေါ့နော်အဲ့ဒါလေးအမ request လုပ်လိုက်တာဖူးက line ကျသွားတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အဓိကအပြင်အဲ့ PowerPoint presentation ကကြာတော့လေမပိုးသူအကုန်လုံး take on လုပ်ပြီးတော့လုပ်ထားပါတော့ဆိုတော့ကျွန်တော်တို့စီကတော့မရှိဘူးအမကြီးတော့ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲခင်ဗျာဟုတ်ဒါမှမဟုတ်တခြားဒီရှိတဲ့မိကုံးလေးရှိရဆိုတော့ကျွန်တော်ဝင်ပြဖြည့်ပေးမယ်လေနော်ဟုတ်ကဲ့ဟုတ်မေခွန်းတွေတော်တော်များများကတော့အခုသူတို့ထပ်မေးစရာရှိသေးလားပေါ့နော်အမတို့ဒီ Google Form မှာရှိတဲ့မေခွန်းတွေကတော့တခြားမေခွန်းတွေကတော့ GED ဘာသာရပ်နဲ့ပတ်သက်တဲ့ဟာလေးတွေဆိုတော့ပေါ့နော်ကိုတော်လာတို့မဖူးတို့လည်းနည်းနည်းအချိန်ကိုအားနာတော့အမတို့ဒုတိယ session ကြမှာပဲဖြည့်ပေးလိုက်တော့မယ်ပေါ့နော်ဖူးတော့ပြန်ရောက်လာပြီဟုတ်ကဲ့ပါဗျာဖူးတော့ပြန်ရောက်လာပြီဆိုတော့ဆွမ်းနာကprivate chat က message တွေကအမပို့လိုက်တာပေါ့နော်ဆိုတော့အကျမ်းမြင့်လေးပေါ့နော်ညီမလေးဒီဘက်က line ချီနေရတော်တော်စိုးနေတော့အဲ့ဒါကြောင့်မလို့ပါဟုတ်အကျမ်းမြင့်လေးပေါ့နော်အကျမ်းမြင့်လေးဆိုတော့ဆန္ဒကဒီနှုတ်နဲ့တော့ပြောသွားပြီးပြီပေါ့နော်ဆိုတော့ slide ကလေးနဲ့တချို့ဟာလေးတွေပြလိုက်လို့ရှိရင်သူတို့ပို့ပြီးတော့မြင်သာတယ်ပေါ့နော်မြင်သာတယ်ဥပမာဆိုပါစို့ဒီကျောင်းရဲ့requirements ပေါ့နော်ကျောင်းတွေအကုန်လုံးကိုတော့ပြတာမျိုးတော့မဟုတ်ဘူးပေါ့နော်ညီမလေးအချိန်လေးနည်းနည်းရှိသေးရဆိုတော့လေ
ဆိုတော့ sample လေးပေါ့တစ်ကြောင်းနှစ်ကြောင်းလောက်ပေါ့နော်အဲ့ဆိုလို့ရှိရင်သူတို့လေပို့ပြီးတော့မြင်သာသွားမယ်လို့အမယူဆတာပေါ့နော်ဟုတ်အဲ့ဒါလေး request လုပ်တာပါညီမလေးပြီးတော့အမကိုဇွဲကိုလည်းတွေးလိုက်တယ်နော်ဇွဲကိုအားနေတာလားမသိဘူးဟုတ်တယ်ကျွန်တော်တစ်ချက်အားလို့လာဝင်ပြီးတော့ဆက်စီလိုက်ကိုဇွဲကိုလည်းဒါအမတို့နောက် session တစ်ခုမှာတော့ပြန်တွေ့ရမှာပေါ့နော်ကိုဇွဲကလည်းဒီမှာဆောနာကအကြောင်းသားတွေမေးတဲ့တိကျင်တဲ့မိခွန်းနဲ့တော့ကိုက်ညီမယ်ထင်တယ်ပေါ့နော်သူတို့ပြောသွားတာထိုင်းမှာတက်ပြီးတော့တခြားနိုင်ငံကိုကူးချင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ကဲ့ပါလည်းလက်ရှိလို့တက်နေတာဆိုတော့လေအားလေကူတော့ဖြစ်ပေးပါအောင်ကိုတော်ရာကြီး slide story နဲ့ bro slide လေးတစ်ချက်လောက် share ပေးဖို့လွယ်လားမသိဘူးရှင်okay အဲ့ slide ဆိုရင်ကျွန်တော်စီမံမယ်နော်ကျွန်တော် share ပေးပါမယ်ဆိုတော့ဒီနေ့ဒီမှာတက်နေတဲ့ပေါ့နော်ဆွမ်းနာအမရှေ့မှာတော့ဒီမိတ်ဆက်ပေးပြီးသွားပြီပေါ့နော်ကိုဇွဲကတော့ခုမှရောက်လာတာပေါ့နော်ဒီကိုဇွဲရဲ့ကိုတော်ရာရဲ့ဖူးရဲ့ကပေါ့နော်ဒီကျတို့နဲ့ဒီ collaborate လုပ်ထားတဲ့ဒီ EDU Choice က co-founder တွေပဲပေါ့နော်ဆိုတော့ဒီနေ့တော့3ယောက်လုံးတက်လာပြီလို့အများကြီးကျေးဇူးတင်တယ်နော်Hello ဟုတ်ကဲ့ slide လေး share ထားမြင်ရပါခင်ဗျရပါတယ်ရှင်ဟုတ်ကဲ့ဟုတ်မပူလိုင်းကြသွားတယ်ထင်တယ်ရောသူဘက်ကလိုင်းကလုံးဝအဆင်ပြေမနေရအဲ့ဒါဆိုရင်ကိုတော်တာအဆင်ပြေမလားပေါ့နော်ဟုတ်အကျဉ်းမြင့်လေးပေါ့ share ပေးမလားဟုတ်ကဲ့ဟုတ်လိုင်းကြနေတယ်မပူဘက်ကလိုင်းကြနေရော sorry ပါခင်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဒါကကြတော့ဒီဟာကျွန်တော်ကအကြောင်းနေအကုန်လုံးတော့မဟုတ်ဘူးကျွန်တော်တို့စီမှာအခုလက်ရှိဆိုခုနကအရှိမမပူပြောသွားတဲ့အတိုင်းပဲ Thai Malaysia Singapore ကျန်တဲ့ US UK ပေါ့နော် US ကတော့အခု travel ban ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဓာတ်ရိုက်တော့သွားလို့မရသေးဘူးဒါပေမဲ့ဒီတော့တွင်းမှာအခြေအနေတွေပြောင်းလဲလာတယ်ဆိုရင်ကျွန်တော်အဲ့ဘက်ကို championလုပ်လို့ရတယ်အခုလက်ရှိကတော့ UK နဲ့ Spain အဲ့ဘက်ကအကြောင်းတွေထီကိုအကုန်လုံးချိတ်ထားတယ်ပေါ့နော်ကျွန်တော်အခုလက်ရှိမှာဆိုရင်နိုင်ငံပေါင်းက73နိုင်ငံကျော်ပြီအကြောင်းအနေနဲ့ဆိုရင်ကတော့130ကျော်ပြီပေါ့နော်ဒီထဲမှာဆို public လည်းပါတယ် private လည်းပါတယ်ဒါပေမဲ့ဒီ session ထဲမှာကျတော့ကများသောအားဖြင့်ကဒီ GED နဲ့လာကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထိုင်းကိုပို့ပြီးတော့ဒီ mention လုပ်ပေးခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ခုနကအမှတ်ဘူးကဘာလုပ်သွားတဲ့အတိုင်းပဲထိုင်းမှာရှိတဲ့အကြောင်းတော်တော်များများက GED ကိုလက်ခံတယ်တကယ်လို့ကိုယ်အနေနဲ့တခြားနိုင်ငံကိုသွားတဲ့အခါမှာအထူးသဖြင့်စင်ကာပူတို့ဒါမှမဟုတ်ဒီမလေးရှားတို့သွားတဲ့အခါမှာဆိုရင်ဒါမှပဲအကြောင်းပေါ်မူတည်ပြီးတော့မှ GED လက်ခံဆိုတဲ့ဟာကွာသွားတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီထဲမှာဒီအခုဒီ slide ကတော့ကျွန်တော်လုံးဝ purely ထိုင်းကိုပဲကျွန်တော် focus လုပ်သွားမယ်ပေါ့နော် focus လုပ်တဲ့ထဲမှာဒီခုနကတွေ့လိုက်တဲ့ဟာကဘာလဲဆိုတော့ဟုတ်တယ်အဓိကအပြင် UK ဘက်ကိုသွားခြင်းနဲ့ဒါမှမဟုတ်တခြားနိုင်ငံကို transfer လုပ်ခြင်းနဲ့ဆိုတဲ့အကြောင်းသားတွေအများအားဖြင့်ရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ double degree နဲ့သက်ဆိုင်တဲ့အရာလေးကိုကျွန်တော် share သွားမယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအရင်ဆုံးကျွန်တော်တို့အနေနဲ့ဒီဟာကျတော့ Stanford University ဒီ time မှာကျတော့ပေါ့နော်တခုကျွန်တော်တို့ mention လုပ်လို့ရတဲ့အရာဘာလဲဆိုတော့က University တိုင်းမှာ major အကုန်ရှိတယ်ဥပမာချွာလောင်ကုန်းကိုသွားမယ်ဆိုရင်လည်း medical ကနေစပြီးကျွန်တော်တို့ tourism business အဲ့လိုဟာတွေအကုန်ရှိတယ်ဒါပေမဲ့အဲ့လို University တဲကိုမှပေါ့နော်သူတို့အနေနဲ့ major alike popular ဖြစ်တဲ့အကြောင်းတွေရှိတယ်အထူးသဖြင့်ပြောရမယ်ဆိုဥပမာ medical ဘိုင်းဆိုရင်ကိုက bio နဲ့ပတ်သက်တဲ့ဟာဒီဒါမှမဟုတ် pharmaceutical နဲ့ပတ်သက်တဲ့ဟာဆိုရင်ကျွန်တော်မေဟီတော့ပို့ပြီးနာမည်ကြီးတယ်ဒါမှမဟုတ်ဘဲနဲ့ဒီခုနကလိုဒီစီးပွားရေး line တို့ဘာလို့ဆိုရင်ဒီ Stanford တို့ဘန်ကောက် University တို့ကပို့ပြီးနာမည်ကြီးတယ်ပေါ့နော်ဆိုတော့ဒီအခုလက်ရှိပြထားတဲ့ဒီ Stanford မှာဆိုရင်ကတော့ဘယ်လိုကျောင်းသားမျိုးရွေးတင်လဲဆိုတာဒါတော့ကျွန်တော်ရွေးချယ်လို့ရတဲ့ major တွေအများကြီးကိုအကုန်လုံးပြောထားတယ်ဒါပေမဲ့များသောအားဖြင့်မြန်မာကျောင်းသားအများစုကကြတော့ international hotel management နဲ့ airline business ရဲ့နောက်ထပ်တစ်ခုက business နဲ့ဆိုင်တဲ့ဒီ entrepreneurship တို့ marketing တို့ finance and banking တို့အဲ့လိုအပိုင်းကိုတွားခြင်းတဲ့ကျောင်းသားတွေဆိုရင်ဒီကျောင်းကိုရွေးကြတယ်ဒါကနံပါတ်1အရာ major အရာပေါ့နော်တကယ်လို့နံပါတ်2အရာဘယ်လိုကျောင်းသားတွေအရွေးများလဲဆိုတော့ကသူ့အနေနဲ့ကကြတော့ဒီကနေတစ်ဆင့်ဒီ exchange လုပ်ခြင်းတဲ့ကျောင်းသားတွေအရွေးများတယ်ပေါ့နော်ဆိုတော့ဒါလေးမပြောခင်မှာဒါကတော့ကျွန်တော်တို့ရဲ့ဝင်ခွင့်လိုအပ်ချက်ဒီအများကြီးထူးထူးမရှိဘူးကိုအနေနဲ့ GED အောင်လက်မဲ့ရဲ့ MSc ရဲ့
passport ရရှိတယ်ဆိုရင်ရှောက်လို့ရတယ်ကျန်တဲ့ English requirement တွေဘာတွေကကြာဒီကျောင်းပေါ်မှာအရင်ဆုံး GED track နဲ့လာတယ်ဆိုရင်ကျွန်တော်အနေအရင်ဆုံးကျောင်းဘက်ကိုပြရတယ်ပြပြီးတော့မှကျောင်းဘက်ကနေအဆင်ပြေရဆိုရင်တစ်ခါလေးကြာရင် English စာဖြေစရာမလိုဘူးတစ်ခါလေးကြာရင်လည်းပဲ English စာ entrance ဖြေရတယ်ပေါ့နော်ဖြေတဲ့အခါမှာဆိုရင်လည်းပဲကျွန်တော်တို့ Edu Choice ကနေရှောက်တဲ့ကျောင်းသားတွေဆိုရင်ကျွန်တော်တို့ကဒီဘောင် preparation training အတွက် training သင်တန်းနေပေးတယ်အဲ့လိုအတွက်လည်းကျွန်တော်တို့အနေနဲ့အခါချင်းကိုလုံးဝမယူဘူးပေါ့နော်ဒါကကြတော့ဒီ Dream Star ကနေလာတဲ့ကျောင်းသားတွေအတွက်ကျွန်တော်တို့အဓိကအားဖြင့်ပြောချင်တဲ့အရာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ခုနကပြောသွားတဲ့အတိုင်းပဲဒီကနေတစ်ဆင့်ကျွန်တော် double degree unite နဲ့ program တွေအများကြီးရှိတယ်အထူးသဖြင့်ဒီမှာပြထားတဲ့ဟာဆိုရင်ဒီAustralia ရှိမယ် UK ရှိမယ် America ရှိမယ်ဒီမှာ Spain တို့ German တို့ရှိတယ်ပေါ့နော်ဒါကတော့ကိုယူတဲ့ major ပေါ်သွားပြီးတော့မှကိုသွားလို့ရတဲ့နိုင်ငံနေနဲ့ကိုသွားလို့ရမယ့်အကြောင်းတွေကတော့အနေနဲ့အများစုသလိုကွာသွားမှာပေါ့နော်ဒါကကြောင့်ကျွန်တော် Stanford ရဲ့အကြောင်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒါက Global Academy သူကဘာနဲ့ပတ်သက်ပြီးတော့နာမည်ကြီးလဲဆိုရင်နံပါတ်1အနေနဲ့ကကျကိုကထိုင်းမှာပဲနေပြီးတော့မှ Australia ဘက်ကဘွဲလို့ခြင်းတဲ့သူတွေဒါမှမဟုတ်ရင် Australia ကို transfer လုပ်ခြင်းတဲ့ကျောင်းသားတွေဆိုရင်ဒီကျောင်းကအရန်ကိုတင်တော်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကသူက Australia ဘက်ကနေပြီးတော့ထိုင်းဘက်မှာလာပြီးတော့ campus အခွဲအနေနဲ့ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ first year စတဲ့ကလေးကကိုကထိုင်းကကျောင်းသားမဟုတ်ဘူး Australia ဘက်ကကျောင်းသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ visa requirement တော့လာကောင်ဒီ academically အရာတော့လာကောင်အရန် strong ဖြစ်တဲ့ကြောင်းပေါ့နော်ဆိုတော့ဒီအကြောင်းမှာဆိုရင်လည်းပဲကျွန်တော်တို့အနေနဲ့အဓိကအားဖြင့်နာမည်ကြီးတဲ့ major တွေကကြာဒီ software engineering တို့ artificial intelligence တို့ cloud analytics ပေါ့နော်အထူးသဖြင့်ဒီtechnology နဲ့သက်ဆိုင်တဲ့ဟာတွေဒီ software ဘိုင်းနဲ့သက်ဆိုင်တဲ့ဟာတွေဆိုရင်ဒီကျောင်းကနာမည်အရင်ကြီးတယ်ဆိုတော့ဒီကျောင်းမှာလည်းဝင်ခွင့် requirement ကခုနကအကြောင်းလေးနဲ့အတူတူပဲ GED အောင်လက်မှတ်ရဲ့ MSc ရဲ့ passport ရှိရဆိုရင်ရှောက်လို့ရတယ်ဒီမှာကျကျွန်တော်တို့ဒီကျောင်းသားပုံမူတည်ပြမှာအနည်းဆုံးဘယ်နှစ်သိန်းနဲ့အထက် scholarship ရှိတယ်ပေါ့နော်ဒီ scholarship ကလည်းကျွန်တော်တို့အနေနဲ့ဒီ randomly သွားရှောက်လို့မရဘူးကိုယ်နဲ့ partnership လုပ်ထားတဲ့ agency တွေကိုပဲသူတို့ကပေးတာဖြစ်တဲ့အတွက်Edu Choice မှာရှောက်တဲ့ဆိုရင်ကျွန်တော်တို့ဒီ opportunity တစ်ခုရှိတယ်ပေါ့နော်ဒါအကြောင်းသားတွေအနေနဲ့ကိုယ်အနေနဲ့ academically strong ဖြစ်တဲ့ဆိုရင်ဒါကျွန်တော်အနေနဲ့ရှောက်ပေးလို့ရတယ်ဒီလိုဒါကကြောင့်ခုနကသူတို့နဲ့ base ဖက်ထား partnership လုပ်ထားတဲ့ကျောင်းနေဒီမှာဆို Australia မှာဆိုရင် Latrobe University ရှိတယ်ကနေဒါဘက်မှာဆိုရင်ဒါ University of Victoria ပေါ့နော်ဒီလိုကနေဒါဘက်ကိုသွားခြင်းတဲ့ကျောင်းသားတွေဆိုရင်ဒီ university တွေရဲ့ ranking တွေ reputation တွေကတော့ဒါထူးထူးပြောစရာမလိုဘူးသူ့အနေနဲ့ကတော့အကုန်လုံးသိပြီးသားဖြစ်မှာပေါ့နော်နောက်တစ်ခုကကျတော့ Bangkok University သူကကျ Creative University အနေနဲ့နာမည်ကြီးတယ်ဘယ် major တွေမှာနာမည်ကြီးလဲဆိုရင်အထူးသဖြင့်စီးပွားရေးနဲ့သက်ဆိုင်တဲ့အပိုင်းတွေ marketing တို့ PPA တို့ entrepreneurship တို့အဲ့အပိုင်းတွေမှာနာမည်ကြီးသလို media and communication နဲ့ဒီ category major တွေမှာဆိုတော့သူကအရင်နာမည်ကြီးတယ်ဒီကျောင်းမှာလည်းပဲအများကြီးထူးမလို့ကိုယ်အနေနဲ့ GED MSc နဲ့အောင်လက်မှတ်ရဲ့ passport ရှိရဆိုကျွန်တော်တို့တစ်ခါလေးတန်းရှာလို့ရတယ်ဒါတော့ရွေးချယ်လို့ရတဲ့အကြောင်းတွေကတော့အများကြီးရှိတယ်ပေါ့နော်နိုင်ငံတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင်ကတော့ presentation slide က limited ဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံအနေငယ်နဲ့ကျောင်းအနေငယ်ကိုပဲကျွန်တော်တို့ဒီထဲမှာ brief သဘောမျိုးပဲထည့်ပေးထားတယ်နောက်တစ်ခုကကျတော့ဒါမဖူးခဏအောင်ကပြောသွားတဲ့ AIHM ကျွန်တော်တို့အနေနဲ့ဒီ time မှာတစ်နှစ်လောက် foundation ယူပြီးမှတခြားနိုင်ငံကိုသွားခြင်းနဲ့ကျောင်းသားတွေဆိုရင်ကတော့ဒီကျောင်းကို highly recommend ပေးတယ်အထူးသဖြင့်ဒီခုနကလိုတခြားနိုင်ငံတွေကိုမှာပဲအထူးသဖြင့်ကိုကဒီ hospitality management ဘိုင်းနဲ့သွားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီကျောင်းကိုအများကြီး recommend ပေးရပေါ့နော်သူ့အနေနဲ့ဝင်ခွင့် requirement ကတော့အများကြီးမရှိဘူး GED ရှိရုံနဲ့ကျွန်တော်တို့ဒီ time မှာတော့ GED ပေးထားတယ် GED ကတော့အနည်းဆုံး4 subjects မှာအနည်းဆုံး145မှတ်တော့ရရမယ်passport ရှိရမယ်ကိုယ်အနေနဲ့ကတကယ်နောက်တစ်ခုကကျွန်တော်တို့ Edu Choice ကနေရှောက်မယ်ဆိုရင်အနည်းဆုံး 75% scholarship ပေးနေရမယ့် opportunity ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ရှောက်ပေးလို့ရတယ်ဒါကြောင့်ဒါခုနကအချိန်မှာပဲ full coverage ဖြစ်သွားတဲ့အတိုင်းပဲထိုင်းမှာအရင်ဆုံးတစ်နှစ်ပြန်နောက်ထပ်3နှစ်ကိုကြာ New Zealand ရယ် Australia ရယ်အဲ့မှာအကြောင်းတွေကိုကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့တက်လို့ရတယ်ပေါ့နော်ဒါကကြောင့်ကျွန်တော်တို့ AIHM ဒါကကြောင့်ကျွန်တော်တို့ဒီကျောင်းသားအများစုပေါ့နော်မြန်မာကျောင်းသားအများစုရွေးချတဲ့ pathway နဲ့မြန်မာကျောင်းသားအများစုရွေးချတဲ့ကျောင်းနေရဲ့အကြောင်းကိုကျွန်တော် mention လုပ်သွားပါပေါ့နော်တကယ်လို့ကိုယ့်အနေနဲ့ budget အရာတော့၎င်းပို့ပြီးတော့ requirement အရာတော့၎င်း scholarship အရာတော့၎င်းပို့ပြီးတော့တည်ခြင်းနေဆိုရင်တော့ကျွန်တော်တို့ Edu Choice ကိုလာပြီးတော့မေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကျေးဇူးပါသူ့လို sharing လုပ်ပေးထားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီဟာကကြတော့ဒါ double degrees ပေါ့နော်ဆန္ဒမေးထားတဲ့အထက်မှာထိုင်းကနေတစ်ဆင့်ပေါ့နော်တခြားနိုင်ငံကိုသွားချင်တဲ့သူတွေပေါ့နော်ဆိုတော့ထိုင်းမှာပဲဒီ degree ပေါ့နော်degree တက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါထိုင်းမှာတော်တော်များများဖွင့်နေတဲ့ public university တွေ private university တွေအများကြီးပဲရှိရပေါ့နော်ဒါကတော့ကျတို့ဒီမှာချိန်အကန့်အသတ်ရတော့မပြောတော့ဘူးပေါ့နော်ဆိုတော့ဒီကျတို့ဒီ page တွေကလည်းတင်သွားမှာဖြစ်တယ်ပေါ့နော်
ဆိုတော့ဒီနောက်တစ်ခုပေါ့နော်ဒီမှာသူတို့တော့မေးတာတော့မရှိဘူးပေါ့နော်အမှားပဲကြားပြန်မေးလိုက်မယ်ပေါ့နော်သူတို့လည်းသိတင်တယ်လို့ထင်လို့ပေါ့နော်ဆိုတော့အမတို့ဒီចောင်းလျှောက်ရတဲ့ယာတီတွေရှိရပေါ့နော်ចောင်းလျှောက်ရတဲ့ယာတီတွေရှိရဆိုတော့အနည်းဆက်ဆုံးပဲယာတီတွေမှာလျှောက်လို့ရလဲပေါ့နော်ဆိုတော့ဒါလေးလည်းသူတို့သိတင်တယ်လို့ထင်တယ်ပေါ့နော်ဟုတ်အဲ့ဒါလေးအဲဖြည့်ပေးပါအောင်ပေါ့နော်တယောက်ယောက် မဖူးဖြေပေးပလားမဖူးကအဲ့ဘိုင်မှာပို့ကျွမ်းတယ်သူက ဟုတ်ကဲ့ ခုပိုင်းတော့ နေရာပြောင်းလိုက်တော့ internet ကနည်းနည်းတော့ stable ဖြစ်သွားပြီလို့ထင်ပါတယ် sorry ပါ internet ကနည်းနည်းတော့ဖြစ်နေဟုတ်ဆိုတော့အဓိကကတော့အကြောင်းတွေက main intake ကဒီ August intake ပေါ့နော်အမတို့ဒီအခုလာမယ့်နောက်နှစ်ထဲမှာဆိုလို့ရှိရင် August intake ရှိမယ်ပြီးတော့ January intake ပေါ့နော် January နဲ့ August intake ဆိုလို့ရှိရင်ကျောင်းတွေတော်တော်များများထိုင်းမှာရှိတဲ့ကျောင်းတွေတော်တော်များများကဝင်ခွင့်တွေဖွင့်နေပေါ့နော်ဆိုတော့အဲ့ဒီဝင်ခွင့်ဖွင့်တဲ့အချိန်မှာလည်းအမတို့တစ်ချက် request လုပ်ချင်တာကကိုက GD ကိုပြီးထားပြီဆိုလို့ရှိရင်ဒီ intake ကကိုဖွင့်တဲ့အချိန်ရက်ကိုလည်းသိပြီကွာဥပမာဆိုပါစို့အမတို့အခုပြောလိုက်တယ် January ဆိုလို့ရှိရင်January မှာကပ်ပြီးတော့မှရှောက်တာထက်စလို့ရှိရင်ပေါ့နော်ဒါကျောင်းသားတွေအတွက် tips လေးတစ်ခုပေါ့နော်ဟိုအမားတို့2လ3လလောက်ခွာပြီးတော့မှရှောက်တာကပို့ပြီးတော့မှ safe ဖြစ်တယ်ကိုယ့်အနေနဲ့ rush ဖြစ်စရာမလိုဘူး visa အတွက်လည်းစိုးရင်စရာမလိုဘူးပေါ့နော်ဘာလဲဆိုတော့အမားတို့ကျောင်းရှောက်တဲ့ process တွေကတချို့ကျောင်းတွေဆိုလို့ရှိရင်အစိုးရပိတ်တာမျိုးရှိတယ်ဥပမာ January မှာဖွင့်မိမယ်အမားတို့ဟို November လကတည်းကနေပြီးတော့ဝင်ခွင့်တွေပိတ်သွားတာမျိုးလည်းရှိရဲဆိုတော့ကိုကဒီကျောင်းကိုရှောက်တော့မယ်ဆိုရင်ကျောင်းရဲ့ intake ကဘယ်တော့လဲဆိုတော့အရင်ဆုံးသိအောင်လုပ်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီမတိုင်ခင်3လလောက်အလိုကလေးက safe ဖြစ်အောင်တခါတည်းရှောက်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်ဒါက January နဲ့ August မှာဆိုရင် major တွေလည်းပိုများတယ်ကျောင်းတွေလည်းပိုစုံတယ်အဲ့ဒါအဓိက August intake နှစ်ခုပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာလည်းမတို့ February လည်းရှိရဲ June လည်းရှိရဲ March လည်းရှိရဲအဲ့တော့ဟို intake တွေကတော့ဂျားထဲမှာတော့အများကြီးပဲဒါပေမဲ့ကျောင်းက limitation ရှိသွားတယ် major တွေကလည်းအမတို့ရွေးချက်စရာနည်းနည်းနှဲသွားတယ်ပေါ့နော်တချို့ကျောင်းတွေဆိုရင်ဥမာဒီဂျားမှာဖွင့်တဲ့ intake တွေဆိုလို့ရှိရင် major choice ကိုအရင်မပေးထားဘူးပေါ့နော်ဆိုတော့ကိုကဘယ် intake မှာတက်ချင်တာလဲ choice ပိုများချင်တာလားဒါမှမဟုတ်ရင်ဥမာကိုယ့်ရဲ့ visa အခြေအနေကြောင့်လားအဲ့ဒါပေါ်မှာမူတည်ပြီးတော့မှတော့စဉ်းစားဖို့တော့လိုတယ်ပေါ့နော်ဟုတ်ကဲအဲ့ဒါလေးပါပဲဒါဆိုရင်အမတီးတဲ့ထဲမှာ coming ပေါ့နော်အနည်းဆက်ဆုံးကအမတို့ March intake ရှိမယ်လို့ထင်တယ်နော် March intake ဆိုတော့ March intake နဲ့ မှာဆို June ရင်ပေါ့နော်တကယ် okay March နဲ့ June ပေါ့နော်ဟုတ်ကဲ့ March နဲ့ June မှာကခဏလေးဖူးတစ်ချက် list ကိုပြန်ပြီးတော့မှဆက်ကမယ်တစ်ချက်ခဏလေးပါရှင့်ဟုတ်ရပါတယ်ကျေးဇူးပါဆိုတော့တခြားသူတွေလည်းပေါ့နော်သိကျင်တာတွေရှိရင်မေးလို့ရပါတယ်ဆိုတော့ဖူးအားဖြေလို့မပြီးဖြေဖို့ရှာနေတော့ပေါ့နော်ဆိုတော့အမမေးခွန်းလေးနောက်တစ်ခုမေးထားလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ရပါတယ်ရှင်ဆိုတော့သူတို့ဒီမှာတော်တော်များများကအရှင်းမှာလဲဆွေးနွေးပြီးကြပြီပေါ့နော်နိုင်ငံခြားမှာတော့တက်ချင်ကြတယ်ဆိုတော့အဓိကတို့တွေကအရင်ဆုံးသူတို့စဉ်းစားနေကြတာတက်သူကိုအရင်စဉ်းစားနေကြတာပေါ့နော်ဒီမှာမေးတဲ့မေးခွန်းတွေနဲ့နားထောင်ကြည့်တဲ့အခါကျတော့ဘယ်မေဂျာကိုယူမလဲဆိုတာထက်ဘယ်တက္ကသိုလ်ကိုတက်မလဲဆိုတာတွေစဉ်းစားနေကြတာပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းတွေ့တယ်နောက်တစ်ခုအမဒီမှာပေါ့နော်ခေါင်းထဲမှာပေါ်လာတာပေါ့ကအခုဒိုးနိုင်ငံရဲ့အခြေအနေအရပေါ့နော်ဒိုးကတော်တော်များများကနိုင်ငံခြားကိုမဖြစ်တဲ့အနေနဲ့ထွက်ချင်ကြတာပေါ့နော်ထွက်ချင်ကြတာအနည်းဆက်ဆုံးတော့ထိုင်းနိုင်ငံရှိရပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းဒီကြီးဒီလမ်းကြောင်းကိုရွေးလာကြတာပေါ့နော်ဆိုတော့အကြီးဒီလမ်းကြောင်းနဲ့ပြီးတော့ဒီထိုင်းမှာမတို့လာတက်မယ်ဆိုရင်အ ਨੇ ဆုံးကုန်ကြစိတ်ပေါ့နော်ကုန်ကြစိတ်အ ਨੇ ဆုံးရှိတဲ့ကျောင်းပေါ့နော်ဆိုတော့ကျောင်းဆိုတာထက်ကုန်ကြစိတ်ဘယ်လောက်ရှိတဲ့ကျောင်းပေါ့နော်ဒါကကြတော့ဆွမ်းပြောတဲ့မေဂျာဆိုတာထက်ပေါ့နော်တချို့ကမဖြစ်မနေရှောင်ကျင်တဲ့အတိုင်းအတာလေးရှိတယ်ဆိုတော့အဲ့ဒီမေးခွန်းလေးတစ်ခုလည်းမမေးချင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့တီချေပြောတာဖူးပြန်ပြီး recap လုပ်ရမယ်ဆိုလို့ရှိရင် budget safe အဖြစ်ဆုံးလို့ပုံစံမျိုးအကြောင်းကိုပြောတာထင်တယ်နော်တီချေဟုတ်တယ် yes အဲ့တော့ budget safe အဖြစ်ဆုံးဆိုလို့ရှိရင်တော့KBU ဆိုတဲ့အကြောင်းရှိရပေါ့နော် Khasan Bandit University ရှိဘာလို့လဲဆိုတော့သူ့မှာရှိရဲ့ major ဒီ major တွေတော်တော်များများရဲ့ course ကတခြားကျောင်းတွေထက်စားလို့ရှိရင်ထက်ဝက်နီးပါးလောက်တက်တာရယ်ပေါ့နော်ဥပမာဒီ ranking ကောင်းတဲ့ကျောင်းတွေ Stanford တို့ Bangkok University တို့ကျောင်းတွေမှာဆိုရင် semester တစ်ဖြတ်ကိုသိန်း60ရာနေ80ကြားကုန်နေတဲ့အချိန်မှာအဲ့ဒီ KBU ဆိုတဲ့ university ကကြတော့သိန်း40ဝန်းကျင်လောက်ပေါ့နော်40 50ဝန်းကျင်လောက် semester တစ်ဖြတ်ဆောင်40 50ဝန်းကျင်လောက်ပဲရှိရဆိုတော့တကယ်လို့ budget safe ဖြစ်ချင်တဲ့သမားတွေဆိုလို့ရှိရင်တော့အဲ့ဒီ university အကောင်းဆုံးပဲပြီးတော့နောက်ထပ်တစ်ခုရှိတာကဒီအဆောင်မှာပေးတယ်ပေါ့နော်ကျောင်းဘက်ကအဆောင်ပေးရဖြစ်တဲ့အတွက်တချို့ထိုင်းဘက်မှာလာနေကြတော့အမဆောင်ကပြောလိုက်တယ်လို့ပဲနေစိတ်စားစိတ်ဒီအနည်းဆုံးအပြင်မှာကိုယ့်ဘာသာနေမယ်ဆိုလို့ရှိရင်တစ်လောက်10သိန်းနီးပါးလောက်
ကုန်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီKBU ဘက်ကပေးတဲ့အဆောင်မှာနေမယ်ဆိုလို့ရှိရင်အမတို့တစ်လကိုမြန်မာငွေနဲ့ဆိုရင်ဒါမှ2သိန်းနီးပါးလောက်ပဲရှိရပေါ့နော်အဲ့တော့တော်တော်လေးမြန်မာနိုင်ငံရန်ကုန်မှာနေရတဲ့ bike လူမျိုးပုံစံမျိုး budget လောက်ပဲအသုံးရမယ်ဆိုတော့ចောင်းသားတွေအတွက်တော်တော်လေး safe ဖြစ်မယ်လို့အမထင်တယ်KBU တစ်ကြောင်းရှိမယ်နောက်ထပ်တစ်ကြောင်းကကျတော့ PSU ဆိုတဲ့ကျောင်းပေါ့နော် PSU ကကျတော့သူကဖူးခစ်မှာရှိတာပေါ့နော်ဆိုတော့အကုန်လုံးခါရဲပေါ့နော်beach bike လည်းရကျင်တယ်ကျောင်းလည်းတက်ချင်တယ်ဆိုလို့ရှင်တော့ BS ရောပို့ပြီးစင်ပြေတယ်ဈေးနှုန်းကလည်း KBU နဲ့မတိမ်မရိမ့်မယ်အဆောင်လည်းရှိရပေါ့နော်အဲ့နှစ်ကျောင်းကိုတော့ပို့ပြီး recommend ပေးတယ်ရှင်ဟုတ်ပြီးတော့နောက်တစ်ချက်ပေါ့နော်teacher ရဲ့မိကွန်းထဲမှာပါတာကဒီ Thailand မှာတချို့ကျောင်းတွေကပတ်တိုင်းလောက်ခွင့်ပေးလားဆိုတဲ့မိကွန်းလည်းပါတယ်ပေါ့နော်အဲ့တော့ officially က Thai မှာဘယ်ကျောင်းမဆိုကျောင်းဆိုတာထက်ထိုင်းငယ်ရဲ့ဥပဒေအရာကပတ်တိုင်းလုပ်ခွင့်မပေးထားဘူးပေါ့နော်ပတ်တိုင်းဒီ officially မလုပ်ပေးထားဘူးဒါပေမဲ့ပတ်တိုင်းရတဲ့ကျောင်းတစ်ကျောင်းရှိတယ်အဲ့ကျောင်းကကြတော့ PIM ဆိုတဲ့ကျောင်းပေါ့နော် PIM ဆိုတဲ့ university ကသူက 7-Eleven ကနေဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ 7-Eleven မှာပတ်တိုင်းလုပ်ခွင့်ရတယ်ပြီးတော့ internship ကိုလည်းအဲ့မှာဆင်းလို့ရတဲ့အခွင့်အရေးရှိရပေါ့နော်အဲ့တော့ကိုကတကယ်လို့ဒီအဲ့မှာ scholarship လည်းပေးတာဖြစ်တဲ့အတွက် scholarship လည်းရှောက်ချင်တယ်ပတ်တိုင်းလေးနည်းနည်းလုပ်ချင်တယ်ဆိုတော့သူမျိုးတွေဆိုလို့ရှိရင်တော့အမအဲ့ university ကို recommend ပေးတယ်ဒါပေမဲ့သူရဲ့အားနည်းချက်တစ်ခုက major က choice တစ်ခုပဲလုပ်လို့ရတယ်အဲ့ဒါက trading နဲ့ပတ်သက်တဲ့ major ပေါ့နော်အဲ့တော့ကိုကအဲ့ major ကိုလည်းစိတ်ဝင်စားတယ်ပတ်တိုင်းလည်းလုပ်ချင်တယ် budget လည်း save ဖြစ်ချင်တယ်ဆိုရင်တော့အဲ့အကြောင်းကအဆင်ပြေတယ်ဒါမှမဟုတ်ဝင်တဲ့ choice အများကြီးဖြစ်ချင်တယ်ဆိုရင်တော့အမဆုံးကပြောခဲ့တဲ့ KBU ဒါမှမဟုတ်ရင် PSU ကပို့ပြီးအဆင်ပြေတယ်ပေါ့နော်ဟုတ်အဲ့အကြောင်းလေးတွေကိုအမအခုပြောလိုက်တဲ့ဟာကဒီဟာလေးကိုအမအသေးစိတ်ကိုအမတို့ page မှာလာမေးလို့ရတယ်ပေါ့နော်အမနာမည်အတူကောက်လေးတွေကိုပဲအမရိုက်ပေးထားခဲ့မယ်ဒီနှစ်ကြောင်းရဲ့ပြီးတော့ PIM ပေါ့နော်အသေးစိတ်ကိုအမတို့ Google မှာလေးတစ်ချက်ရှာကြည့်လို့ရတယ်မဟုတ်လို့ရှိရင်အမတို့ page မှာလည်းလာမေးလို့ရပါတယ်ရှင်ဟုတ်Okay ပြီးတော့ teacher ဆောင်းကမေးလိုက်တဲ့အနည်းဆုံး intake ပေါ့နော်အနည်းဆုံး intake ဆိုလို့ရှိရင်5 February မှာဖွင့်မဲ့ Crick University ရှိပါတယ် Crick University ကသူက scholarship ကို 40% ထိအများဆုံးပေးတယ် 100% ထိလည်းရှောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းသားတွေတော်တော်များများတော့အမတို့ဒီ 40% လောက်အများဆုံးရကြတယ်ဆိုတော့တကယ်လို့ရှောက်ချင်တယ်ဆိုလို့ရှိရင် Crick University လည်းရပါတယ်ရှင်ဟုတ်Crick University ရှိမယ်ပြီးတော့ဒီ Bangkok University မှာတက်ချင်တယ်ဆိုရင် March intake ကြလို့ရှင်သူကဟို intake အကြီးတော့မဟုတ်သေးဘူး English preparation class အနေနဲ့ဒီတခါလေးတန်း join ထားလို့ရတယ်ပေါ့နော်အဲ့တော့PEC ဆိုတဲ့ class လေးရှိရဲဆိုတော့တကယ်လို့Bangkok University မှာတက်ချင်တယ်ကိုက visa လည်းမြန်မြန်ရချင်တယ်မြန်မာနိုင်ငံကနေမြန်မြန်ထွက်လာချင်တယ်ဆိုရင်အနည်းဆုံး March intake ရှိရဲအမတို့အခုကလေးကရှောက်ပေးနေပြီပေါ့နော်သူက February မတိုင်ခင် January end လောက်ဆိုလို့ရှိရင်အမတို့ deadline တွေပိတ်မှာဆိုတော့တကယ်လို့အမြန်ဆုံးရှောက်ချင်တယ်ဆိုရင်အဲ့ဒီ university ရှိမယ် Crick University ရှိမယ်ပြီးတော့နောက်ထပ်ဘယ် university တွေကြံအောင်မလဲရှင်ကိုတော်ရာလို့တစ်ချက်လောက် check ပေးပါအောင်နော်ကြံခဲ့ပါစို့ကျန်တဲ့ intake တွေကတော့နည်းနည်းဝေးသေးရပေါ့နော်ဒီချက် April တို့ June တို့လောက်မှဆိုတော့အနည်းဆုံးဆိုရင်တော့ဒီ February March ပဲရှိအောင်မယ်ရှင်ဒီချက်ဟုတ်ကျေးဇူးပါညီမလေးဆိုတော့အမတို့ကဒီတချို့ကလည်းဒီပေါ့နော်မိဘရဲ့ background တောင်းတယ်ပေါ့နော် background တောင်းတယ်ဒီနောက်အနောက်နိုင်ငံတွေလည်းတွားချင်ကြတာလည်းရှိရပေါ့နော်တချို့ကလည်းမဖြစ်မနေနိုင်ငံခြားကိုထွက်မှရမယ့်အခြေအနေတွေလည်းရှိရပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ရှိရဆိုတဲ့အခါကျတော့ဒါလေးလည်းတီးဖို့လိုတယ်လို့ယူဆရတယ်ပေါ့နော်အဲအကြောင်းမလို့အမလည်းမေးလိုက်တာပေါ့နော်အားလုံးသိသွားအောင်လို့ပေါ့နော်ဟုတ်ကဲ့ရပါတယ်ရှင်ဆို8နာရီ16တော့ဖြစ်ပြီပေါ့နော်ညီမလေးတို့အချိန်ရသေးလားပေါ့နော်ဒီတက်လာတဲ့သူတွေတဲကောဒီ foreign university တွေနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာမေးချင်တာရှိသေးလားပေါ့နော်ကိုရီးယားအကြောင်းကိုမေးနေတဲ့အခါကျတော့လေအမဒါလေး screen လေးတစ်ချက်လောက် share လိုက်မယ်ပေါ့နော်ကျေးဇူးပါအမဒါလေး share လိုက်မယ်နော်ဆွမ်းနာကမေးတဲ့အထက်မှာ
GED ပြီးသွားတဲ့အခါမှာဘယ်တက်သူတွေတက်လို့ရလဲဆိုတော့ကျောင်းသားတွေကိုပြောချင်တာကပေါ့နော် GED level လဲတက်နေပြီပေါ့နော်ဒီမှာအခုတချို့တို့ဒီ webinar လေးကကြတော့တချို့တို့ဒီ foreign မှာရှိတဲ့တက်သူတွေနဲ့ပတ်သက်ပြီးတော့ကျောင်းလျှောက်ပေးဖို့အတွက်ပေါ့နော်တချို့တို့ sharing လုပ်တာပေါ့နော်ဆိုတော့နောက်တစ်ပိုင်းကပေါ့နော်နောက်တစ်ပိုင်းကကျောင်းသားတွေက GED level တစ်ခုကိုလည်းတက်နေပြီပေါ့နော်ဆိုတော့ foreign ကိုလည်းတွားပြီးတော့ကျောင်းတက်တော့မယ်ဆိုလို့ရှိရင်ဘာဖြစ်ဖို့လိုလဲဆိုလို့ရှိရင်ဒါ self ပေါ့နော်ကိုပေါ့နော်အားကိုဖို့လည်းလိုအပ်တယ်ပေါ့နော် dependent ဖြစ်ဖို့လိုတယ်ဆိုတော့အခုချိန်တွေကစပြီးဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါလေးတစ်ချက် share ပေးတာပါဒါကပါလဲဆိုတော့အားလုံးရိုက်ရှာလို့ရပါတယ် GED Acceptance University ဆိုပြီးတော့ရှိပါတယ်ပေါ့နော် website လေးရှိတယ်အဲ့ဒီ website လေးမှာဒီမှာပေါ့နော်ဒါကဆိုတော့ကမေးနေကြတာကိုရီးယားဆိုတော့တစ်ချက်ရိုက်ရှာလိုက်တာဒါကိုရီးယားမှာရှိတဲ့ဒီတက္ကသိုလ်3ခုရှိမယ်ပေါ့နော်campus လေးတွေရှိမယ်ဒီအရာတွေကတော့ဒါ GED ကိုလက်ခံတယ်ပေါ့နော်ဆိုတော့အကယ်၍ဒီနေရာမှာအခြားနေရာတည်ကျင်တယ်ဆိုလို့ရှိရင်ဥမာ Thailand ဆိုရင်လည်း Thailand ပေါ့နော်စင်ကာပူဆိုရင်လည်းစင်ကာပူเนาะဒါမျိုးလေးပေါ့နော်ရိုက်ရှာကြည့်လို့လည်းရတယ်ပေါ့နော်ဒီ website ရဲ့နာမည်က GED University Acceptance ပေါ့နော်ဆိုတော့ဒီနေရာမှာဒါဆိုလို့ရှိရင်စင်ကာပူမှာပေါ့နော် GED ကိုလက်ခံတဲ့ကျောင်းတွေပေါ့နော်ဒါမျိုးလေးတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုက GED ကိုတက်နေတဲ့သူတွေအနေနဲ့သိဖို့ကကြတော့ GED ဒီအရင်ဆုံးစခဲ့တာဒါ US ကစခဲ့တယ်ပေါ့နော်သူ့ရဲ့သဘောတရားကအထက်တန်းအောင်လက်မှတ်အနေနဲ့သုံးတာပေါ့နော်ဆိုတော့ GED ကိုအထက်တန်းအောင်လက်မှတ်အနေနဲ့သုံးပြီးသွားတဲ့အခါမှာအထက်တန်းပြီးမြောက်ဖို့အတွက်ဘယ်လောလောဆယ်လက်တလုံးမှာတော့ဒီဘက်ကစကားစားရှိမယ်ဒီဘက်က NUG ရှိမယ်ပေါ့နော်နှစ်ဖက်စလုံးရဲ့ grade 12တွေကတိတ်မလို့တော့ဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ GED ကဒီနိုင်ငံတကာအသိမှတ်ပြုထက်တန်းအောင်လက်မှတ်ဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဆက်တည်းမှာပြောချင်တာကကိုတိုင်းလည်းတချို့အရာတွေကိုစူးစမ်းအားထုတ်ပြီးတော့လေ့လာဖို့လိုအပ်တယ်လို့ထင်တယ်ဒါဆိုရင်ပို့ပြီးတော့သိမှာပေါ့နော်ဒီနေ့ဒီမှာဆိုလို့ရှိရင်ဒါဖူးတို့ကိုတော်တာတို့ကိုဆွဲတို့လာ sharing လုပ်တယ်တချို့အရာတွေကမေ့ရင်လည်းမေ့ကောင်းမေ့သွားမယ်ပေါ့နော်တကယ်တမ်းကိုတိုင်းရှာကြည့်လိုက်တဲ့အခါမှာပို့ပြီးတော့မှတ်မိတယ်ဆိုတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့ဆီယာမပါပဲပေါ့နော်နည်းနည်းလေးတော့အဲ့လိုမျိုးလေးတွေမြင်တဲ့အခါကျတော့ပြောချင်သွားတာပေါ့နော်ဆိုတော့ဒီ website လေးတစ်ခုလည်း sharing လုပ်ချင်ပါတယ်လို့ကျေးဇူးပါနောက်ထပ်မေးချင်တာရှိလို့ရှိရင်မေးပေးဖို့ပေါ့နော်ရှင်းဖိတ်ပါတယ် အများကြီးပြောလိုက်တော့ခေါင်းနဲ့ရောဝင်ကြရဲ့လားပေါ့နော်။ဘာလို့လဲဆိုအမတို့ဘက်ကရောဒီတို့ဘက်ကရောအများကြီး sharing လုပ်ပေးလိုက်တာဆိုတော့လေတကယ်လို့ပေါ့နော်ဥပမာထပ်ပြီးတော့မှအသေးစိတ် detail ကိုယ့်ရဲ့ personally ရသိချင်တာမေးချင်တာရှိရဆိုလို့ရှိရင်အမတို့ page မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် teacher တို့စီမှာပဲဖြစ်ဖြစ်သွားပြီးတော့မေးလို့ရတယ်ပေါ့နော်။အမတို့တေချာလေးဖုန်းခေါ်ပြီးတော့ပဲဖြစ်စေစာပို့ပြီးတော့ပဲဖြစ်စေအဆင်ပြေသလိုအမတို့ consulting လုပ်ပေးလို့ရတယ်ပေါ့နော်။ဘာလဲဆိုတော့အခုကကြာလူတွေအများကြီးနဲ့စိတ်ဝင်စားတာချင်းလည်းမတူကြဘူးပြီးတော့သွားချင်တဲ့ career pathway ချင်းလည်းမတူကြဘူးကျောင်းတွေလည်းမတူနိုင်ငံတွေလည်းမတူဆိုတော့အမတို့ပြောလိုက်တာအရင်တော့ overall ဖြစ်နေလိမ့်မယ်ဆိုတော့အသေးစိတ်ကိုတော့အမတို့နဲ့တေချာလေးလာတိုင်ပင်လို့ရတယ်ပေါ့နော်ဟုတ်ဆိုတော့ဒီမှာတော့လက်ထောင်ထားတာတော့မရှိဘူးပေါ့နော်ဆိုတော့တချို့တို့ဒီ GED ပြီးသွားတော့ဒီတက်သို့ရှောင်းမဲ့အပိုင်းနေနဲ့ပတ်သက်ပြီးတော့တချို့တို့ဒီမှာTwin Stars ကဆိုလို့ရှိရင် teacher ရှိမယ်နောက်တစ်ခုတာဝန်ယူထားတာ teacher theory ရှိရပေါ့နော်ဆိုတော့ teacher theory ကလက်တလုံးမှာ GED ရဲ့ ready test real test တွေကိုလည်းဝန်ဆောင်မှုပေးနေတာရှိတယ်ဆိုတော့ဒီ university ရှောက်တဲ့အပိုင်းမှာလည်း teacher ကကူပေးမှာရှိရဆိုတော့teacher တို့ Twin Stars မှာ teacher ရှိမယ် teacher theory ရှိမယ်ဒီဘက်က EDU choice မှာဆိုလို့ရှိရင်ဖူးရှိမယ်ကိုတော်တာရှိမယ်ဇွဲရှိမယ်ပေါ့နော်လောဆယ်တော့ဇွဲကသူကဒီပေါ့နော်စံတော်ချိန်အခြေအနေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းအဆင်ပြေချင်မှပြေမှာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဆိုတော့ဆက်သွယ်လို့ရမယ် Viber လေးတွေကိုလည်း share ပေးမယ်ပေါ့နော်ဆွမ်းနာလည်းချက်ပေါက်မှာပေးထားတာရှိတယ်အကယ်၍ပေါ့နော် share တို့ကအပြင်မှာပေါ့နော်ဟိုတချို့အကြောင်းအရာတွေကအပြင်မှာစကားပြောချင်တယ်ပေါ့နော်အပြင်မှာတွေ့ပြီးတော့စကားပြောချင်တယ်ဆိုလို့ရှိရင် teacher theory နဲ့ချိတ်ဆက်လို့ရတယ်ပြီးတော့လို့ရှိရင် teacher theory နဲ့ပေါ့နော်ပြီးရင်ကိုတော်တာနဲ့ချိတ်ဆက်ပြီးတော့ share တို့တွေ့ပေးလို့ရတယ်ပေါ့နော်တချို့အကြောင်းအရာတွေပေါ့နော်မိဘတွေအနေနဲ့အကြောင်းသားတွေမဟုတ်ဘူးပေါ့နော်နိုင်ငံခြားမှာအကြောင်းတက်ဖို့ဆိုရင်ဒီ support အနေထားမှာမိဘရဲ့ပါဝင်လာမှုတွေလည်းရှိရပေါ့နော်ဆိုတဲ့အခါကျတော့တချို့အပိုင်းတွေမှာမိဘတွေကဒီပါဝင်သိ
သိချင်တာမျိုးဆုံးဖြတ်ချင်တာမျိုးပေါ့နော်ဒါမျိုးတွေလည်းရှိလာနိုင်တယ်အဲ့တော့ပုံမှန်အားဖြင့်တော့အရင်ဆုံးကိုသိဖို့လိုတာပေါ့နော်ကိုကဘယ် major တက်ပြီးတော့ဘယ်တက္ကသိုလ်တက်မလဲပေါ့နော်အကယ်၍တက်တော့မယ်ငွေကြေးပိုင်းတွေပါလာပြီးတချို့ຢာတွေအသေးစိတ်ထပ်ပြီးတော့သိချင်တာမျိုးပေါ့နော်အပြင်မှာဆွေးနွေးမေးမြန်းချင်တာမျိုးဆိုလို့ရှိရင်တော့ရန်ကုန်မှာဆိုရင်တော့ကိုတော်တာနဲ့ဒီချက် theory နဲ့ရှိတယ်ပေါ့နော်ဆိုတော့ဒီချက်နဲ့ဒီချက်ဖူးနဲ့ကတော့ဒီဘက်ထိုင်းဘက်မှာရှိနေတာပေါ့နော်ကိုဆိုရတော့လောလောဆယ်ပြင်သစ်ဘက်မှာရှိနေတာဆိုတော့သူရဲ့စံတော်ချိန်နေတာဆိုတော့နည်းနည်းလေးတော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဒီလိုညာဘက်တွေဆိုရင်တော့မေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ရှတို့ဒီတက်တူချိတ်ဆက်မဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဖြည့်ဆွက်ပြောတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့မေးစရာရှိသေးလားပေါ့နော်တက်တူလျှောက်တာနဲ့ပတ်သက်ပြီးတော့လုံးဝ silent ဖြစ်နေတဲ့သူတွေလည်းရှိရနော်မေးစရာမရှိတော့ဘူးထင်တယ် အိပ်ပျော်သွားပြီထင်တယ်ဒီရှင် သူတို့မပြောတော့ကျွန်တော်ကြားဖြတ်ပြီးတစ်ခုလောက်ပေါ့နော် tip လေးတစ်ခုလောက်ပေးမှာပေါ့နော်ပြောပြပါဦး ကြာအခုကလည်းဒါနိုင်ငံခြားမှာကျောင်းတက်ဖို့စိတ်ဝင်စားတဲ့လူတွေလာ join တာဆိုတော့ဟေးကွာဟိုပေါ့နော်ကျောင်းစတက်ဖို့စဉ်းစားပြီးဆိုလို့ရှိရင်အဓိကကိုပါစိတ်ဝင်စားလဲဆိုတာကိုအဓိက focus ထားဖို့လိုအပ်တာပေါ့နော်ခါလေးကျရင်အဖူးစောနာပြောသွားသလိုပဲကိုကလေ engineer လေးဖြစ်ချင်ပြန်ရောဆေးကျောင်းလည်းတက်ချင်ပြန်ရော business လည်းလုပ်ချင်ပြန်ရောလုပ်ချင်တာတွေကအရန်များနေတာပေါ့နော်အားလုံးကကောင်းတယ်ဆိုတော့အဲ့ဒီနေရာမှာကိုကအဓိကဘာကိုအဓိကစိတ်ဝင်စားလဲဆိုတာကိုပြောချင်တယ်ကွာဘာလို့ဆိုတော့ကျွန်တော်ပညာရေးစနစ်ကကိုယ်နိုင်ငံလိုမျိုးလဲတိတ်မဟုတ်ပေါ့နော်နိုင်ငံခြားတောင်တမဆိုထားထိုင်းထုံတောင်လွယ်သေးတယ်အကယ်၍ဒီတချို့တော်တော်များများ US UK လို့ပြောရဆိုဒီဘက်မှာဆိုလောက်ရတာကစာဒီကဘယ်လိုပြောမလဲကိုယ့်ရဲ့ interest ပေါ်မှာပဲအဓိကပေါ့နော်ဘာလို့ဆိုတော့ဆရာကစာကိုတင်လို့ရှိရင်10% 20% လောက်ပဲသူတို့ကတင်တာကျန်တဲ့80%လောက်ကကြတော့ကျွန်တော်တို့ကိုယ်တိုင်အားစိုက်ထုတ်ရတာရှိတဲ့အတွက်ကြောင့်ကိုယ်စိတ်မဝင်စားတဲ့မိကြဆိုသွားပြီပေါ့နော်အဲ့တော့ကိုယ်မှာ knowledge မရှိတာမျိုးတွေဖြစ်မှာပေါ့နော်ဆိုတော့အဓိကအားဖြင့်တော့ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်တဲ့ major ကိုပဲအဓိကရွေးစီချင်တာပေါ့နော်ပြီးတဲ့ခါကျတော့ရှင်အဲ့လိုကျောင်းတက်နေတဲ့တစ်ခြားမှာဆိုလို့လည်းရှိရင်လည်းကျွန်တော်တို့ဒီကျောင်းနဲ့ keeping step လုပ်ရမယ်ဘယ်လို opportunity ရှိလဲဆိုတော့ကိုယ်တိုင်ရှာရမှာပေါ့နော်အဲ့လိုမျိုးလုပ်ရင်တော့ဒီ dual degree ပဲဖြစ်ဖြစ် double degree ပဲဖြစ်ဖြစ် exchange အတန်းနေဖြစ်ဒါမျိုးတွေဆက်သွားဖို့ကလွယ်အပ်လို့တို့ကြောင့်လည်း double degree တွားလို့ exchange တွားလို့ရတယ်ဆိုပြီးတော့ပြောပြီးမဲ့ကိုကလိုအပ်တဲ့ minimum GPA grade တွေပေါ့နော်ဒီ grade တွေမကောင်းလို့ရှင်လည်းတွားလို့မရတာမျိုးတွေရှိရပေါ့နော်အဲ့ဒါလေးလည်းတတိထားပေါ့နော်ဟိုကျောင်းသားရတွားလို့ရတယ်ပြောပြီးမဲ့လူတိုင်းကလည်းတွားလို့ရချင်မှတွားလို့ရမှာနော်ကိုကအဲ့မှာ requirement မမှီလို့ရှိရင်လည်းတွားလို့မရနိုင်တာမျိုးရှိတယ်ဒါလေးတတိထားဖို့အဲ့ဒါလေးပါပဲကျေးဇူးပါကိုစဲဆွမ်းနာကအစောပိုင်းမှာရောက်မလာတော့လေဟိုကိုစဲအနေနဲ့လည်းမိတ်ဆက်ပေးစီချင်ပါတယ်ဗောနော်လက်တလုံးမှာလည်းဆွမ်းနာ double degree join ထားတာဆိုတော့လေသူတို့စိတ်ဝင်စားတဲ့အပိုင်းလေးဖြစ်နေတယ်ဆိုတော့နည်းနည်းလောက် sharing လုပ်ပေးပါဦးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်နာမည်က Swimming တူပါဗျာကျွန်တော်ကတော့လောလောဆယ်ဒီ EG Choice ရဲ့ founder တွေကတယောက်ပေါ့နော်လောလောဆယ်ကျွန်တော်ကတော့ပြင်သစ်မှာရောက်နေပါတယ်ကျွန်တော်ဒီပေါ့နော် double degree ပုံစံမျိုးနဲ့ပြင်သစ်ကိုနောက်ဆုံးနှစ်အနေနဲ့တက်နေပါတယ်ကျွန်တော်ဒီ April လောက်ဆိုတော့ကျွန်တော်ပြန်လာပါပြီကျောင်းလဲပြီးပြီဆိုတော့ကျွန်တော်အဓိကထိုင်းမှာပဲကျောင်းတက်တာကျွန်တော်လည်းအဓိကထိုင်းမှာကျောင်းတက်တာပေါ့နော်ထိုင်းကတက်ကလို့တစ်ခုမှပဲတက်ပြီးတော့မှကျွန်တော်လည်းဒီဆောနာကျွန်တော်ပြောရတယ်လို့ပဲသူတို့သတ်မှတ်ထားတဲ့ GPA requirement တွေပါတယ်မှီသွားတဲ့အတွက်ကြောင့်မို့လို့ဒီ double degree ကိုရှောက်ရတယ်ကျွန်တော်တို့ exam တွေဖြေရတယ်ပေါ့နော်ဒီလိုဟာလေးတွေရှိတချို့ကျောင်းသားတော့လည်းလူတိုင်းပို့တာမျိုးရှိတချို့ကျောင်းသားလည်း exam ဖြေပြီးတော့သူကဘယ်နှစ်ယောက်ပဲပို့တယ်ဆိုတဲ့ခါမျိုးမှဆိုလို့ရှိရင်ကျွန်တော်တို့ exam တွေဖြေရတယ် interview တွေလုပ်ရပါပေါ့နော်အဲ့လိုအဆင့်လေးတွေလည်းရှိတည်တယ်ဆိုတာမျိုးတတိထားသေးတယ်အဲ့ဒါနဲ့ကျွန်တော်လည်းဒီဘက်ရောက်လာတာပေါ့နော်ကျွန်တော်အဓိကဒီ hotel and tourism ကိုကျွန်တော်ကယူထားတာပေါ့နော်ဆိုတော့ hotel and tourism နဲ့ပတ်သက်တာကိုစိတ်ဝင်စားတဲ့လူဆိုတော့ကျွန်တော် reach out လုပ်လို့ရပါဘောเนาะကျွန်တော်ဒီစိတ်ရှင်းပြလို့ရပါတယ်ကျေးဇူးပါကိုစဲကဲဆိုတော့တို့တက်ရောက်တဲ့သူတွေကတော်တော်တိတ်သွားပြီเนาะမေးစရာမရှိတော့ဘူးလို့ထင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့เนาะအမပဲမေးခွန်းလေးမေးလိုက်မယ်ပေါ့เนาะဆိုတော့ဒါကအမတို့လည်းဒီအာကိုစဲတို့တွေနဲ့တွေ့တဲ့အခါမှာအမတို့စိုးရိမ်တဲ့အပိုင်းလေးတွေရှိရပေါ့เนาะဒါကပါလဲဆိုလို့ရှိရင်နောက်ဆုံးအဆင့်ပေါ့เนาะနောက်ဆုံးအဆင့်ကျောင်းဝင်ကြီးတွင်းတဲ့အဆင့်တွေပေါ့เนาะဆိုတော့အမတို့ဒီလက်တလော social media တွေရဲ့ခေတ်အခြေအနေရရဲ့တချို့ကိစ္စတွေလည်းဖြစ်ပျက်နေကြတဲ့အခါကျတော့ဒါလေးတွေကအမတို့လည်းဒါတည်တည်ချာချာတော့ဆွေးနွေးထားကြတာရှိတယ်ပေါ့နော်ဆိုတော့ကျောင်းသားတွေရဲ့အပိုင်းကလည်းသူတို့ဟိုပေါ့နော်ဒါမမေးဖြစ်သေးတာလို့တော့ထင်တယ်ဒါပေမဲ့သူတို့လည်းဒါလေးတည်သွားလို့ရှင်တော့ပို့ပြီးတော့ clear ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျောင်းဝင်ကြီးတွင်းတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမတို့ကဘယ်ချိန်လောက်ဆိုရင်ကျောင်းဝင်ကြီးတွင်းပေးရတာလဲဒါမှမဟုတ်လို့ရှင်စလျှောက်ပြီးဆိုတော့က
ဒီပေါ့နော်ကျောင်းဝင်ကြီးဆိုတဲ့အဓိကတော့ပတ်စံပေါ့နော်ပေးလိုက်ရတာလားပေါ့နော်ဒါမျိုးလေးတွေပေါ့နော်သူတို့မှာအမတို့ဒီကာလကတော့အရန်ကိုခက်ခဲနေကြတာပေါ့နော်ခက်ခဲနေတဲ့ကြားထဲကပဲအမတို့ကစူးစမ်းပြီးတော့တက်ဖို့စဉ်းစားနေကြတာဆိုတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုလေးပေါ့နော်လေလွင့်သွားတာမျိုးလေးတွေလည်းသူတို့စိုးရင်ကြမှာပေါ့နော်ဆိုတော့ចောင်းသားတွေကနောက်တစ်ခုဆွမ်းနာသူတို့မေးဖို့အတွက်ခက်ခဲနေတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒါလေးပေါ့နော်အမတို့ဘက်ကလုပ်ပေးနိုင်တဲ့အပိုင်းလေးပေါ့နော်ဒါလေးကိုဖူးတို့ကိုဆွဲတို့ကိုတော်တာတို့ဘက်ကပေါ့နော်ကိုစားတယောက်လောက်ရှင်းပြပေးလို့ရမလားပေါ့နော်ဟုတ်အမတို့ကတော့တည်ပြီးသားပြီးဆိုပေမဲ့လည်းပေါ့နော်သူတို့တည်တဲ့တယ်လို့ထင်လို့ပါဆိုဖူးတစ်ချက်ရှိလုပ်ပေးမယ်ပေါ့နော်အဲ့တော့အမားတို့ကကြောင်းလျှောက်တဲ့အခါမှာ process ကဘယ်လိုသွားလဲဆိုတော့အရင်ဦးဆုံးကိုရှောက်မဲ့အကြောင်းကိုသိသွားပြီ confirm ဖြစ်သွားပြီမီတာကိုလည်းလုံးဝသိသွားပြီအဲ့ဒါဆိုလို့ရှိရင်ဥမာဆိုကြပါစို့ဘယ်အကြောင်းကိုပဲရှောက်ပေါ့နော်ပထမဆုံး process ဒီအမားတို့ကမောင်လေးတို့ညီမလေးတို့စီက GD နဲ့အောင်လာရဲဆိုရင် GD အောင်လက်မှတ်နဲ့အမှတ်စီရင်အဆုံးကကိုတော်ရာ share ပေးလိုက်တဲ့ slide ထဲမှာပါတဲ့ဟာတွေအကုန်လုံးပေါ့နော်အကြောင်းဝင်ခွင့်တွေလိုအပ်တဲ့ document တွေအကုန်လုံးကိုအမားတို့ကတောင်းတယ်ပြီးတော့လို့ရှိရင်အမားတို့ကိုယ်တိုင် form ဖြည့်ပေးတယ်အကြောင်းရဲ့ form တွေဖြည့်ပေးပြီးတော့မှဒီအကြောင်းက file တွေအကုန်လုံးကိုအမားတို့ကနေအကြောင်းဘက်ကို email ပို့ပေးတယ်ပေါ့နော်အဲ့တော့ email ပို့ပြီးသွားတဲ့အခါမှာအကြောင်းဘက်ကဒီအကြောင်းသားကို accept လုပ်ပါတယ်မလုပ်ပါဘူးဆိုတဲ့ decision ချတာဒီ1 week ကြာပါတယ်အဲ့တော့တစ်ပတ်ကြာတယ်ပေါ့နော်အဲ့တော့အကြောင်းလျှောက်လိုက်ပြီးရင် decision ချဖို့အတွက်ကအမားတို့တစ်ပတ်ကြာတယ်နောက်ထပ် decision ချလာပြီဆိုလို့ရှိရင်တချို့ကျောင်းတွေမှာတခါတည်း invoice ပါတယ်ပေါ့နော် invoice ဆိုတာကဒီကျောင်းသားတော့ဒီ first semester အတွက်ကိုဘာကြီးတွေဘယ်လောက်ပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဥပမာ tuition fees ကဘယ်လောက် admission fees ကဘယ်လောက်တခြားသော fees တွေရှိမယ်ဆိုရင်တခြား fees တွေကဘယ်လောက်အဲ့လိုမျိုးဆိုပြီးတော့သူတို့ဘက်ကတခါတည်းဒီ select ထုတ်ပေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီ select ကိုအမားတို့ဘက်ကိုရောက်လာပြီဆိုတာ ਨੇ အမားတို့ကအကြောင်းသားဘက်ကိုပေးပြီးတော့မှအကြောင်းသားက okay ဒီ data တွေတော့အဆင်ပြေတယ် okay တယ်ဆိုလို့ရှိရင်ပတ်စံသွင်းရမယ့် process ရောက်လာတယ်ပေါ့နော်အဲ့တော့တစ်ချက်သိထားရမှာကအဲ့ဒီ select ထဲမှာကျောင်းရဲ့ bank တွေကျောင်းရဲ့ address တွေကျောင်းမှာရှိရဲ့တာဝန်ရှိရဲ့သူတွေရဲ့လိပ်စာတွေ bank information တွေအကုန်ပါပါတယ်အဲ့တော့ပတ်စံသွင်းရတာဒီအမားတို့ကနေတစ်စစ်အမားတို့အကောင့်လေးကိုထည့်ရတာမဟုတ်ဘဲနဲ့ကျောင်းဘက်ကိုကျောင်းသားကဓာတ်ရိုက်လွှဲရတာဖြစ်ပါတယ်အဲ့တော့ဂျားထဲမှာအမားတို့ကတစ်ဆင့်ခံထားမျိုးမရှိဘူးပေါ့နော်ကျောင်းသားကနေပြီးတော့ကျောင်းဘက်ကိုဓာတ်ရိုက်ဘန်ထဲကိုထည့်လိုက်ရုံပါပဲဆိုတော့တကယ်လို့ကျောင်းသားဘက်ကပတ်စံသွင်းလိုက်ပြီးဆိုလို့ရှိရင်ကျောင်းဘက်ကနှစ်ပတ်ကြာတဲ့အခါမှာ visa document ထုတ်ပေးပါတယ်အဲ့တော့ဒီ visa document နဲ့တကွာ payment slip ပါအမတို့တစ်ခါတည်းထုတ်ပေးရဲပေါ့နော်အဲ့တော့နှစ်ပတ်ကြာပြီးတဲ့အခါမှာအမတို့ visa document ထုတ်ပေးရဲဒါ working process ပေါ့နော်အဲ့တော့နောက်တစ်ချက်ရှိတာကကျောင်းသားတွေအနေနဲ့လုပ်လို့ရတဲ့နီလန်းဒီကိုကမြန်မာနိုင်ငံမှာရှိရဲဒါပေမဲ့ထိုင်းမှာကျောင်းတက်တယ်ဆိုလို့ရှိရင်ထိုင်းမှာကိုယ့်ရဲ့အတိတွေရှိရဲဦးလေးတွေရှိရဲ့အကိုရီအမတွေဒေါ်တွေရှိရဆိုလို့ရှိရင်ကျောင်းကိုဓာတ်ရိုက်သွားပြီးတော့မှပတ်စံသွားသွင်းရင်လည်းရတယ်ဒါဒီပထမနီလန်းပေါ့နော်တကယ်လို့မဟုတ်ဘဲနဲ့ကိုကမြန်မာနိုင်ငံမှာပဲရှိရထိုင်းဘက်မှာလည်းအတိလည်းမရှိဘူးဆိုလို့ရှိရင်အမားတို့ကဒီငွေလဲတဲ့ process ကနေတဆင့်တခါတည်းဘဏ်ကိုထည့်ပေးရမျိုးလည်းရှိသလိုမြန်မာနိုင်ငံရဲ့ဘဏ်ပေါ့နော်အစိုးရဘဏ်တွေကနေတဆင့်ဒီထိုင်းရဲ့ကျောင်းရဲ့ဘဏ်တွေကိုဓာတ်ရိုက်လွှဲတာမျိုးတွေလည်းရှိရပေါ့နော်ဒါကတော့ကျောင်းသားရဲ့ decision ပေါ်မူတည်ရဘယ်လိုပဲလုပ်အမားတို့ကဒီကျောင်းဘက်ကို payment slip ရောက်သွားတယ်ဆိုလို့ရှိရင်အဆင်ပြေပြီပေါ့နော်ဒါရှောက်တဲ့ process ကြာချိန်တွေ process တွေပြီးတော့လို့ရှိရင်အမားတို့ငွေသွင်းရမယ့် process လေးပေါ့နော်ဟုတ်ကျေးဇူးပါဖူဒါဆိုရင်ပေါ့နော်ចောင်းသားတွေအနေနဲ့တခြားမေးစရာရှိရောမလားပေါ့နော်ဖူပြောသွားတဲ့ဟာကိုထပ်ပြီးတော့ clarify လုပ်ပေးရမယ်ဆိုလို့ရှိရင်တချို့တို့ဒီနေ့တချို့တို့ဒီမိဖက်ဖွဲ့စည်းကတချို့တို့ဘာလုပ်ပေးတာလဲဆိုရင်ចောင်းလျှောက်ပေးတာပေါ့နော်ចောင်းလျှောက်ပေးတယ်နောက်တစ်ခုကျတော့ဒီပေါ့နော်ចောင်းလျှောက်ဖို့အတွက်လိုအပ်တာတွေပေါ့နော်ဒါတွေကိုfree consultation လုပ်ပေးတယ်ဆိုတဲ့အခါကျတော့ကိုကတော့တကယ်ပေါ့နော်ဘယ်မေဂျာနဲ့ဘယ်လိုပုံစံမျိုးလေးတက်ချင်လဲဆိုတာကိုတော့ကိုယ်တိုင်အရင်ဆုံးသိဖို့လိုတယ်ပေါ့နော်သိဖို့လိုပြီးတော့ထပ်ပြီးသိချင်တာတွေရှိလို့ရှိရင်တချို့တို့မေးမြန်းဆွေးနွေးလို့ရတယ်ဆွေးနွေးလို့ရပြီးတော့စောစောကပြောသွားတဲ့အထက်မှာ invoice ဆိုတာလေးပါတယ်ပေါ့နော် invoice ပါတဲ့အခါမှာတချို့အကြောင်းအရာတွေမှာပေါ့နော်ထားပါတော့ထပ်စစ်ချင်တယ်ဆိုလို့ရှိရင်လည်းထပ်စစ်လို့ရမယ့်အပိုင်းတွေတော့ရှိရပေါ့နော်ဆိုတော့အပိုင်းတွေရှိတယ်
okay အဲ့ကနေပြီးတော့ဒီငွေသွင်းမဲ့ process ကိုရောက်သွားပြီပေါ့နော်ငွေသွင်းမဲ့ process ကလည်းဖူးလဲရှိမှပြောပြီးသွားပြီပေါ့နော်ဆိုတော့ရှယ်တို့ဒီ Twin Stars ကကြတော့ရှယ်တို့ဒီငွေသွင်းတဲ့ process ကိုမရောက်ခံနေမှာပေါ့နော်ငွေသွင်းတဲ့အမှန်တကယ်တော့ငွေသွင်းတဲ့ process လည်းလုပ်ပေးတယ်ပေါ့နော်ငွေသွင်းတဲ့ process လည်းလုပ်ပေးတယ်မြန်မာငွေပေးရင်ဒီရှယ်တို့ဒီဘက်မှာကျောင်းမှာသွင်းပေးတဲ့ process လည်းရှိတယ်ပေါ့နော်သို့တော်လည်းပဲဆောနာကိုရိုင်းပေါ့နော်အမျိုးရှိတာပို့ပြီးတော့ကိုရိုင်းသွားလို့ရတာသွားနိုင်တာမျိုးဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်တချို့ငွေသွင်းရတဲ့အခါမှာဒီပမာဏအနည်းများပေါ်မှာမူတည်ပြီးတော့စိုးရင်စိတ်တွေဖြစ်မှာလဲစိုးလို့ပေါ့နော်ဆိုတော့ဒါလေးကိုအရင်ဆုံးပြောတာပေါ့နော်ဒီပထမဆုံးဆက်စချင်းမေးမြန်းဆွေးနွေးတာတွေနဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်ငွေကြေးကုန်ကျစရာလုံးဝမရှိဘူးပေါ့နော်ဒါလေးလည်းထပ်ပြီးတော့ထပ်လောင်းပြောတာပါအကယ်၍ကျောင်းတက်ရပြီ invoice တွေပါထွက်လာပြီဆိုတဲ့အချိန်ပေါ့နော်ဒီခါကျမှပဲကျောင်းဝင်ကြေးတွေသွင်းရမှာဖြစ်ပါတယ်လို့ဆိုတော့အခုကတော့မေးတဲ့သူကမရှိတော့မတို့ပဲပြောနေရတဲ့သဘောဖြစ်နေတယ်โอเคပါဒါဆိုရင်အဆင်ပြေပြီလို့တော့ထင်တယ်ပေါ့နော်ဒီအရှိပိုင်းကကျောင်းလျှောက်တာနဲ့ပတ်သက်ပြီးတော့ဒီနောက်ထပ်မေးမြန်းအသေးစိတ်မေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့မတို့နောက်မှပဲပြန်ဆက်သွယ်ကြမယ်ပေါ့နော်သူတို့လည်းနည်းနည်းတော့ပြန်စဉ်းစားကြမယ်ထင်ပါတယ်လောလောဆယ်တော့တော်တော်များများကတော့အခုလက်ရှိလာတက်တဲ့ထဲမှာတော့ GD တက်လက်စသူတွေပါတာပေါ့နော်ပြီးထားတဲ့သူတွေကတော့နည်းပါတယ်ပြီးထားတဲ့သူတွေကတော့နည်းတယ်လောလောဆယ်တက်လက်စသူတွေရှိရဆိုတော့သူတို့နည်းနည်း idea လေးတွေလည်းမရကြသေးဘူးဖြစ်မယ်ထင်ပါတယ်โอเคအဲ့ဒါဆိုရင်ဟိုပါပေါ့နော်ဖူးတို့ကိုတော်တာတို့ဇွဲတို့လည်းကျေးဇူးအများကြီးတင်တယ်အမကအားနာလို့ပေါ့နော်ဆိုတော့ဒီနောက်ထပ်အမတို့ကြီးနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေတော့ဖြည့်ပေးဖို့လိုအပ်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့အားနာလို့ဆိုတာဆက်ရှိနေပေးလို့လည်းရတယ်ပေါ့နော်ဟိုအားနာလို့ဒီအချိန်တွေတခြားလုံးစရာတွေရှိတယ်ဆိုလို့ရှိရင်လည်းဟိုထွက်လို့ရတယ်ပေါ့နော်ဆိုတော့အမတို့နောက် session တွေလည်းလုပ်ဖို့တော့ရှိအောင်ပါပေါ့နော်ဆိုတော့အမတို့နောက်မှစကားတေချာပြန်ပြောကြပါမယ်လို့ကျေးဇူးအများကြီးတင်ပါတယ်လို့ကဲပါချေဖိတ်ပေးလို့ကျေးဇူးပါရှင်ချေဟုတ်အဲ့ဆိုရင်ဖူးအရင်ဆုံးထွက်ထားလိုက်ပါမယ်ချေဖူးမီတလင်းနောက်တစ်ခုရှိသေးတော့လေဟုတ်တယ်အဲ့ဒါကြောင့်တက်ပြီးရဲ့မောင်လေးညီမလေးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါရှင်ဟုတ်โอเคကျေးဇူးပါအဲ့ဒါဆိုကျွန်တော်လည်းထွက်လိုက်တော့မယ်နော်ဆွဲကျေးဇူးနော်โอเคပါဟမโอเคအဲ့တော့ဆိုတော့ရှယ်တို့ဒီမှာတော့Google Form မှာရှာမေးထားတဲ့မေးခွန်းတွေတော့ရှိတယ်ပေါ့နော်ဒါကတော့ GD နဲ့ပတ်သက်တဲ့အပိုင်းတွေမေးထားတာရှိတယ်ပေါ့နော်ဆိုတော့ဒီ Google Form မဟုတ်ဖဲပေါ့နော်အခုတက်လာတဲ့အထက်ကသိချင်တာရှိရင်လက်ထောင်ပြီးတော့မေးလို့ရတယ်ပေါ့နော် GD နဲ့ပတ်သက်တဲ့အပိုင်းတွေ IGCSE နဲ့ပတ်သက်တဲ့အပိုင်းတွေရှယ်တို့ဒီမှာဖွင့်ထားတဲ့ GD နဲ့ IGCSE တော့ရှယ်တို့ဖွင့်မထားဘူးပေါ့နော်ဆိုတော့ Google Form မှာဖြည့်ထားတဲ့သူတွေကဒီထဲမှာတက်လာမတက်လာတော့တချက်မသိဘူးပေါ့နော်ဆိုတော့ဟိုမတက်ဖဲနဲ့ဖြေနေရမှာလဲဆိုလို့ပေါ့နော်အကယ်၍ဒီထဲမှာရှိတယ်မေးချင်တယ်ဆိုရင်ဒီကျတို့ GED နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမေးလို့ရပါတယ်လို့ထောင်ဖြစ်ပြီးမေးထားတဲ့သူတွေက group ထဲမှာမရှိဇွန်ထဲမှာမရှိတော့ဘူးလားဟယ်လိုဟုတ်တရှယ်သမီးကတော့မေးစရာမရှိသေးပါဘူးရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ဆိုတော့တခြားသူတွေကမေးစရာရှိသေးလားပေါ့နော်ဆိုတော့ဒီချက်ကိုဒီ Google Form မှာတော့မေးထားတာအများကြီးပေါ့နော်ဒီတိုင်းဖြေလိုက်ရင်လည်းဒီထဲမှာအဲ့ဒီမေးထားတဲ့သူကမရှိမှလဲစိုးရင်လို့ပေါ့နော်အဲ့ဒါကြောင့်မလို့အရင်မေးကြည့်တာပါတီရှယ်ရှင်ပြောပါရှင်GED နဲ့ပတ်သက်ပြီးတော့မေးမလို့တော့မဟုတ်ဘူးတီရှယ်ဟိုကမေဂျာနဲ့ပတ်သက်ပြီးတော့လေနည်းနည်းမေးချင်လို့တီရှယ်မေဂျာကဘယ်လိုမျိုးရွေးရပါလဲချင်မေဂျာအကြောင်းဘာမှလည်းမသိသေးဘူးချင်မေဂျာကိုဘယ်ကနေစရွေးရโอ
Okay ဒါဆိုရင်အနည်းဆက်ဆုံးပေါ့နော် major ကိုရွေးတဲ့အခါမှာအနည်းဆက်ဆုံးဘာရှိမှလဲဆိုတော့ grade 8 grade 9ပေါ့နော်အရင်အလယ်တန်းပြီးသွားရင်အထက်တန်းရောက်ပြီဆိုလို့ရှိရင် major တွေရွေးရတယ်မလားနော်တို့အများသောအဖြစ်တော့သိပ္ပံတို့ဝိပ္ပံတို့ဝိဇ္ဇာတို့အရင်တုန်းကပေါ့နော်ရွေးကြတဲ့အခါမှာသိပ္ပံ major ပေါ့နော် physics biology chemistry ကိုဘာကြောင့်ရွေးကြတာလဲပေါ့နော်ပထဝီသမိုင်းဘောဂကိုဘာကြောင့်ရွေးကြတာလဲပေါ့နော်ဒါလေးတွေသိဖို့လိုတယ်ပေါ့နော်ဆိုတော့ဘောဂကိုဘာလို့ရွေးကြလဲဆိုစီးပွားရေးသမားဖြစ်ချင်လို့ပေါ့နော်ဆိုတော့ bio ဘာလို့ရွေးကြတာလဲပေါ့ဆိုတော့အဓိကကတော့ bio major ဒီ plants and animals ကိုသင်ရတယ်နောက်ဆုံးသူကဆရာဝန်လိုင်းပေါ့နော်ဆရာဝန်လိုင်းကိုသွားချင်တဲ့သူတွေဒီ bio major ကိုမဖြစ်မနေယူရတယ်ပေါ့နော်ဆိုတော့ဒါအထက်တန်းအဆင့်မှာ major ကိုစယူရတဲ့ process ပေါ့နော်ပြီးတော့ဒီသဘောပါပဲengineer ဖြစ်ချင်တဲ့သူတွေဒီ chemistry physics ကိုသင်ရတယ်ဆရာဝန်ဖြစ်ချင်တဲ့သူတွေဒီ bio ကိုသင်ရတယ်ဒီသဘောတရားပေါ့နော်ဆိုတော့ဒါအထက်တန်းအဆင့်ပေါ့နော်အဲ့ကနေပြီးတော့အခုတက္ကသိုလ်အဆင့်ကိုသွားမယ် major ဆိုတဲ့ခါမှာတို့like ရည်ရွယ်ချက်တွေပြောကြရမလားကြီးလာရင်ဘာဖြစ်ချင်လဲဆရာဝန်ဖြစ်ချင်တဲ့ကျောင်းဆရာမဖြစ်ချင်တဲ့ architecture ဖြစ်ချင်တဲ့ engineer ဖြစ်ချင်တဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်programmer ဖြစ်ချင်တဲ့စသဖြင့်ပေါ့နော်အဲ့လိုဖြစ်ချင်တဲ့ဆိုတဲ့နေရာမှာ major ကိုပြန်ရွေးရမှာပေါ့နော်အဲ့ဒီဖြစ်ချင်တဲ့ပေါ်မူတည်ပြီးတော့ major ရွေးတာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဆရာဝန်ဖြစ်ချင်တဲ့သူကစေတက္ကသိုလ်ပဲတက်ရမှာဖြစ်သလို engineer ဖြစ်ချင်တဲ့သူက engineer တက္ကသိုလ်ပဲတက်ရမှာအဲ့ဒါကို major ရွေးတယ်လို့ခေါ်တာပါပေါ့နော်ကျူအဲ့ဒါဆိုအဆင်ပြေမလားနော်ဟုတ်ကဲ့ teacher ကျေးဇူးပါ teacher Okay ပါ Okay feel it မေးလို့ရပါတယ်ရှင် ပါလေ teacher တို့ဖွင့်ထားတဲ့online English class တစ်ခုလောက် join ရမရှိဘူးလားချင်းလင်းလေးချပေးပါလားလေး join နေလို့ချင်းဘလို့ online class တစ်ခုကို join ချင်တာလဲမဟုတ်ချေဟိုလေအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အဲ့လို teaching လုပ်ပေးရဟာမျိုးအခကြေးငွေနဲ့ဟာမျိုးပြောရပါချင်းOkay ကျေးဇူးပါဒါဆိုရင်ဒီချက်တို့ဒီမှာဖွင့်ထားတဲ့ဒီအခုကျောင်းသားဟောင်းတွေလည်းပါတာပေါ့နော်လက်ရှိတက်နေတဲ့သူတွေလည်းပါတယ်ဆိုတော့ဒီချက်တို့ဒီမှာကနှစ်ပိုင်းရှိတာပေါ့နော်နှစ်ပိုင်းကပထမတစ်ပိုင်းကကျတော့ဒီချက်တို့ကအင်္ဂလိပ်စာအတန်းတွေဖွင့်တယ်ပေါ့နော်အင်္ဂလိပ်စာအတန်းတွေကဒီ Young Learners ပေါ့နော်6နှစ်ကနေအထက်ပေါ့နော်Young Learners အတန်းတွေဖွင့်တယ်ပြီးရင်လူကြီးတန်းတွေဖွင့်တယ်ပေါ့နော်ဒါကတစ်ပိုင်းပေါ့နော်ဆိုတော့ဒါ Felix မေးတဲ့ထဲမှာတော့လူကြီးပိုင်းလို့နားလဲတယ်ပေါ့နော်ဆိုတော့လူကြီးပိုင်းဆိုတဲ့နာမ Young Learner ဆိုတော့မှဒီတို့က Status Foundation ပေါ့နော် Foundations ကနေ FCE အထိသွားတယ်ဒါကတော့ 4K သွားတာပေါ့နော်ပြီးသွားရင်လူကြီးတန်းကကြတော့ဒီတို့speaking တည်တံ့ရှိမယ်ပြီးသွားလို့ရှိရင် reading and writing တည်တံ့ရှိမယ်ပေါ့နော်reading and writing တည်တဲ့အတန်းလည်းတက်လို့ရသလို speaking တည်တဲ့အတန်းလည်းတက်လို့ရတယ်ပေါ့နော်ဒါကတော့အင်္ဂလိပ်စာနဲ့ပတ်သက်တာပေါ့နော်ပြီးသွားရင်ဒီဘက်က GED မှာကျတော့ဒီတို့က program 3ခုဖွင့်ထားတယ်နံပါတ်1ကကျတော့ pre GED လို့ခေါ်တာပေါ့နော် pre GED ကဘယ်လိုလဲဆိုရင်10တန်းလောက်ပဲတက်ထားတဲ့သူပေါ့နော်9တန်း10တန်း17တန်း12တန်းစရှိသဖြင့်မတက်ရသေးတဲ့သူဆိုတော့အခြေခံကနေစတက်မှာ GED ကိုအခြေခံကနေစတက်မဲ့သူကို pre GED လို့ခေါ်တာပေါ့သူမှအင်္ဂလိပ်စာ level ကလည်းနည်းနေတယ်ဒီပေါ့နော်science တွေလည်းမသင်ထားရသေးဘူးဒါဆိုရင် तू က pre GED ကပဲစတက်ရမယ်ပေါ့နော်ဆိုတော့ pre GED program ရှိတယ်ဒီချေတို့မှာ4လရှိရပေါ့နော်ပြီးတော့ကျောင်းသားကဒီထဲမှာ grade 10တို့11တို့တက်ထားတဲ့သူတွေရှိတယ်တက်နေတဲ့သူတွေရှိတယ်ဒါဆိုရင်သူတို့တွေဒီချေတို့2မျိုးစဉ်းစားတယ်ပေါ့နော်တစ်မျိုးကတော့ English စာ level ပေါ့နော် English စာက pre intermediate လောက်ရှိတယ်ပြီးတော့ရင်ဒီ math တို့ science တို့ကိုအင်္ဂလိပ်လိုသင်ဖူးထားပြီးသွားပြီOkay ဒါဆိုရင်သူဒီ GED preparation ကိုတက်လို့ရတယ်ပေါ့နော် GED preparation တက်ပြီးတော့ဒီလိုGED preparation မှာဒီလိုက preparation စာတွေသင်တယ်ပေါ့နော်စာတွေသင်တယ်ဆိုပေမဲ့လိုအပ်ရင်လိုအပ်တယ်လို့ exam practice တွေလုပ်ပေးတယ်အဲ့တော့ဒီ GED preparation ပြီးသွားတဲ့အခါမှာကျောင်းသားကစာမွက်ဖြေဖို့အစဉ်သင်ဖြစ်ပြီဆိုရင် intensive ကိုမတက်ဘဲနဲ့ self study လုပ်ပြီးတော့ practice ပြန်လုပ်ပြီးတော့ဖြေလို့ရတယ်Okay အဲ့လိုမှမဟုတ်ဘဲနဲ့ intensive ဆိုတာ2လရှိတယ်
intensive ဆိုတာဆော့ preparation ပြီးတဲ့သူတွေကထပ်ပြီးလေ့ကျင့်တာမျိုးရှိရဲဒါမှမဟုတ်လို့ရှိရင်တခြားသော online school တွေနောက် in person school တွေ federal school တွေစသဖြင့်ပေါ့နော်တခြားသောကျောင်းတွေမှာ preparation ကိုတက်လာပြီအကြားထဲမှာနည်းနည်းအဆက်ပြတ်သွားပြီအခုစာမွက်ဖြေတော့မယ်2လပေါ့နော်မေးခွန်းကြည့်ပဲပြန်ပြီးတော့ exam practice လုပ်ချင်တယ်ဆိုရင်လည်း exam practice 2လတစ်ချက်လို့ဖွင့်ထားတယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်စာမှာတစ်ပိုင်းရှိတယ် GD မှာတစ်ပိုင်းရှိတယ် GD မှာ program 3ခုရှိတယ်ဆိုတော့အနည်းဆက်ဆုံးကြော်ညာဝင်လိုက်တယ်လို့တော့ဖြစ်သွားမယ်ထင်တယ်နော်အနည်းဆက်ဆုံးလို့ရှိရင်ဒီကျတို့ဒီနောက်တစ်လပိုင်းမှာ GD intensive ရှိမယ် January မှာGD ရှိမယ် February မှာ pre GD ရှိမယ်ပေါ့နော်ဒါလေးရှိတယ်နောက်တစ်ခုဒီ GD မှာအင်္ဂလိပ်စာလိုအပ်ချက်ရှိရပေါ့နော်အင်္ဂလိပ်စာလိုအပ်လို့ဖြည့်ကျင်တဲ့သူတွေအတွက်ဆိုရင်ကျတို့က GD မှာက speaking မပါဘူး listening မပါဘူး reading နဲ့ writing ပဲပါတယ်အဲ့တော့ reading နဲ့ writing တည်တံလေးလဲကျတို့သင်ပေးတာရှိတယ်ပေါ့နော် reading နဲ့ writing for GED ဆိုပြီးတော့ရှိတယ်အဲ့တော့ Philip မေးတဲ့အထက်မှာကဒီ GED အတွက်အင်္ဂလိပ်စာ reading နဲ့ writing ကိုဖြည့်ချင်တာလားဒါမှမဟုတ်ရင်ဒီ speaking ကိုဖြည့်ချင်တာလားအဲ့ဒါလေးလဲရှင်းလင်းဖို့လိုတယ်နောက်တစ်ခုကအခုဒီမှာ GED တက်နေတဲ့သူတွေတော်တော်များများရှိရပေါ့နော်ဆိုတော့ GED ရဲ့သဘောတရားကဒီ reading နဲ့ writing ကိုသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ reading နဲ့ writing နဲ့ရနေပြီဆိုရင်လည်းဒါတစ်ချက်တော့ယုံပါတယ်ဒီနေ့ခေတ်မှာတော်တော်များများက speaking ကတော့ရကြတယ်ပေါ့နော်သို့တော်လည်းပဲကို့အနေနဲ့နိုင်ငံခြားမှာလည်းចောင်းသွားတက်မယ်ဆိုရင်ဒီ GED လုံနေတာနဲ့တပြိုင်နက် GED လုံနေ speaking ကတော့မရဘူးလေနော်သူ reading နဲ့ writing ပဲရတာဆိုတော့နိုင်ငံခြားကိုလည်းចောင်းသွားတက်မယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာ scale ကိုလည်းဖြည့်ဖို့လိုတယ်ပေါ့နော်။ဘာလို့တခြားနိုင်ငံကိုသွားရင်မြန်မာလိုမှပြောလို့မရတာပေါ့နော်။ဆိုတော့အဲ့ဒါတွေကတော့တဖြည်းဖြည်းချင်း scale တွေဖြည့်သွားရမယ်လို့တော့ဒီချိန်ကတော့ယူဆရတယ်ပေါ့နော်။ဆိုတော့feeling မေးတဲ့အထက်မှာဘယ်လိုမျိုးကိုပြောချင်တာလဲပေါ့နော်။ဆိုတော့အဲ့ဒါလေးလည်းရှိမယ်ပေါ့။ speaking ဘိုင်းကိုဦးစားပေးရဟာမျိုးပါဖြစ်โอเคပါအဲ့တော့ speaking ဘိုင်းကိုဦးစားပေးတဲ့ဟာမျိုးလဲကျတို့လလောလတ်လတ်တော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ဒီတစ်လပိုင်းသို့မဟုတ်2လပိုင်းထဲမှာတော့ဖွင့်ဖို့တော့ရှိမယ်သို့တော်လည်းပဲကိုယ့်ရဲ့ level နဲ့ကိုင်းညီလားမကိုင်းညီလားဆိုတော့ပြန်စစ်ဖို့တော့လိုမှာပေါ့နော်ဆိုတော့ speaking ဘိုင်းမှာကျွန်တော်ဒီကျတော့များသောအားဖြင့် beginner level အတွက်ဖွင့်တာများတယ်ပေါ့နော်ဆိုတော့ beginner level ရဲ့ elementary level ရဲ့ပေါ့နော်ဒါကတော့လူကြီးတန်းတွေအတွက်ဖွင့်တာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတော့ရှိပါမယ်ပေါ့ဆိုတော့Philip ကဒီ link ကိုဘယ်ကနေ join ပြီးလာတက်လဲတော့ဒီကျတော့မသိဘူးပေါ့နော်ဆိုတော့ဒီကျတော့ဒီ Telegram group link လေးကိုဒီမှာပေးထားပါမယ်ဆိုတော့အဲ့ဒီ Telegram group link လေးကို join ထားလို့ရပါတယ်join ထားပြီးတော့ကျတို့ဒီကနေ information share ပေးတာတွေနောက်သင်တန်းနဲ့ပတ်သက်တာတွေနောက်ကျတို့ webinar ပေါ့နော်နောက်ပိုင်းလုံးမဲ့ဟာတွေစသဖြင့်ပေါ့နော်ကျတို့ဒီ group မှာကြေညာပေးပါမယ်လို့โอเคပါဆိုတော့တခြားမေးစရာရှိသေးလားပေါ့နော်မရှိတော့ပါဘူးရှင်မရှိတော့ပါဘူးတဲ့ဒီမှာပေါ့နော်ချက်ပေါက်မှာရှင် hello hello တယောက်ခေါ်လိုက်သလားလို့ပေါ့နော်ဟုတ်ဆိုတော့teacher တို့ကိုဒီ Google Form မှာမေးထားတဲ့သူတွေကတော့ဒီနေ့မရောက်ခဲ့ဘူးထင်တယ်နော်teacher ကဒီမှာ teacher တို့ဒီ Twin Stars က teacher တွေကိုတော့မှပဲဖိတ်ထားတာရှိရယ်ပေါ့နော်ဖိတ်ထားတာရှိရယ်ဆိုတော့မေးထားတဲ့မေးခွန်းတွေတော့တော်တော်များတာဆိုတော့အခုတော့မမေးကြတော့ဘူးဆိုတော့အဲ့တော့ teacher နောက်ရှင်းဟာတိတ် Google Form မှာမေးထားတာရှိပါတယ်ဒီချက်သမီးရှိပါဟုတ်လားဘာလေးမေးထားလဲမသိနေအောင်နော်ဒီချက်ခဏပြန်ကြည့်လိုက်ပါမယ်ရှင်ဂျူးနာမည်နဲ့မေးတယ်ဂျူးနာမည်နဲ့ဖြေထားတာလားဟုတ်ပါတယ်โอเคအဲ့ဒါတွေကလေဂျူဆနာကဖူးဖူးတော့ရှင်းသွားပြီလို့တော့ဒီချက်ထင်တယ်ပေါ့နော် scholarship လျှောက်တဲ့အခါမှာကြီးတွေရမဲ့အပြင်အခြားအရေးချင်းတွေလိုအပ်လားပေါ့နော်။ကျောင်းစရိတ်နဲ့နေထိုင်စရိတ်စုပေါင်းကိုဘယ်လိုခံမှန်းတွက်ချက်ရမလဲပေါ့နော်။ဆိုတော့အဲ့ဒါတွေကကျောင်းတစ်ကျောင်းချင်းပေါ်မှာမူတည်တယ်ပေါ့နော်။
ဆိုတော့အချိန်ရကြတာလားပေါ့နော်အချိန်ရကြတယ်ဆိုလို့ရှိရင်အချက်ပြန်ရှင်းပြလို့တော့ရတယ်ချင်းမှာလည်း PowerPoint တော့ရှိရဲဒါပေမဲ့အခုကwebinar ကနည်းနည်းလေးအချိန်ကြာလာလို့ပေါ့နော်ဆိုတော့အဲအနှစ်ချုပ်ကတော့ကျူးအနေနဲ့GED ရမှတ်အပြင်တခြားအရေးချင်းတွေဘာလိုအပ်လဲဆိုတော့အင်္ဂလိပ်စာ skills တွေလိုတယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်စာ skills တွေမှာဒီ IELTS တို့ TOEFL တို့ပေါ့နော် Duolingo တို့ဒါကလည်းတစ်ကြောင်းနဲ့တစ်ကြောင်းမတူဘူးပေါ့နော်တစ်ကြောင်းနဲ့တစ်ကြောင်းမတူဘူးဆိုတော့ကျောင်းပေါ်မှာမူတည်ပြီးတော့လိုအပ်တဲ့certificate กว่าမှာပေါ့နော်နောက်တစ်ခုကတချို့ကျောင်းနေဆိုလို့ရှိရင် certificate ကိုအပြင်ကနေမရှိလဲရတယ်သူတို့ကျောင်းမှာဝင်ခွင့်ပေါ့နော်အင်္ဂလိပ်စာဝင်ခွင့်ဖြည့်လို့ရတယ်အဲ့ဒါအပြင်ဆိုတော့ဖူးရှင်းသွားတဲ့အထဲမှာပါတယ်ပေါ့နော်ကျောင်းတစ်ကျောင်းတစ်ချက်လည်းပြန်ကြည့်မှရမယ်မမှတ်မိဘူးပေါ့နော်အဲ့ဒီကျောင်းတစ်ကျောင်းဆိုလို့ရှိရင်သူရှင်မှာ foundation ကိုတက်လို့ရတယ်ဒါပေမဲ့ပတ်စံတော့ပေးရတာပေါ့နော်အဲ့ဒီ foundation တက်တဲ့အချိန်မှာ visa စရပြီ visa စရပြီအဲ့ဒီ foundation ကိုတက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကျောင်းရဲ့အင်္ဂလိပ်စာဝင်ခွင့်certificate ကိုမလိုတော့ဘူး तू ကအဲ့ဒီကျောင်းမှာပဲ foundation တက်ထားတာပေါ့နော်ဆိုလိုချင်တဲ့သဘောကအင်္ဂလိပ်စာဝင်ခွင့်တွေလည်းအင်္ဂလိပ်စာ certificate တွေလည်းလိုတယ်ဘယ်ပေါ်မှာမူတည်ပြီးတော့လိုတာလဲဆိုတော့ကျောင်းပေါ်မှာမူတည်ပြီးတော့လိုတာပေါ့နော်ဆိုတော့အဲ့ဒါကတော့အသေးစိတ်လို့ပြောပြလို့တော့မရဘူးပေါ့နော်နောက်ကျောင်းတက်ရင်လည်းပတ်တိုင်းလုပ်လို့မရဘူးဆိုတာကတော့ထိုင်းမှာကမရတာပေါ့နော်ထိုင်းမှာကတော့ပတ်တိုင်းလုပ်ပြီးတော့ကျောင်းတက်မယ်ဆိုရင်တော့ထိုင်းကိုမရွေးချယ်သင့်ဘူးပေါ့နော်ဆိုတော့တခြားနိုင်ငံတွေမှာကတော့ဖြစ်နိုင်တယ်နိုင်ငံခြားမှာကျောင်းတက်ပြီးတော့ရှောက်လာသင်ဖို့အကောင်းဆုံးချိန်ဆိုတာလဲဆွနာကတော့ပြောသွားတဲ့အထက်မှာတော့ပါတယ်ပေါ့နော်မှတ်မိကြလားမသိဘူးဟုတ်တယ်ဆိုမှတ်မိပါရဲ့ရှင်ဟုတ်တယ်နော်ဆိုတော့အဲ့ဒါဆိုတော့ကျူးရဲ့မိကုန်းတွေကအကုန်လုံးတော့ပြည့်စုံမယ်လို့တော့ထင်ပါတယ်ပေါ့နော်ဟုတ်ချေအကုန်ရလိုက်ပါရဲ့ချေကျေးဇူးပါလားချေကျေးဇူးပါရှင်ဟုတ်ဆိုတော့ခြားမေးစရာရှိသေးလားပေါ့နော်ဟုတ်ဆိုမေးစရာမရှိတော့ဘူးဆိုရင်ရှယ်တို့ဘက်ကလည်းဖြည့်ပေးစရာတော့မရှိတော့ဘူးပေါ့နော်ရှယ်ကတော့ဆီယမတွေလည်းဖိတ်ထားတယ်ဖြည့်ပေးဖို့ဆိုပြီးတော့နောက်ဆုံးမေးခွန်းလေးတစ်ခုတော့ဆီယမဘက်ကပဲမေးလိုက်တော့မယ်ပေါ့နော်ចောင်းသားတွေကမမေးကြတော့ဘူးဆိုတော့အခုဒီလာတက်နေတဲ့အထဲမှာပေါ့နော် GED ကိုလက်တလောတက်နေတဲ့သူရှိလို့ရှိရင် raise hand လေးထောင်ပေးလို့ရမလားပေါ့နော်လက်တလော GED တက်နေတဲ့သူရှိရင်ပေါ့လေတီရှယ်တို့ကျောင်းမှာပြောရလားတခြားကျောင်းကပြောရလားဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်မှာပဲဖြစ်ဖြစ်GED တက်နေတဲ့သူရှိရင်ဒီချက်သိချင်လို့ပေါ့နော်မေးကြည့်တာအဲ့ဆို2ယောက်ပဲတက်နေတာပေါ့နော်โอเค2ယောက်ပဲတက်နေတာโอเคပါနောက်တစ်ခုပေါ့နော်ရေတို့ဒီမှာမေးထားတဲ့မေးခွန်းတစ်ခုရှိတယ်ချက်ပေါက်မှာmaybe တစ်ချက် Emra ထင်တယ် accepted grade 12 pass and IELTS ဆိုပြီးတော့ link လေးတစ်ခုပေးထားတယ်ကျောင်း link လေးတစ်ခုပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းမြင်ကြလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဟုတ်တီချေခုနကလေးတယောက်ကလေအဲ့ဒီမှာ check box မှာသူမိခွန်းလေးမေးထားတွေ့လို့sorry လေးပို့ပေးထားတာအောက်ကကျောင်း link လားဒီချက်ဟုတ်တယ်တီချေအဲ့ဒီမှာကသူကဟိုပါလေဒီဘာဖြစ်လို့လဲဆိုတော့လက်ရှိတပည့်လေးတယောက်ကအဲ့ဒီကိုသူscholar ရှောက်နေရမို့လို့လက်ခံနေဆိုတာ GED မှမဟုတ်ဘူးပေါ့နော်ဒီ G12 pass ကိုမှ NUG ရဲ့ဒီလက်မှတ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်စီဒီလိုဟာမျိုးဖြေထားရဲဆိုရင်လည်းအဲ့ဒီ pass ကို score test နဲ့ပေါ့နော်အဲ့ဒီဟာနဲ့လည်းရတယ် IELTS ရတယ် Korean ဒီ language ကိုမရထားဘူးဆိုရင်တော့မှသူကအင်္ဂလိပ်လိုပဲသင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရတယ်လို့ပြောတယ်အဲ့တော့ကလေးကလည်းခုတပည့်လေးတယောက်ကလည်းခုအဲ့ဒီဟိုသူ try နေရပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒါလေး information လေးပေးတာပါโอเคကျေးဇူးပါအဲ့တော့ခဏလေးပါနော်အခုဒီချက်ပြောသွားတဲ့အကြောင်းကနည်းနည်းလေးတော့ဟိုဖြစ်သွားမယ်ထင်တယ်အချိန်ကြာသွားမယ်ထင်တယ်sorry link ကပဲရောက်သွားကလေးကိုယ်တိုင်တော့သူဝင်ကြည့်လိုက်ရင်တော့ပိုအဆင်ပြေမယ်သူကတော့ဗာလေ KISD လို့ဟိုဖြစ်တာဟုတ်ကဲ့ပါခဏလေးနော်သူကတော့အဓိကတော့ science နဲ့ဟိုနဲ့ကိုပဲအဓိကဦးစားပြီးဟိုလောက်ထားတာ
Korean Advanced Institute of Science and Technology ပေါ့နော် KAIST ဟုတ်ကဲ့ပါဒီချက်ဆိုတော့ဒီဟာကလေးတစ်ချက်တော့ share လိုက်မယ်ပေါ့နော်ဟုတ်ကဲ့ပါဒီချက်ကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဒီနေ့တက်လာတဲ့အထက်မှာလဲဒါလေးတွေကိုသိချင်နေကြတဲ့အဲအဲသိချင်နေကြတာတွေလည်းရှိရယ်ပေါ့နော်ဆိုတော့ KAIST ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒီချက်ဒါကအခုပြမယ်အထဲမှာကဘာကိုပြောချင်တာလဲဆိုရင်နားလေးပါโอเคဒါကဒါဒီချက်ပြောတာနဲ့တော့မဆိုင်ပါဘူးပေါ့နော်ဆိုတော့ဒါလေးတစ်ချက်လဲသတိရသွားလို့ဒါလေးကိုနည်းနည်း sharing လုပ်ပေးမယ်ပေါ့နော်အဲ recommend ပေးတာတော့မဟုတ်ဘူးပေါ့နော် recommend ပေးလောက်အောင်တော့အရင်ကြီးတော့ကောင်းမနေဘူးပေါ့နော်ဆိုတော့ဒါကဘာကိုပြောချင်တာလဲဆိုရင်ထိုင်းမှာပေါ့နော်ထိုင်းမှာအနည်းဆက်ဆုံးကတော့ထိုင်းဖြစ်နေတာပေါ့နော်အနည်းဆက်ဆုံးကထိုင်းဖြစ်နေတော့ထိုင်းကိုရွေးကြတာပေါ့နော်သို့တော်လည်းပဲထိုင်းမှာရှိတဲ့တက္ကသိုလ်တိုင်းတွေ college တိုင်းတွေကအဲဟိုနာမည်ကြားလိုက်တာနဲ့ထိုင်းက college ကဆိုပြီးတော့အရင်ကြီးတော့ဟိုဆိုပြီးတော့အထင်ကြီးလို့တော့လည်းမရဘူးပေါ့နော်ဥပမာပေါ့နော်ဒီအားဆိုရင် Shiba College ပေါ့နော် Shiba College ဆိုရင်ဒါပြောမယ်ဆိုရင်ဒါထိုင်းမှာရှိတဲ့ college ဆိုတော့အဲငါတို့ထိုင်းမှာတော့ college တက်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ရှိတာပေါ့နော်သို့တော်လည်းပဲသူ့ရဲ့ဒီဝင်ခွင့်သတ်မှတ်ချက်မှာဆိုရင်သူဒီဘယ်လိုပုံစံမျိုးနဲ့ဖြစ်နေလဲဆိုရင်8တန်း9တန်း10တန်းအောင်လက်မှတ်နဲ့ပေါ့နော်အဲ့ဒါနဲ့တော့သူကတက်လို့ရတယ်ပေါ့နော်ဆိုတော့8တန်း9တန်း10တန်းအောင်လက်မှတ်ရပြီအောင်လက်မှတ်နဲ့အမှတ်စင်းရတယ်ဆိုလို့ရှိရင်တော့မှပဲဒီ Shiba College ကိုတက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးသူ့မှာဆိုလို့ရှိရင်ဒါ semester တစ်ခုကိုဘတ်4000ပဲရှိရပေါ့နော်ဆိုတော့အရင်ကြီးတော့ဟိုညှိုးတဲ့အထဲမှာတော့မပါဘူးအကယ်၍ပေါ့နော်မဖြစ်မနေပေါ့နော်မဖြစ်မနေမှာဗီဇာရပြီးတော့ခိုးလုံချင်တယ်ဆိုတာမျိုးဆိုရင်ဒါပြီးတော့ဒီမှာ8တန်း9တန်းပြီးသွားတယ်ဆိုရင်တော့ဒါမျိုးတွေတော့တက်လို့ရတယ်အရင်ကြီးကောင်းနေတဲ့ကျောင်းထဲမှာ ranking ရနေတဲ့ကျောင်းထဲမှာတော့မပါဘူးပေါ့နော်ဆိုတော့ဒီမှာစင်တန်းအောင်လို့ရှိရင်ဒီ college 2 year program တက်လို့ရတယ် paid internship ပါမယ်ပြီးရင်8တန်း9တန်းအောင်လို့ရှိရင်ဒီ foundation 1 year တက်ရမယ်ဒီလိုမျိုးလေးတွေရှိအောင်ပေါ့နော်ဆိုတော့နောက်2 နှစ်မှာဆိုလို့ရှိရင်ဒီမှာကို South Korea မှာတက်လို့ရတယ်ဒါမျိုးလေးတွေရှိရပေါ့နော်ဆိုတော့တချို့ကျောင်းတွေကဘလို့ရှိလဲဆိုရင်ရခင်ပေါ့နော်နှစ်10တန်းစနစ်ဟောင်းအောင်လက်မှတ်ပေါ့နော်ရခင်10တန်းစနစ်ဟောင်းအောင်လက်မှတ်လိုတယ်အောင်လက်မှတ်နဲ့ရတယ်တချို့ကျောင်းတွေက GED နဲ့ရတယ်တချို့ကျောင်းတွေကမြန်မာနိုင်ငံမှာ second year နဲ့ရက်ထားတဲ့သူတွေရှိရပေါ့နော် second year နဲ့ရက်ပြီးတော့အခြားနိုင်ငံမှာသွားတက်မယ်ဆိုရင်second year ပြန်တက်လို့ရမလားဆိုတာလဲအကြောင်းပေါ်မှာမူတည်တယ်ပေါ့နော်အဲ့ဒီကမှfirst year ပြန်တက်တာလဲပြန်တက်ရတာလဲရှိရပေါ့နော်နောက်တစ်ခုကတို့ဒီမှာပြဿနာရှိနေတာဘာလဲဆိုတော့လက်တလုံးမှာတော့ဒါစကားစဘက်ကကျောင်းတွေကပေါ့နော်စစ်ကောင်စီဘက်ကကျောင်းတွေကတော့လက်တလုံးမှာတက်လို့ရနေသေးတဲ့အနေအထားတော့ရှိတယ်သို့တော်လည်းပဲ NUG ဘက်ကဖွင့်ထားတဲ့ဒီ BCA တို့ Grade 12တို့ကတက်လို့မရဘူးလားဆိုရင်မေးခွန်းတော့မေးစရာရှိတာပေါ့နော်မေးစရာရှိတဲ့အခါမှာဘယ်လိုပုံစံမျိုးနဲ့ရှိသွားနိုင်လဲဆိုလို့ရှိရင်တရားဝင်ကြေညာတာမျိုးတော့ရှိချင်မှရှိမှာပေါ့နော်တရားဝင်ကြေညာမျိုးတော့ရှိချင်မှရှိလိမ့်မယ်သို့တော်လည်းပဲjoin ကြည့်ရမယ့်ပုံစံအနေအထားမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ထိုင်းမှာတချို့အနေအထားပေါ့နော်ထိုင်းမှာဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဆိုရင်အလုတ်သမားကတ်နဲ့ပေါ့နော်ပုံမှန်ဆိုရင်အလုတ်သမားကတ်ပန်းရောင်ကတ်ကထိုင်းမှာကြောင်းတက်လို့မရဘူးပေါ့နော်ဒါကသူ့ရဲ့ဥပဒေပဲသို့တော်လည်းပဲဒါဥပဒေဆိုတော့အကုန်လုံးလိုက်နာရမယ်သိနေတယ်သို့တော်လည်းပဲအဲ့ဒီပန်းရောင်ကတ်နဲ့တက်လို့ရတဲ့ကြောင်းရှိတယ်သဘောတရားအဲ့လိုပဲပေါ့နော်ဆိုတော့ပုံမှန်အားဖြင့်တော့ဒီကတ်နဲ့
ဒီလက်မှတ်နဲ့တက်လို့ရပါတယ်လို့တော့ထုတ်ပြန်ထားတာတော့မရှိဘူးပေါ့နော်ထုတ်ပြန်ထားတာတော့မရှိဘူးသို့တော်လည်းပဲကျောင်းတစ်ကျောင်းချင်းစီရဲ့ဝင်ခွင့်ဒီအဲ့ဒီကျောင်းပေါ်မှာပဲမူတည်တယ်ပေါ့နော်သူတို့ autonomy ရထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဝင်ခွင့်ပေါ်အဲ့ဒီကျောင်းရဲ့ဝင်ခွင့်ပေါ်မှာပဲမူတည်တာဖြစ်တော့တချို့ကျောင်းတွေကတော့လက်ခံတယ်တချို့ကျောင်းတွေကတော့လက်မခံဘူးပေါ့နော်ဒီလိုမျိုးအတိုင်းအတာလေးတွေရှိတယ်ဆိုတာလည်းခွဲပြီးတော့သိစေချင်တာပေါ့နော်ဆိုတော့အဲ့ဒါလေးဖြည့်ပေးတာပါဟုတ်ဟုတ်အဲ့ဒါဆိုရင်တီချာလေးနာမည်ခေါ်တာမှားနေမှာဆိုလို့လေ KYLIEE ကဘယ်လိုအတန်ထွက်လဲပြောပြပေးသွားပါဦး Yes. Kelly လို့ထွက်ပါတယ်တီရှယ် okay Kelly ကမေးစရာရှိလို့လားပေါ့နော်လက်ထောင်ထားတာဆိုတော့လေ အဲ့လိုမဟုတ်ရေစောနာတော့တီရှယ်ကဒီတက်နေတဲ့တွေလက်ထောက်မှာ okay sorry I forgot okay ပါ thank you ဒါဆိုရင်ဆွမ်းနာကဂျူးမေခိုင်လဲသမီးလဲအဲ့လိုမျိုးလက်ထောင်ထားတယ်လို့ထင်တယ်ပေါ့နော်မေးစရာတော့မရှိတော့ဘူးလို့တော့ထင်တယ်ဆိုတော့အဲ့ဒီ grade 12အောင်လက်မှတ်လဲဒီချက်ပြောတာတော့နည်းနည်းသဘောပေါက်လိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့နောက်ကြီးတွေကစေတက္ကသိုလ်ရောတက်လို့ရလားပေါ့နော်အဲ့ဒါလေးတော့ရှင်စောနာကရှင်းပြတဲ့အထက်မှာတော့ပါသွားတယ်ဆိုတော့ GED ကနေစေတက္ကသိုလ်တက်လို့မရတာတော့မဟုတ်ဘူးတက်လို့ရတယ်ဒါပေမဲ့ဂျားထဲမှာ foundation course တစ်ခုတက်ရတာရှိတယ်စောနာကဖူးလဲရှင်းပြသွားတယ်ထိုင်းကနေတက်မယ်ဆိုလို့ရှိရင်ထိုင်းမှာအရင်ဆုံး degree တစ်ခုယူရတယ်အဲ့ဒီလိုပဲခဏလေးနော်ရှာထားတာရှိတယ်အဲ့ဒီလိုပဲဒီ United Kingdom ပေါ့နော် UK မှာလည်းတချို့တို့GED ပြီးသွားလို့ရှိရင်เนาะ GED ပြီးသွားလို့ရှိရင် International Foundation in Medicine ဆိုပြီးတော့အရင်တက်ရမယ်ပေါ့နော်ဒါလည်းအဲ့လိုတက်ရမယ်ဆိုတော့ Queen Mary University of London ပေါ့နော်ဒီမှာလည်းအဲ့ဒီလိုပဲနောက် Australia မှာဆိုလဲစေးချောင်းကိုဓာတ်ရိုက်ချိတ်ဖို့အတွက် foundation year ကနေတဆင့်သွားတာကပိုသေးကြတယ်လို့ပြောထားတာရှိတယ်ဆိုတော့US မှာဆိုလဲအဲ့လိုပဲပေါ့နော် undergraduate degree ပေါ့နော်ဒါမျိုးလေးအရင်တက်ရမှာပေါ့နော်ကိုရီဒီဘက်ကသွားတယ်ဆိုရင်ဆိုတော့အဲ့လိုမျိုးလေးရှိရခါကြတော့ GED ပြီးတော့စေးချောင်းကိုတက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးကြားထဲမှာလမ်းကြောင်းတစ်ခုပြန်သွားရမှာဆိုတော့အချိန်တော့ပိုကြာသွားမယ်အတိုင်းတာရှိရပေါ့နော်နောက်တစ်ခုပေါ့နော်အနှစ်ချုပ်အနေနဲ့ပြောမယ်ဒီထဲကအကြောင်းသားတွေကโอเคအပြင်ကိုလည်းလက်တလုံးမှာသွားလို့အဆင်မပြေဘူးပေါ့နော်ဒါဆိုရင်ကျောင်းနေဆက်တက်လို့မရတော့ဘူးလားဆိုရင်မေးခွန်းတော့ရှိမှာပေါ့အဲ့တော့တီချယ်တို့ research များများလုပ်ပေးပေါ့နော်ဆိုတော့လက်တလုံးမှာအိမ်မှာနေရင်းနဲ့ပဲ online ကနေပြီးတော့တက်လို့ရတဲ့တက်သို့တွေရှိရပေါ့နော်ဥမာအဖြစ် UOP တို့ဆိုလို့ရှိရင်အိမ်ကနေပြီးတော့တက်လို့ရတယ်လေနော် online ကနေတက်လို့ရတယ်နောက်ဒီ BECA တို့ grade 12တို့ပြီးသွားတဲ့သူတွေဆိုလို့ရှိရင်လည်းဒီ online က university တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းတက်လို့ရတယ်မြေပြင်မှာဆိုလို့ရှိရင်တော့နည်းနည်းတော့အပင်ပန်းခံရမယ်အဲ့လိုမျိုးတချို့နေရာတွေမှာလည်းမြေပြင်ကျောင်းတွေလည်းသွားတက်လို့တော့ရတယ်ပေါ့နော် safety တော့ကြိုးစားရမှာပေါ့အဲ့လိုမျိုးလေးတော့လည်းရှိတယ်ဆိုတာကအပြင်မှာသွားတက်ဖို့အဆင်ပြေရင်တော့လည်းအပြင်မှာသွားတက်ရင်တော့သူ့နိုင်ငံသူ့ culture နဲ့သူ့ communication နဲ့အားပေးတယ်ပေါ့နော်ဖြစ်နိုင်ပို့ပြီးတော့ကောင်းတယ်โอเคအပြင်မှာလည်းသွားမတက်နိုင်ဘူးဆိုတော့ငါတို့ကလမ်းပြောင်းနေပြီလားလို့တော့မတွေးစေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီနေ့ခေတ်မှာ online ကနေလေ့လာသင်ယူလို့ရတဲ့အရာတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းမမေ့စေချင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ဖြည့်ဆွက်ပြောတာပါဆိုတော့နောက်ဆုံးအနေနဲ့ပဲမေးပါမယ်ပေါ့နော်တချို့9နာရီလည်းဖြစ်သွားပြီဆိုတဲ့အခါကျတော့မေးစရာမေးခွန်းရှိပါသေးလားရှင်မေးစရာမေးခွန်းမရှိရင်တချို့တို့ဒီနေ့webinar လေးပေါ့နော်ဒါလေးကိုရပ်ပါမယ်နားပါမယ်ရှင်မရှိတော့ပါဘူးရှင်မရှိတော့ပါဘူးရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုဒီကျတို့ဒီမှာ chat box က Telegram channel link လေးကိုချပေးထားပါတယ်အဲ့ဒီကနေ join ထားလို့ရတယ်ဆိုတော့အဲ့ဒီကနေမှတဆင်သိချင်တာတွေရှိလို့ရှိရင်လာမေးလို့ရတယ်ចောင်းလျှောက်တာတွေငွေသွင်းတာတွေចောင်းလျှောက်တဲ့အခါမှာငွေသွင်းရတဲ့ process တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းအများကြီးရှင်းပြပေးသွားပြီဒီကျတို့ရှိကចောင်းလျှောက်တာတွေငွေသွင်းတာတွေဒါတွေလည်းလုပ်ပေးတယ်free consultation လုပ်ပေးမယ်ချိတ်ဆက်ပေးမယ်ဆိုတော့
ဒီလောက်ပါပဲခေ၍ဒီကျတို့နောက်ထပ်ပေါ့နော် webinar တွေလုပ်ပေးဖို့တော့ရှိပါတယ်အဲကြလို့ရှိရင်သိအောင်လို့ပေါ့နော်သိအောင်လို့ဒီကျတို့ရဲ့ page လေးရောနော် like and share လုပ်ပေးထားပေါ့နော်အဓိကတော့ follow လေးလုပ်ထားလို့ရှင်တော့တင်ထားတာလေးတွေ့မယ်ပေါ့နော်ဆိုတော့ like မကောင်းရင်တော့ Telegram မှာတွေ့ပါမယ်လို့ကဲအားဆိုရင်ဒီကျတို့ဒီနေ့ webinar လေးဒီမှာပဲရနာပါမယ်ရှင်တက်ရောက်လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လုံခြုံပေးကင်းကျန်းမာကြပါစေရှင်ဆိုတော့ ဒီလိုပါလေဒီချေပါဒီချေ ကျေးဇူးအများကြီးတင်ပါတယ်ဒီကျေးဇူးအများကြီးတင်ပါတယ် knowledge တွေကို share လုပ် ကျေးဇူးတင်ပါတယ်ရှင်ဒီချက်ရောကျမ်းပါပါစေရှင် ဟုတ်ကဲ့ပါရှင်နောက် webinar တွေမှာပြန်တွေ့ပါမယ်နော် ဟုတ်ကဲ့ပါဒီချေခုလို knowledge တွေကို share ပေးရတဲ့အတွက်လည်းကျေးဇူးပါရှင် ဟုတ်ကဲ့ပါရှင်ကျေးဇူးပါ